ငါလိုတကဘာလုံးမှာနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ဒုစရိုက်ပြေးတယောက်ဟာထိတ်တန့်စစ်ဘက်နဲ့ဥပဒေစိုးမိုးရေးမိသားစုကြီးထဲမှာပြန်လည်မွေးဖွားလာလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ဘူးခဲ့ဘူးအဖေနဲ့အဖိုးကထိတ်တန့်အရာရှိကြီးတွေဖြစ်ပြီးအဖွားကတော့နာမည်ကျော်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးမှူးမေမေကပြင်ရင်ကဘာကျော်မှုခင်းဆရာဝန်တယောက်ဖြစ်နေပြန်တယ်ဒီလိုမိသားစုတွေပြန်မွေးဖွားလာရတာအတော်လေးဖိအားများပေမဲ့ငါကတော့ဒုစရိုက်သမားတွေရဲ့ပြည်ရမှန်သမျှကိုအဆအဆုံးကျွမ်းကျင်ပြီးသားလေဒါကြောင့်မို့လို့ဆယ်စုနှစ်တစ်ခုကြာအောင်ဖော်ထုတ်နိုင်ခြင်းမရှိခဲ့တဲ့စက်တိုက်လူတက်မှုကြီးထူးဆန်းဆန်းပြတဲ့လေကလူတက်မှုနဲ့ကဘာကိုတုံ့လောက်သွားစေခဲ့တဲ့လူသားစားမှုကြီးတွေကိုရင်ဆိုင်ရတဲ့အခါမှာငါဟာဩဇာကြီးတဲ့မိသားစုတစ်ခုရဲ့အမွေဆက်ခံသူတသက်မဟုတ်ပဲပြစ်မှုရောမှုကင်းစုံစမ်းစစ်ဆေးရေးပိုင်းမှာပါစိုးမိုးစုပ်ကင်ထားနိုင်သူဆိုတာကိုလူတိုင်းကိုတက်တည်ပြခဲ့တယ်ငါနှစ်ဖူးကိုအတာပို့စွန်းနဲ့ခရင်ကိုချလိုက်ပြီးအပြင်ထွက်ဖို့ပြင်လိုက်တဲ့တကားဝကိုရောက်ခံဒီမှာပဲမေမေကအထဲကိုအပြေးလောဝင်လာခဲ့တဲ့စပွဲပေါ်ကငါရဲ့နက်နက်စာကိုမြင်တော့မေမေကပြုံးလိုက်ပြီးမစိုးဘူးပဲအီတန်မင်းနောက်ဆုံးတော့အဲ့ဒီအကျင့်ဆိုးတွေကိုဖျောက်လိုက်နိုင်ပြီပေါ့လာစမ်းပါဦးစူပေးရတာပေါ့စုဟုတ်လားငါမေမေစီတိုးသွားလိုက်တယ်ဒါပေမဲ့မေမေကလက်ဆောင်ပေးမဲ့အစားငါဘာကိုဆွဲပြီးစိန်လိန်လိုက်တော့တာပါပဲမေမေရဲ့ဒါဘာစုမျိုးလဲ sorry ပါဟာမေမေမင်းအတွက်လက်ဆောင်ဝယ်ဖို့အချိန်မရလိုက်လို့ပါနောက်မှပြန်ပေးမယ်နော်ခု crestfall မှာကြီးမားတဲ့အမှုတစ်ခုဖြစ်နေလို့မေမေခဏနေရင်ပြန်သွားရတော့မယ်မေမေကပြုံးပြပြီးလှေကားဘက်ကိုဥတီသွားတဲ့အလွန်မင်းအလင်းလိုနေတာမို့မေမေကင်ထားတဲ့ဖိုင်တွေပြုတ်ကျကြံခဲ့တယ်ငါဖိုင်တွေကိုကောက်ပေးရင်မေမေကိုစနောက်လိုက်တယ်အဖေကမေမေကိုမှုကင်းဆရာဝန်ဖြစ်လာတာကမ္ဘာအကြီးမားဆုံးအံ့ဩစရာပဲလို့ပြောတာမဆန်းတော့ပါဘူးအဖေပြောသလိုပဲမေမေကတကယ်ကိုပေါ့ဆတာပဲမေမေကမျက်နှာရဲသွားပြီးငေါက်လိုက်တယ်ဒီကောင်လေးအခုမင်းကငါ့ကိုလှောင်နေတာပေါ့လေထားလိုက်တော့ငါအလင်းလိုနေတယ်မေမေလက်ထွက်သွားပေမဲ့ငါမေမေလက်ကိုဆွဲတားလိုက်တဲ့ဖိုင်တွေကိုကောက်ပေးနေတော့ကအခင်းဖြစ်ပွားရနေရရေခဲရိုက်တဲ့ပုံတစ်ပုံကိုငါမြင်လိုက်ရလို့ပါငါမျက်မှောင်ကျုပ်လိုက်တယ်မေမေဒီအမှုကမယိုးရှင်းဘူးခလိုကြီးခလောကငါ့ကိုအံ့ဩတကြီးကြည့်လိုက်တယ်မင်းကဘာသိလို့လဲသွားမင်းအလုံးမင်းသွားလုံးနောက်2ရက်ဆိုကျောင်းဆောက်ဖွင့်ပြီးသွားစာချက်မေမေတတိမပေးရင်ငါတော်မိနေတော့မလို့အခုငါကအသက်18နှစ်အရွယ်အထက်တန်းကျောင်းသားလေးပဲရှိသေးတာကိုဒီဆောင်ဦးမှာတက်တတော်ဝန်ထမ်းဆယ်နီယာတက်ရတော့မှာပါဒါပေမဲ့တက်ပုံတွေကနေငါမျက်လုံးမလွှဲနိုင်ခဲ့ဘူးငါတက်ပုံကိုတေချာလေးလာကြည့်လိုက်တယ်ဒီလူသက်သမားကတကယ်ကိုစိတ်ဝေဒနာတွေပဲတားကောင်ကတည်နေပြီးဦးကောင်းကကျမ်းပြင်မှာပျက်စီးနေပြီးဒါပေမဲ့တက်ပြီးတာတော့ခန္ဓာကိုယ်ကိုဒါနဲ့ထက်ခါခုတ်ထုထားသေးတယ်အထူးသဖြင့်ရှေ့ပိုင်းကိုပေါ့ဒါဟာပုံကိုယ်ရေးအရာမုန်းတီးမှုပဲခလိုကြီးကတော်တော်ပြုံးလိုက်ပြီးခေါင်းခါလိုက်တယ်မင်းမသိပါဘူးဒီလူသက်သမားကမင်းကသူ့ကိုအရင်ကပြစ်မှုထက်ခါကျူးလွန်မှုတဲ့သူလို့ထင်နေတာမို့လားမေမေကလွန်ခဲ့တဲ့10နှစ်ကစက်တိုက်လူတက်မှုအကြောင်းဖိုင်တွေကိုအပေါ်ထပ်တက်ယူမလို့မလားခလိုကြီးရဲ့မျက်လုံးတွေပြူးကျသွားတယ်မင်းဘယ်လိုလုပ်သိတာလဲမေမေကအမှုပေါင်းဆောင်ရဲ့ဖိုင်တွေကိုစနစ်တကျသိမ်းဆည်းထားတာလေးပြီးတော့လွန်ခဲ့တဲ့10နှစ်ကညှဉ်းပန်းနှိပ်စက်လူတက်မှုကြီးကမေမေနဲ့အဖေကိုအခုထိ6လက်နေတော့မဲ့ဒီသားကောင်ရဲ့အခြေအနေနဲ့အပေါ်ထပ်ကိုအလင့်စလို့တက်သွားတာကိုကြည့်ရင်ဒါကိုခံမှန်းရတာမခက်ပါဘူးမစိုးဘူးပဲမင်းကငါထင်ထားတာထက်အကဲခတ်ပို့တော်တာပဲဒါဆိုလူသက်သမားကသူ့ကိုဘာလို့မုန်းတီးတာလဲဆိုတာပြောပြစမ်းပါအဟောင်းတွေကတက်တေတိုင်းမှာလူသက်သမားဟာစိတ်လိုက်မှန်မှတားကောင်တွေကိုရွေးချယ်ခဲ့တာလို့ပြနေတယ်မင်းရဲ့အတွေးခေါ်အတိုင်းဆိုရင်ဒီထားတန်ရာတွေနဲ့အဟောင်းကလူသက်သမားမဟုတ်ဘူးဆိုပြီးပဲဖြတ်လို့ရနေပြီအဟောင်းကလူသက်သမားမဟုတ်ပါဘူးလို့ဒါမပြောခဲ့ပါဘူးသူတကယ်ပဲဒီမိန်းကလေးအပေါ်အာဃာတရှိနေခဲ့တာလည်းဖြစ်နိုင်တာပဲငါပြုံးလိုက်ပြီးထိုမြနဲ့ပဲစကားဆက်ဖြတ်လိုက်တယ်ခလိုအီကငါထွက်သွားတာကိုစိုက်ကြည့်နေပြီးမှအနားကိုအပြေးလွှားလာပြီးငါလက်ကောက်ဝတ်ကိုဆွဲကင်လိုက်တယ်အီတန်မိမိကိုအကူအညီတစ်ခုပေးပါဦးဘာအကူအညီလဲဆေးရုံကိုလိုက်ခဲ့ပြီးအလောင်းကိုစစ်ဆေးပေးပါခလိုအီကငါ့ကိုဆေးရုံထိဆွဲခေါ်သွားခဲ့တယ်ဆေးရုံဝင်သွားမှာတော့တရင်ထောက်အုပ်စုကြီးကငါတို့ကိုဝိုင်းထားလိုက်ကြတယ်ပါမောက္ခခလိုအီရောက်လာပါပြီပါမောက္ခခလိုအီဒီညှဉ်းပန်းနှိပ်စက်လူသက်သမားဟာလွန်ခဲ့တဲ့10နှစ်ကစက်တိုက်ညှဉ်းပန်းနှိပ်စက်လူသက်မှုတွေရဲ့နောက်ွယ်ကလူတစ်ယောက်တည်းပဲလို့ယူဆပါသလားခင်ဗျာပါမောက္ခခလိုအီ10နှစ်အကြာမှာဒီလိုလူသက်မှုမျိုးထပ်မံပေါ်ပေါက်လာခဲ့ပါပြီမေမေကအဲ့ဒီတုန်းကဥဆောင်မှုခင်းဆရာဝန်ဖြစ်ခဲ့ပြီးဒါဟာမေမေလူသက်သမားရဲ့တဲလုံစာလုံးဝရှာမတွေ့ခဲ့တဲ့တခုလေးတော့အမှုပါပဲဘာများမှတ်ချက်ပေးချင်ပါသလဲငါတို့ကိုဝိုင်းလိုက်တာနဲ့မိကုန်းတွေကမရက်မနာထွက်ပေါ်လာခဲ့တဲ့တခုပြီးတခုတစ်ဆက်တည်းမင်းမြန်းနေကြတာပါခလိုကြီးမျက်မှောင်ကျုပ်လိုက်တဲ့အလောင်းစစ်ဆေးတာကသူမရဲ့ကျွမ်းကျင်မှုဖြစ်ပေမဲ့သတင်းထောက်တွေနဲ့ရင်ဆိုင်ရတာတော့သူမကျွမ်းကျင်မှုမဟုတ်ခဲ့ပါဘူးသတင်းထောက်တွေပြောတာလည်းမမှားပါဘူးခလိုကြီးရဲ့တက်တန်းမှာအစောထင်းတစ်ခုတော့ရှိခဲ့တယ်သူမဟာအကြော်ကြားဆုံးအချိန်မှာရှိနေခဲ့ပေမဲ့အဲ့ဒီစက်တိုက်လူတက်မှုကတော့သူမကိုလုံးဝအဖြေရှာမရအောင်ဒုက္ခပေးခဲ့တာပါအခုတော့သူမဒေါသထွက်စာပြုလာပြီးအဲ့ဒီအချိန်မှာပဲမေမေနောက်ကနေလက်တစ်ဖက်ထွက်လာခဲ့တယ်ငါခလိုကြီးရဲ့အရှိကိုဝင်ရက်လိုက်ပြီးငါတို့လမ်းကိုပိတ်ထားတဲ့သူတွေအားလုံးကိုဘေးကိုတွန်းထည့်လိုက်တယ်လူတက်မှုကိုအရင်ရှင်းရမယ်ခင်းတို့ရဲ့သတင်းကဒုတိယပဲအမှုကအခုမှစတာခင်ဗျားတို့ကဘာတွေများသတင်းတင်ပြနိုင်မှာမလို့လဲခင်ဗျားတို့အချိန်ဖြုံးနေတဲ့စက္ကန့်တိုင်းကလူတက်သမားကိုထွက်ပြေးဖို့ကူညီပေးနေတာနဲ့တူတူပဲဖေချဆန်းငါသတင်းထောက်တွေကိုစိမ့်ကြည့်လိုက်ပြီးမေမေကိုတန်းဆွဲခေါ်ထုတ်လာခဲ့တဲ့သတင်းထောက်တွေခဏမျှမင်းတက်သွားပြီးမှတတိပြန်ဝင်လာကြတယ်ဒီကောင်လေးကဘာလဲသူမရဲ့တပည့်လားအတော်တတိရှိလာကြည်လားသူက Ethan Hayes လေဟစ်မိသားစုရဲ့အမွေဆက်ခံသူကသူ့မေမေကိုကာကွယ်ပေးနေတာဒါပေမဲ့ဘာပဲဖြစ်ဖြစ်အီတန်ပြောတာမှန်တယ်လူတက်မှုကိုအရင်ရှင်းရမယ်သတင်းကဒုတိယပဲအမှုကအခုမှစတာလေဒီမေကုန်းတွေကသူတို့ကိုနှောင့်နှေးအောင်လုပ်နေတာအဲ့ဒီအချိန်မှာမေမေနဲ့ငါရင်ခွဲရုပ်စီရောက်နေပြီးမေမေတကားဖွင့်လိုက်တော့အထက်မှာရဲရရှိတွေနဲ့မှုခင်းဆရာဝန်အများအပြားဟာအလောင်းရဲ့အခြေအနေကိုမှတ်တမ်းတင်နေကြတယ်ငါတို့ကိုမြင်တော့သူတို့ကိုမှတ်လိုက်ပြီးအနားရောက်လာကြတယ်ပါမောက္ခခလိုကြီးဟောအီတန်ပါလာလား
ငါ့ကိုမြင်တော့အားလုံးအံ့အားသင့်သွားကြတယ်ငါကတော့ခေါင်းချင်းပြလိုက်ရုံနဲ့တားကောင်စီလျှောက်သွားခဲ့တယ်အလောင်းကိုခြေဆုံးကောင်းဆုံးအကဲခတ်ကြည့်လိုက်တယ်ရဲရရှိအချို့စကားပြောဖို့ပြင်ပေမဲ့မိမိကခေါင်းခါပြပြီးတားလိုက်တယ်စက္ကန့်30ပင်မပြည့်မီမှာပဲငါမျက်လုံးလွှဲလိုက်တယ်သူ့မိသားစုဘယ်မှာလဲမစ္စတာဟေးစ်တားကောင်ကနေကနေဒီကိုပြောင်းလာတာပါသူမရဲ့မိသားစုကိုဆက်သွယ်ထားပြီးပါပြီလာနေကြတော့မှလို့ရဲရရှိတယောက်ကဖြေတယ်ငါနောက်မေးခွန်းတစ်ခုမေးလိုက်တယ်သူမကတယောက်တည်းနေတာလားမေမေကသူမနာမည်ကNatalie Brooks တဲ့အသက်28နှစ်ဒီဇိုင်းကုမ္ပဏီတစ်ခုမှာမန်နေဂျာလုပ်နေတာ Crest Phone မှာရင်းနှီးတဲ့တငယ်ချင်းတစ်ယောက်ရှိတယ်ပြီးတော့သူ့စစ်ဆက်ထားသူနဲ့အတူနေတာသူတို့ကအရန်ချစ်ကြတာတဲ့အင်းသဘောပေါက်ပြီလို့ပြောပြီးငါလက်အိတ်ဆွလိုက်တယ်အားလုံးကမယုံနိုင်စရာမျက်လုံးတွေနဲ့စိုက်ကြည့်နေကြတယ်မေမေတော်အောက်သွားပုံပဲငါဟာအလောင်းကိုတစ်ခါမှတိုင်တွင်မကြည့်ဘူးဆိုတာကိုမေမေကအတိဆုံးလေးလူများစုကအလောင်းမြင်ရင်ကြောက်ကြပေမဲ့ငါကတော့ကိုယ်တိုင်အလောင်းစစ်ဆေးတော့မဲ့အတိုင်းအစင်သင့်ဖြစ်နေပုံရတယ်မေမေရဲ့မှုခင်းဆရာဝန်တယောက်ရှိထွက်လာပြီးမစ္စတာဟေးစ်ကျွန်တော်တို့အလောင်းကိုစစ်ဆေးပြီးပါပြီငါသူ့ကိုလစ်လူရှုပြီးလက်လန်းကတွေးဆုံးနေတဲ့ဓာတ်တံရတစ်ခုကိုကင်လိုက်တယ်အားလုံးထိတ်လန့်တကြားကြည့်နေကြစင်ပါပဲငါကလက်ညှိုးနဲ့လက်ကလေးကိုတုံးပြီးဒံရဘေးကအသားစားတွေကိုဖယ်ကြည့်လိုက်တယ်အီတန်ကိုအတင်းမတွန်းအားပေးပါနဲ့မင်းအလောင်းတစ်ခါမှမစစ်ဘူးလေမူးလဲသွားမယ်မိမိအတန်မှာစိုးရိမ်စိတ်တွေပါနေတယ်ငါတန်ရကိုလွှတ်လိုက်ပြီးတေဆုံးချိန်ကမနက်စောပိုင်း3:34သူညကြားမှာပဲရင်ဘက်ကဒံရကတေစီလောက်တယ်ဒီတစ်ချက်ထဲနဲ့တင်တေသွားတာအသုံးပြုခဲ့တဲ့လက်နက်က9လက်မလောက်ရှိပြီး4ပုံ3ပုံလက်မလောက်ကျဲတဲ့မြောင်ဓာတ်တဲ့ဖြစ်တယ်ဓာတ်ကတုံးနေတယ်မကြာခဏတုံးထားလို့ဖြစ်မယ်အဲ့ဒါကြောင့်ဒံရတွေမှာအသားစားတွေကျန်ခဲ့တာနောက်မှခုတ်ထားတဲ့ဒံရတွေကခြေထောက်ပတ်အထိရောက်သွားပြီးတဖြည်းဖြည်းပိုတိမ်သွားတယ်ငါပြောလို့လေပြီးတော့အားလုံးကငါ့ကိုစိုက်ကြည့်နေကြတာကိုတွေးလိုက်ရတယ်ငါပြုံးလိုက်တယ်မေမေစီလျှောက်သွားပြီမေမေဘာဖြစ်လို့လဲမေမေကလက်လန်းပြီးငါမျက်နှာကိုခက်ပြင်းပြင်းပုတ်တက်လိုက်တယ်တခုခုတော့မှားနေပြီးမင်းတကယ်ပဲငါရဲ့အီတန်ဟုတ်ရဲ့လားငါမျက်လုံးလန့်ပြလိုက်ပြီးတားမဟုတ်လို့ဘာဖြစ်ရမှာလဲမဖြစ်နိုင်တာငါရဲ့အီတန်ကနည်းနည်းလေးနှိကွေးရမှလေမင်းကဘလို့လို့အလောင်းကိုစက္ကန့်ပိုင်းမကြည့်ပြီးတရားတိုင်းကိုကွက်တိပြောနိုင်ရတာလေမေမေကအခုထိအောက်လက်ကြီးဖြစ်နေတော့မယ်ဒါပေမဲ့ငါကတော့ဝါရင်ရဲရရှိကြီးစီလှည့်လိုက်တယ်အရာရှိဟာရိုဟော်ရိုတားကောင်နဲ့နီးစပ်သူအားလုံးကိုအလောင်းလာကြည့်ပြီးနှုတ်ဆက်ဖို့ခေါ်ပေးပါဟာရိုကတက်ပြင်းနဲ့ရှူလိုက်တယ်သူ့မျက်နှာကတီးတန့်သွားပြီကောင်းပြီငါစီစဉ်လိုက်မယ်ဟာရိုထွက်သွားပြီးတဲ့နောက်ငါလည်းအပြင်ကိုထွက်လာခဲ့တယ်ငါထွက်သွားတာနဲ့ရဲရရှိတွေနဲ့မှုခင်းဆရာဝန်တွေစကားဆပြောကြတော့တယ်အီတန်ကတကယ်ကိုပညာရှင်တွေကြားမှာကြီးပြင်းလာတာပဲခုနကအလောင်းစစ်ဆေးတာတကယ်ကိုမယုံနိုင်စရာပဲကျွန်တော်တကယ်ကိုပင်သက်သွားရတယ်ပမုခကလိုအီနဲ့ Miles Bennett ကလွဲလို့အလောင်းကိုစက္ကန့်ပိုင်းလေးကြည့်ပြီးတည်စီနိုင်တဲ့တန်ရတည်ဆုံးချိန်နဲ့လက်နက်ကိုအတိအကျပြောနိုင်တဲ့သူမျိုးကျွန်တော်တခါမှမတွေ့ဘူးပမုခကလိုအီမိမိရဲ့သားကတကယ်ပါရမီရှင်ပဲအလောင်းရှိမှပြုံးနေတာကမသိတော့ဘူးလို့ထင်ရပေမဲ့မိမိကတော့တည်ဆုံးခြင်းတွေကိုကျင့်ဝတ်ရနေခဲ့ပါပြီအခုအချိန်မှာမိမိစီမှာဂုံယူစိတ်တစ်ခုပဲရှိတော့တယ်ဘယ်မိသားစုမဆိုမိမိကလေးထူးချွန်တာကိုပဲလိုချင်ကြတာမဟုတ်ဘူးလားမိမိကသူတို့ကိုပြုံးပြလိုက်တယ်မကြခင်မှာပဲဟာရိုကတားကောင်နဲ့နီးစပ်သူအားလုံးကိုခေါ်ဆောင်လာခဲ့တော့တယ်သူမရဲ့အချစ်ဆုံးတငယ်ချင်းတစ်ယောက်နဲ့ဆစ်ဆက်ထားသူတို့အတူတူဝင်လာခဲ့ကြတယ်နာတာလီကိုမြင်လိုက်ရတဲ့အချိန်မှာသူတို့၃ယောက်လုံးရဲ့မျက်နှာပေါ်မှာတူညီတဲ့ဝမ်းနဲ့ထိတ်လန့်မှုတွေပေါ်ထွက်လာခဲ့တာပါခဏမျှမင်းသက်သွားကြပြီးတဲ့နောက်မှာတော့ငိုကြွေးကြိုးနဲ့ကုန်ကြတော့တယ်သူမရဲ့ဆစ်ဆက်ထားသူကတော့အခမ်းအနားဆုံးပါပဲနောက်ဆုံးမှာတော့သူဟာစိတ်သက်တွေအလွန်မြင့်ပြိုလဲသွားပြီးကြမ်းပြင်ပေါ်ဆူဆူဝါဝါလဲပြိုကျသွားခဲ့ရတယ်ငါအပြင်မှာရက်ပြီးသူတို့၃ယောက်လုံးကိုစစ်စစ်ကြည့်နေခဲ့တဲ့အဲ့ဒီနောက်မှငါအထက်ကိုဝင်လာခဲ့လိုက်တယ်မေမေကငါဘာလုပ်နေတယ်လဲဆိုတာရိပ်မိပါတယ်မေမေကတူတူလေးကပ်မိတယ်မင်းဒီလူသက်သမားကလွန်ခဲ့တဲ့10နှစ်ကလူနဲ့ဘာမှမဆိုင်ဘူးလို့အပြေအဝယုံကြည်နေတာလားဒါပေါ့မဟုတ်ဘူးပေါ့မေမေပဓာနာတန်တရားရှိသူကတော့အဲ့ဒီတုန်းကညှဉ်းပန်းနှိပ်စက်လူသက်မှုဟောင်းရဲ့လူသက်သမားပါပဲဒါပေမဲ့တားကောင်နဲ့ဆက်ဆက်နေတဲ့သူတိုင်းဟာလည်းတန်တရားရှိသူတွေကြီးပါပဲငါသူတို့၃ယောက်စီရှောက်သွားလိုက်တယ်နာတာလီရဲ့စစ်ဆက်ထားသူကိုစိုက်ကြည့်ရင်မင်းတို့တွဲလာတာဘယ်လောက်ကြာပြီလဲစက္ကန့်အနေငယ်ကြာမှသူကအဖြည်းဖြည်းချင်းမော့ကြည့်လာတယ်ငါ့ကိုတင်းပြေးចောင်းသားလေးတစ်ယောက်အဖြစ်မြင်လိုက်ရတော့သူကောင်းပြန်ကုန်သွားခဲ့တယ်ငါပကုံးတွန်းလိုက်ပြီးအမျိုးသမီး2ယောက်ပတ်လှည့်လိုက်တယ်မင်းတို့သူမကိုတိတာဘယ်လောက်ကြာပြီလဲကျွန်တော်တို့နာတာလီကိုတိတာ4နှစ်ငါနှစ်မကတော့ဘူးအရင်ကအတူတူနေကြတာနောက်မှနာတာလီနဲ့ဒန်နီရဲ့ဖော့စတာဒန်နာဖော့စတာတို့စစ်ဆက်လိုက်တော့မှကျွန်တော်တို့အပြင်ထွက်နေကြတာလို့အမျိုးသမီးတစ်ယောက်ကဖြေတယ်နောက်အမျိုးသမီးတစ်ယောက်ကထပ်လောင်းပြောတယ်နာတာလီမှာဒီလိုဖြစ်သွားတာမယုံနိုင်ဘူးဘသူကများဒီလောက်ရဲရဲဆက်ဆက်လုပ်ရတာလဲနာတာလီရဲ့စစ်ဆက်ထားသူဒန်နီရဲ့ကနောက်ဆုံးမှစကားဆပြောလာခဲ့တဲ့သူ့အတန်တွေတုံရင်နေခဲ့တာပါငါအဖြစ်ပါမနေ့ညကငါသူ့ဘေးမှာရှိနေပေးခဲ့ရမှာငါဘာလို့ထွက်သွားခဲ့ရတာလဲငါသာသူ့အိမ်ရောက်တဲ့အထိအတူတူလိုက်ပို့ပေးခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးငါသူ့ရှေ့မှာစောင့်ကြောထိုင်လိုက်တယ်သူမကြခင်ကအလုပ်တွေအရင်ထက်ပိုရှုပ်နေခဲ့တာလားသူကမနက်အစောပိုင်း3နာရီကျော်မှအလုပ်ကပြန်လာလေဒီဇိုင်းတစ်ခုအတွက်အလုပ်လုပ်နေခဲ့တာလွန်ခဲ့တဲ့ရက်ပိုင်းကမှစိတ်ကူးတရသွားလို့ပြီးအောင်အချိန်ပိုဆင်းနေခဲ့တာပါငါကအနားယူဖို့ခက်အဆက်ဆက်တတိပေးခဲ့ပေမဲ့သူကအလုပ်ရမ်းစူးစမ်းလို့တော့နားမထောင်ဘူးဒဲနီရဲ့ပြန်ပြီးစိတ်လှုပ်ရှားလာပြန်တယ်ငါအဖြစ်ပါငါဘာလို့သူ့ကိုအတင်းမတားခဲ့မိတာလဲငါမတ်တက်ချက်လိုက်တယ်အရာရှိဟာရိုသူတို့ကိုအိမ်ပြန်နားခိုင်းလိုက်ပါငါမပြန်ဘူးငါနာတာလီနားမှာပဲနေမယ်ကျွန်တော်တို့10လပိုင်းမှာမင်္ဂလာဆောင်ကြတော့မှလေလအနေငယ်ပဲလူတော့တာကိုဘာလို့ဒီလိုဖြစ်ရတာလဲဒဲနီရဲ့စိတ်လွတ်ကိုလိုအော်ဟင်းကိုကျွေးနေတော့တယ်ရဲရရှိတွေလည်းတက်ပြင်းပဲချနိုင်တော့တယ်တေဆုံးမှုများစွာကိုမြင်တွေ့ခဲ့ဘူးတဲ့မေမေတောင်တက်ပြင်းရှိကြီးချလိုက်မိတယ်တကယ်ဝမ်းနေစရာတော့ကပါပဲ
ငါကတော့ဒါတွေကိုတည်ငြိမ်စွာနဲ့ပဲစကြည့်နေခဲ့တယ်ငါဟာရာဇဝတ်မှုပေါင်းမြောက်များစွာကိုကျူးလွန်ခဲ့ပြီးကမ္ဘာထိပ်တန်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့ဝရမ်းထုတ်ခြင်းကိုခံခဲ့ရဘူးသူလေဒုစရိုက်လောကရဲ့ဘရင်ဟောင်းတစ်ယောက်အနေနဲ့ဒုစရိုက်ဓမ္မတစ်ယောက်ရဲ့စိတ်ဓာတ်ကိုငါထပ်ပို့ပြီးနားလည်တဲ့သူမရှိပါဘူးမင်းမြင်တွေ့နေရတာတွေကအမှန်တကယ်လည်းဖြစ်နိုင်တယ်လို့ပြည့်ရဲ့တရုပ်ဆောင်မှုတစ်ခုလည်းဖြစ်နိုင်တာပဲငါရဲရရှိတွေကိုအချက်ပြလိုက်တော့သူတို့ကဒဲနီရဲ့နဲ့နာဒါလီရဲ့တငယ်ချင်းတွေကိုအပြင်ကိုတွဲကူခေါ်ထုတ်သွားပေးကြတယ်မေမေငါနားရောက်လာခဲ့တယ်အီတန်မင်းတခုခုသတိထားမိလို့လားငါဘာမှမဖြေပဲမေမေရဲ့အမှုဖိုင်တွေကနေအခင်းဖြစ်ပွားရာနေရာတပ်ပုံတွေကိုပြန်ထုတ်လိုက်တယ်တောင်းဆောင်ကနေရိုက်ထားတဲ့ရုပ်ထွက်ကောင်းကောင်းတပ်ပုံတွေပါပဲငါအဲ့ဒီတပ်ပုံတွေကိုအစင်လိုက်စီလိုက်တယ်2မိနစ်လောက်တေချာကြည့်ပြီးတဲ့နောက်မှာတော့ငါပြောလိုက်တယ်ငါတေချာသွားပြီဒါဟာလွန်ခဲ့တဲ့10နှစ်ကစက်တိုက်လူတက်မှုနဲ့လုံးဝမသက်ဆိုင်ဘူးမေမေနဲ့ရဲရရှိတွေအံ့အားသင့်သွားကြပြန်တယ်မစ္စတာဟေးစ်တက်ဖြစ်တဲ့နီလန်နဲ့ရက်စက်မှုအဆင့်ကအရင်အမှုဟောင်းတွေနဲ့အတူတူပဲမဟုတ်ဘူးလားသူ့ရဲ့ကြောပြင်မှာငါပြန်လာပြီးဆိုတဲ့စာသားတော်ခုတ်ထွင်းထားသေးတယ်အရင်လူသက်သမားကလည်းဒီလိုမျိုးကြောက်စရာကောင်းတဲ့အမှတ်သားမျိုးခြံထားခဲ့တာလေကွာလာဆိုလို့ဒီတစ်ခါစာသားဖြစ်နေပြီးအရင်တုန်းကကိန်းကနန်းတွေတုံးခဲ့တာပဲရှိတာပါအရင်တုန်းကညှဉ်းပန်းနှိပ်စက်လူသက်မှုဟောင်းတွေကတားကောင်တိုင်းဟာအမျိုးသမီးတွေကြီးပါပဲအမျိုးသမီးတိုင်းရဲ့ကြောပြင်မှာအမှတ်သားတစ်ခုစီခုတ်ထွင်းခံခဲ့ရဘူးလေပထမဆုံးလောက်မှာကိုတလို့ရေးထွင်းထားပြီးထိုမှတဆင့်ကိုနှစ်ကနေကိုအထိရေးထွင်းပြီးမှတက်ဖြတ်မှုတွေရပ်တန့်သွားခဲ့တာပါသူတို့ရဲ့ကန့်ကွက်စကားတွေကိုငါလှောင်ပြုံးလိုက်တယ်ရက်စက်မှုအဆင့်ကတကယ်ပဲအတူတူပဲလို့ခင်ဗျားတို့တေချာလို့လားနာတာလီစီမှာအနည်းဆုံးတန်ရာ9ချက်ရှိတာဒါတော့တခုလုံးဝင်သွားတာဟောင်းနှံ့နေတဲ့တန်ရာတွေတဲကတခုမှဒီလိုမဟုတ်ခဲ့ဘူးအရင်တုန်းကသားကောင်တွေဟာတွေ့ကြရနေရာတွေမှာအကုတ်ခံခဲ့ရတာဖြစ်ပေမဲ့တန်ရာတိုင်းရဲ့အနက်ကတော့လုံးဝနီးပါးတူညီနေခဲ့တယ်အရေးပြားနဲ့အသားလွာလောက်ကိုပဲထိယုံကုတ်ခဲ့တာဒါဟာအရင်တုန်းကလူသက်သမားဟာဒါကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွေ့တတ်သူတယောက်ဆိုတာကိုပြသနေတာပဲသူ့ရဲ့အလုပ်ဟာလည်းဓာတ်တွေနဲ့ပတ်သက်နေဖို့များတယ်ရဲရရှိတယောက်ကတန်ရာတွေရဲ့အနက်မတူတာနဲ့တင်သူ့ကိုတရားခံစီရင်ကနေမပါဘူးလို့တတ်မှတ်လိုက်လို့မရသေးပါဘူးအရင်လူသက်သမားကတိတ်အောင်ကောင်းတာရဲတွေကိုရောစစ်စစ်ချက်ထုတ်ပြီးတဲ့ဆရာဝန်တွေကိုပါဂိမ်းဆော့ကစားခဲ့တာအခုတယောက်ကတော့တူပါပြီးတက်ပြထားတဲ့အလွဲအမှားမှာခပ်ပိကတယောက်ပါပဲဟုမဆိုင်မတော့ပြောလိုက်သည်သူတို့ပြောနေစင်မှာပဲကျွန်တော်ကကလိုအီချောလောရဲ့ဖိုင်တွဲတဲ့ကအဟောင်းပုံတစ်ပုံကိုဆွဲထုတ်လိုက်တယ်အဲ့ဒါကအရင်ကတားကောင်တယောက်ရဲ့ကြိုးပြင်ပုံဖြစ်ပါတယ်သူမရဲ့ကြိုးတုပ်ခံထားရတဲ့လက်ကဝတ်တွေကိုလက်ညှိုးထိုးပြရင်ကွာခြားချက်ကိုခင်ဗျားတို့ဘာသာခင်ဗျားတို့ပဲရှာကြည့်ကြတာပေါ့ထို့နောက်ကျွန်တော်ပြန်ထွက်လာခဲ့လိုက်သည်ကလိုအီကကျွန်တော်နောက်မှလမ်းပြီးအီတန်နင်ပဲသွားမလို့လဲဟုအော်မေးလိုက်သည်ကျွန်တော်ပြောလိုက်ပြီးလူသက်သမားကိုဘယ်မှာရှာရမလဲဆိုတာကျွန်တော်သိပြီးထင်တယ်ဟုပြန်ပြောခဲ့သည်ကျွန်တော်နာဒါလီနာထော်ရဲ့ကုမ္ပဏီကိုတန်းသွားခဲ့လိုက်တယ်သူမရဲ့အလောင်းကိုအယုံပြက်ချိန်လောက်မှတွေ့ခဲ့တာမို့ကုမ္ပဏီကဘာဝန်ထမ်းမှမန်နေဂျာအသက်ခံရတာကိုမသိကြသေးပါဘူးကျွန်တော် North Star Design ရဲ့တကားတွေကိုတွန်းဖွင့်လိုက်တယ်အလုပ်ချိန်စတင်နေပြီဆိုပေမဲ့စာကွဲအတီးတီးမှထိုင်နေကြတဲ့သူတွေဟာအိတ်ချင်မှုတူဖြစ်နေကြတော့မဲ့သူတို့ကကျွန်တော်အပြင်ကလိုရီနဲ့ပါလာတဲ့ရဲရရှိနှစ်ယောက်ကိုကြောင်ကြည့်နေကြ၏ဝန်ထမ်းတစ်ယောက်ကထလာပြီးပြုံးပြရင်းရဲရရှိတို့ဘာများကူညီပေးရမလဲမသိဘူးခင်ဗျားဟုနှုတ်ဆက်သည်ကျုပ်တို့မန်နေဂျာNatalie Brooks အကြောင်းလာမေးတာပါဟုကျွန်တော်ပြန်ဖြေလိုက်၏ဟောMiss Brooks အကြောင်းလာတာလားကျွန်တော်တော့ခေါ်ပေးပါမယ်သူမကအမြဲတမ်းပထမဆုံးရောက်နေကြဆိုတော့အခန်းထဲမှာရှိနေတော့ပါတယ်ကျွန်တော်သူ့ကိုတားလိုက်ပြီးတော့မခေါ်နဲ့တော့သူသေးပြီးဟုပြောလိုက်သည်ထိုဝန်ထမ်းအပြင်ကျန်တဲ့သူတွေပါတုံလုံးချောက်ချစွာကြည်လာကြ၏သူတို့ကပါရဲ့ Miss Brooks သေးပြီးဟုတ်လားဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမနေ့ကမှကောင်းကောင်းမွန်မွန်ရှိသေးတာကိုဘယ်လိုလုပ်ပြီးဒီလိုဖြစ်ရတာလဲဟုအလန့်တကြားရေးရွတ်လိုက်ကြသည် Miss Brooks ကမင်းညကနောက်ကျတဲ့အထိအလုတ်တောင်လုပ်သွားတာပါသူစစ်ဆက်ထားတဲ့သူ Daniel Foster လည်းတစ်ချိန်လုံးရှိနေခဲ့တာဆိုသည့်ထိတ်လန့်တကြားအော်ဟစ်တန်များရုံးခန်းတစ်ခုလုံးပြည့်နှက်သွားပြီးတိတ်ဆိတ်နေသောရုံးခန်းမှာရုပ်ကြီးပင်ရောထွေးရှုပ်ထွေးသွားခဲ့သည်ကျွန်တော်လူတိုင်းရဲ့မျက်နှာတွေကိုအကဲခတ်ကြည့်နေလိုက်တယ်ကျွန်တော်နောက်ကရဲရရှိတယောက်ကအချိန်ဖြုံးနေရတယ်လို့ထင်သွားပုံရပြီးကဲအားလုံးငြိမ်နေကြပါကျုပ်တို့ကစုံစမ်းစစ်ဆေးဖို့ရောက်နေတာနာတာလီအခုတလောထူးထူးခြားခြားပြုမှုတာမျိုးရှိလားဒီမှာမြေသူတဦးတယောက်နဲ့မဆိုပြဿနာဖြစ်ထားတာမျိုးရင်းနှီးထားတာမျိုးရှိလားဟုလမ်းအောင်လိုက်သည်ထားလိုက်ပါတော့အခုတလောခွင့်ယူထားတဲ့သူဘယ်သူမှမဆိုရှိထွက်ခဲ့ကြပါဟုရဲရရှိစကားဆုံးတင်နဲ့ကျွန်တော်ချက်ချင်းဖြတ်ပြောလိုက်သည်ရဲရရှိတွေရောကလိုအီပါကျွန်တော်ကိုအန်အော်ဒါကြီးစိုက်ကြည့်လာကြတယ်ကျွန်တော်ကပြက်ကွက်နေတဲ့သူတွေကိုမေးမြန်းချင်နေတာပါကလိုအီကကျွန်တော်နာတိုးကပ်လာပြီးအီတန်အဲ့ဒီလောက်ရိုးရှင်းမှာမဟုတ်ဘူးလူသက်သမားကအခင်းဖြစ်နေရမှာပါချီယာလက်ရမှာချမ်းမထားခဲ့ဘူးဒါဟာစုံစမ်းစစ်ဆေးမှုကိုဘယ်လိုရှောင်ရမလဲဆိုတာသူသိနေတယ်လို့အတိတ်ပဲရတယ်ဘာလို့သူ့ကိုယ်သူတန်တရားဝင်စရာဖြစ်အောင်လုပ်မလဲဟုတူတူလေးပြောလိုက်သည်ကျွန်တော်တင်းငင်စွာပြုံးလိုက်ပြီးဒီတိုင်းတွေးကြည့်တာပါဟုခပ်ပုတ်ပုတ်ပဲပြောလိုက်၏ခဏအကြာမှာတော့အသက်ငယ်ငယ်အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးနှစ်ယောက်စုစုပေါင်း3ယောက်ရှိထွက်လာကြတယ်3ယောက်စလုံးတုံးလုပ်ပြီးဝမ်းနေနေကြတဲ့ပုံပါပဲအမျိုးသမီးတစ်ယောက်ရဲ့မျက်လုံးထဲမှာတော့မျက်ရည်တွေတောင်ဝိုင်းနေပြီဖြစ်ပြီးကျွန်တော်သူမစီလျှောက်သွားခဲ့ပေမဲ့စကားမပြောရသေးခင်မှာပဲသူမကဟင်းနာတာလီမသိနိုင်ပါဘူးသူကတိတ်တဘောကောင်းတာဘယ်လိုလုပ်ပြီးတေးရတာလဲဆိုပြီးငိုချလိုက်တော့သည်သူမ၏မျက်နှာပေါ်တွင်မျက်ရည်များစီးကြလာသည်ကျွန်တော်သူမကိုတရှူကမ်းပေးလိုက်ပြီးမင်းနဲ့နာတာလီနဲ့ရင်းနှီးကြတာလားဟုမေးလိုက်၏သမီးကသူ့ရဲ့အကူပါသမီးနေမကောင်းဖြစ်နေလို့အိမ်မှာပဲနားဖို့ Miss Brooks ကအတင်းခိုင်းနေတာနဲ့နားနေရတာပါဒီနေ့မှတက်တာလို့ယုံတက်လာတာဒီလိုဖြစ်မယ်လို့လုံးဝမထင်ထားခဲ့ဘူးသူမတကယ်နေမကောင်းဖြစ်နေတာကိုကျွန်တော်ရိပ်မိပါတယ်သူမခဏချောင်းဆိုးနေပြီးအတန်ကလည်းနှာစေးနေသည့်အတန်ဖြစ်နေသည်ကျွန်တော်ကောင်းငိမ့်လိုက်ပြီးဘာမှထပ်မမေးတော့ပါထို့နောက်လူငယ်လေးစီရွှေ့သွားလိုက်ပြီးသူကအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးကျွန်တော်ခီးလွန်နေလို့ပါဒီနေ့မှပြန်ရောက်တာဟုပြောသည်အမျိုးသမီးကရောဟုနောက်ဆုံးအမျိုးသမီးကိုကျွန်တော်မေးလိုက်၏သူမစီမှာအခြားသူတွေနဲ့မတူတဲ့ခြားနာချက်တစ်ခုရှိနေခဲ့သည်ခလိုဤပင်လျင်သူမထံမှမျက်လုံးမလွဲပဲကြည့်နေခဲ့တာပါနာတာလီတေဘီဟုတရင်ဆိုးကြီးညာလိုက်စင်မှာထိုမျိုးသမီးကတုံးလို့သွားတော့လေခဏတာဝမ်းသာသွားသည့်ယူပကမျိုးပေါ်ထွက်သွားခဲ့သည်ထိုဝမ်းသာသွားသည့်ရိပ်ဖန်းတန်ဖန်းမတိရှာသောမျက်နှာပေးမှာချက်ချင်းပင်ကွဲပြောက်သွားခဲ့တော့လေလေ့ကျင့်ထားသည့်ခလိုဤဆူရှာသောမျက်လုံးတွေကိုတော့မလွတ်ခဲ့ပါခလိုဤစုံထောက်ပြီးစားကထိုမျိုးသမီးသည်နာတာလီအပေါ်အညိုတေးရှိနေသည်ဟုပြောပြနေ၏ကျွန်တော်ထိုဆွဲဆောင်မှုရှိသောအမျိုးသမီးကိုတေချာစိုက်ကြည့်လိုက်ပြီးမင်းကရောဘာလို့အလုပ်ပြတ်နေတာလဲအိမ်မှာကိစ္စနည်းနည်းရှိလို့ခွင့်ယူထားတာပါ
ခွင့်ယူထားတာဘယ်လောက်ကြာပြီလဲတပတ်ပါဟုသူမကပြန်ဖြေသည်ကျွန်တော်ကသဘောပေါက်သည့်အပြုံးမျိုးဖြင့်ပြုံးလိုက်ပြီး9 ရက်တိတိပေါ်တော်တော်ကြာတဲ့ကာလပဲအိမ်မှာများအရေးပေါ်ကိစ္စရှိလို့လားမဟုတ်ပါဘူးသမီးပင်မနေလို့အနားယူခြင်းလို့ပါဟုသူမကပြန်ဖြေသည်ကျွန်တော်ကောင်းငိမ့်လိုက်ပြီးကြောခိုင်းထွက်လိုက်၏9 ရက်ဆိုသည့်အချိန်သည်အခြားလူသက်သမားတစ်ယောက်၏နီလန်းတွေကိုလေ့လာဖို့လုံလောက်သောအချိန်ဖြစ်သည်အနည်းဆုံးတော့သူ့ပြုံနောက်အတွက်လိုတာထက်တောင်ပိုသေးသည်အလုသမားအားလုံးကထိုမျိုးသမီးကိုတုံ့လောက်စွာကြည့်လိုက်ကြသည်မန်နေဂျာလက်ထောက်ကအရာရှိဘာကိုဆိုလိုတာလဲဟုအော်မေးလိုက်၏နာတာလီကိုကျိုးတုပ်လျက်ခေါင်းကိုစိုက်ပြီးတင်မကိုမြှောက်ထားတဲ့ပုံစံနဲ့တွေ့ခဲ့ရတာသူမရဲ့ကြောပြင်မှာလည်းတွေ့ရတွေမှတ်ထားခဲ့တဲ့ Crestfall မှာနေလာတာ10 စုနှစ်တခုမှကရှိပြီဖြစ်တဲ့သူတိုင်းဒါဟာဘာကိုဆိုလိုတယ်လဲဆိုတာသိကြရမယ်အသက်လက်ပိုင်းအမျိုးသားတစ်ယောက်ကမျက်လုံးဝိုင်းသားဖြစ်စိုက်ကြည့်ရင်တပြင်းချလိုက်သည်ဟင်းစက်တိုက်ညှဉ်းပန်းနှိပ်စက်တက်ဖြတ်မှုတွေလားဟုတ်တယ်လွန်ခဲ့တဲ့10 နှစ်ကစက်တိုက်ညှဉ်းပန်းနှိပ်စက်တက်ဖြတ်မှုတွေပေါ်ကျွန်တော်အတန်ကကြောစိမ်သွားလောက်အောင်အေးဆက်သွားခဲ့သည်ခင်ဗျားတို့မန်နေဂျာရဲ့အလောင်းကိုပုံစံတကျစီမံထားခဲ့တာလွန်ခဲ့တဲ့10 နှစ်ကတားကောင်9 ယောက်စလုံးရဲ့ပုံစံနဲ့လုံးဝတူတူပဲခဏတာဝမ်းသာသွားသည့်ယူပကာပေါ်ခဲ့သောအမျိုးသမီးမှာချက်ချင်းပင်တုံးလုံးသွားခဲ့သည်သူမ၏မျက်လုံးထဲမှဝမ်းသာရည်များပျောက်ကွယ်သွား၏ကျွန်တော်အကြည့်နဲ့စုံလိုက်သောအခါသူမစကားတွေထောင်းရင်းကထားများကိုဖြစ်လာတော့သည်ဘာလို့ရှိမကြကွင်းညင်နေတာလဲသမီးသူ့ကိုတတ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်ခနဲ့တဲ့ပြုံးလိုက်သည်ဒါပေမဲ့ခင်ဗျားနာတာလေးပေါ်အညိုးတေးရှိတာတော့အမှန်ပဲမလားသူသမီးကိုပါတစ်ချက်ရိုက်ခဲ့ဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒါနဲ့တင်သမီးကသူ့ကိုတတ်ပါမလားသူမကမေးစိကိုမြှောက်လိုက်သည်ခင်ဗျားမှာအညိုးတေးရှိတယ်လို့ပဲကျွန်တော်ပြောတာခင်ဗျားတတ်တယ်လို့မပြောဘူးစိတ်လှုပ်ရှားနေဖို့မလိုပါဘူးလူတိုင်းဒီဘကသူမကိုလှည့်ကြည့်လိုက်ကြ၏သူမသည်ပို၍ထိတ်လန့်သွားပြီးပတ်ဝန်းကျင်ကိုပြပြတလေးကြည့်လိုက်သည်ခလိုဤကအနားရောက်လာပြီးနင်သူ့ကိုတန်တရားဝင်နေတာလားဟုတိုးတိုးလေးမေးလိုက်သည်ကျွန်တော်အံ့ဩသွားရုံပါနာတာလီတေးပြီးလို့ကြီးညာလိုက်တဲ့အခါစိကြတဲ့ကတကယ်ဝမ်းသာသွားတဲ့ပုံပေါ်သွားတဲ့ခဏတော့အဲ့ဒီအမျိုးသမီးပဲလူသက်သမားသားလို့ထင်လိုက်တာအခုတော့အကုန်လုံးကိုသဘောပေါက်သွားပြီထို့နောက်ကျွန်တော်နေမကောင်းဖြစ်နေတော့အမျိုးသမီးဘက်သို့လှည့်လိုက်ပြီးကျွန်တော်မေးတော့မလို့မင်းနာမည်ပါလဲသူမတုံးကနေဖြစ်သွားပြီးအတန်အိုးဖြစ်ကျမနာမည် Megan Price ပါဟုပြန်ဖြေသည်ကောင်းပြီမီဂန်ကျွန်တော်တို့နဲ့အတူဆေးရုံရုပ်ကလပ်စခန်းကိုခဏလိုက်ခဲ့ပေးပါကျွန်တော်ပြုံးရက်ပြောလိုက်၏ဘာလို့ကျမလဲကျမမှနာတာလီပေါ်ဘာအညိုးမှမရှိတာကျွန်တော်အပြုံးကပုံမစမ်းကျဲသွားသည်မင်းမှအညိုးရှိတယ်လို့ကျွန်တော်မပြောဘူးပါဘူးမင်းတို့နှစ်ယောက်ရင်းနှီးကြတယ်လို့ပဲမင်းပြောခဲ့တာမဟုတ်လားသွားပြီးနှုတ်ဆက်တင်တာပေါ့လိုက်ခဲ့ပါမယ်သူမကနောက်ဆုံးတွင်ကောင်းနေလိုက်သည်ကျွန်တော်ပြုံးလိုက်ပြီးမီဂန်၏လက်ကိုရုတ်တရက်ဆွဲကင်လိုက်၏အခြားသူတွေကမင်းရဲ့တနာစရာကောင်းအောင်ဟန်ဆောင်ထားမှုကိုယုံကြည်ယုံကြပါလိမ့်မယ်ဒါပေမဲ့စိတ်ချပါမင်းဟာလူသက်သမားပဲရုံးခန်းတစ်ခုလုံးတိတ်ဆိတ်ညစ်သက်သွားပြီးမီဂန်နှင့်ကျွန်တော်ထံသို့မျက်လုံးပေါင်းများစွာစိုက်ကြည့်လာကြသည်နောက်ဆုံးတွင်ဝန်ထမ်းတစ်ယောက်ကသတိပြန်ဝင်လာပြီးပြောလိုက်သည်အရာရှိခင်ဗျားမနေပြီထင်တယ်မီဂန်က Miss Rose ကိုတက်စရာအကြောင်းမရှိပါဘူးခင်ဗျားပဲအရင်ကစက်တိုက်တက်ဖြတ်မှုတွေနဲ့တူတယ်လို့ပြောခဲ့တာမဟုတ်ဘူးလားဒါဆိုအရင်လူသက်သမားပဲတက်တာဖြစ်ရမှာပေါ့လူတက်မှုတစ်ခုမှာမိုတိတ်ကျူးလွန်ရသည့်အကြောင်းရင်းရှိရတယ်လေမီဂန်မှာဘာမိုတိတ်မှမရှိပါဘူးမီဂန်ကပိုးမွားတွေတောင်ကြောက်တတ်တာကို Miss Rose ကကူညီပေးခဲ့တာပါသူမလောင်းကစားကျွေးတင်တော့ကလည်း Miss Rose ပဲဆက်ပေးခဲ့တာလို့အလုပ်ဖော်တွေကသူမဘက်မှဝင်ရောက်ကာကွယ်ပေးကြသည်ကျွန်တော်လောင်းကစားအကြောင်းပြောလိုက်တော့ဝန်ထမ်းဘက်သို့လှည့်လိုက်သည်သူမကလောင်းကစားလုပ်တာလားဟုတ်ပါတယ်အွန်လိုင်းလောင်းကစားဆွဲသွားပြီးကျွေးတွေအများကြီးတင်သွားတာပါကျွေးရှင်တွေဒီထိရောက်လာတော့ Miss Rose ကပဲသူ့အစားဆက်ရုပ်ပေးခဲ့တာထိုဝန်ထမ်းတုံးကနေဖြစ်သွားသည်ကျွန်တော်စိတ်ထဲကနေခနဲ့လိုက်ပြီးမီဂန်ကိုပဲစိုက်ကြည့်နေလိုက်၏ဒါဟာတောင်သူနယ်သမားနဲ့ငွေပုံမြင်လိုမျိုးမဟုတ်ပါစေနဲ့လို့ပဲဆူတောင်းပါတယ်သူမကိုစေးရုံခေါ်သွားလိုက်အဖွဲတစ်ဖွဲကိုသူ့အိမ်သွားရှာဖို့စေလွတ်လိုက်ပါဟုကျွန်တော်မိန့်ပေးလိုက်သည်မီဂန်၏မျက်နှာမှာဖြူဖြော့သွားခဲ့သည်ကျမကနာတာလီကိုနှုတ်ဆက်ရုံပဲသွားမှာပါဘာလို့ကျမကိုလူသက်သမားလို့ဆက်ဆံနေရတာလဲလွန်ခဲ့တဲ့10 နှစ်ကလည်းတရက်ခန့်ကိုမဖမ်းနိုင်ခဲ့ဘူးအခုသူထက်တက်တာကြတော့သူ့ကိုမလိုက်ပဲကျမကိုပဲပြစ်မှတ်ထားနေတယ်ခင်ဗျားတို့မင်းကအရင်မှုအကြောင်းတော်တော်လေးသိထားတာပဲကျွန်တော်မျက်လုံးကိုကျင်းမြောင်းလိုက်သည်ခလိုကြီးလည်းတတိတကြီးဖြစ်သွားခဲ့၏မီဂန်ကအလန့်တကြားမဆိုင်မတော့ပြောလိုက်သည်ကျမပြောတာဘာမှလို့လဲခင်ဗျားတို့လူသက်သမားကိုဖမ်းနိုင်ခဲ့ရင်နာတာလီအခုချိန်ထိအသက်ရှင်နေဦးမှာပေါ့ခုထိညင်းနေတော့မဲလားကျွန်တော်သူမစီတိုးကတ်သွားလိုက်ပြီးဒီလက်ပွားသားမတွေကအစ်စ်တွေပဲမင်းအခုတလောပင်မနဲ့ကိုလက်လှုပ်ရှားအလုပ်တွေလုပ်ထားတယ်မင်းကလက်ထောက်တယောက်ပဲလေဒီအလုပ်ကအလေးပင်တွေမဖို့လို့လားသူမစင်ကြေပေးဖို့စူးစမ်းပေမဲ့ကျွန်တော်စကားပြောခွင့်မပေးခဲ့ပါလက်ဆက်လက်သမားတွေကတစ်ချက်ဒုတိယချက်ကတော့နာတာလီရဲ့တည်ဆုံမှုဟာအရင်အမှုအဟောင်းတွေနဲ့လုံးဝတူနေတယ်လို့ကျွန်တော်တို့ပြောလိုက်တဲ့အခါဘာလို့မင်းရုပ်တရက်စိတ်အေးသွားတာလဲအထူးသဖြင့်ဟိုမျိုးသမီးဘက်ကိုအာယုံဆိုင်လိုက်ကြတဲ့အချိန်မှာပေါ့မင်းရဲ့မျက်လုံးထဲမှာဝမ်းသာအားရဖြစ်နေတာပဲကျွန်တော်တွေးလိုက်ရတာရာဇဝတ်စိတ်ပညာကြောင့်ကျွန်တော်တေချာသိထားတယ်မလိုလားအပ်ပဲအရန်ကြီးအဖြစ်ကင်းစင်ကြောင်းတက်တည်တာချင်နေတဲ့သူမှရာဇဝတ်သားပဲမီဂန်ရုံးကန်နဲ့ငိုယိုပြီးဝင်လာတော့ကခလိုရီတောင်စိတ်လှုပ်ရှားသွားခဲ့တာဒါပေမဲ့ကျွန်တော်ကတော့မျက်ရည်တွေကိုမယုံဘူးစိတ်လှုပ်ရှားမှုတွေကဆုံးဖြတ်ချက်ကိုဝေဝါးစေတယ်မီဂန်ဤနှက်ကမ်းများတုံရင်လာခဲ့သည်ကျမဘယ်တော့မှအဲ့ဒီလိုမခံစားရပါဘူးခင်ဗျားကျမကိုအတိတ်ပဲအမှားကောက်တာပါကျွန်တော်ခနဲ့ပြုံးလိုက်ပြီးအလုပ်ဖော်တယောက်ကိုပြောလိုက်သည်Daniel Foster စီဖုန်းဆက်လိုက်မီဂန်အခုတလောနာတာလီစီကပတ်စံခါဖို့စူးစမ်းခဲ့သလားမေးကြည့်ပါDanielကပင်ပန်းနှွမ်းနေသောအတန်ဖြစ်ပြန်ဖြေခဲ့သည်ဟုတ်ပါတယ်လွန်ခဲ့တဲ့နှစ်ပတ်ကမှမေးတာပါအဲ့ဒီနောက်လည်းခဏခဏတောင်းခဲ့သေးတယ်ဒါပေမဲ့နာတာလီကအမြဲတမ်းညှင်းခဲ့တာမီဂန်မဖြစ်နိုင်ဘူးဆိုရင်အလုပ်ကနေထုတ်ပြရလိမ့်မယ်လို့ပါနာတာလီကပြောခဲ့သေးတယ်ကျွန်တော်သူ့ကိုတင်းငိမ့်စွာပင်ကျေးဇူးတင်ကြောင်းပြောလိုက်သည်Danielကထိတ်လန့်တကြားမေးမင်းမီဂန်ကိုတန်တရားဝင်နေတာလားဒါကလွန်ခဲ့တဲ့10 နှစ်ကလူသက်သမားရဲ့လက်ချက်မဟုတ်ဘူးလားကျွန်တော်တို့ကအရင်လူသက်သမားရဲ့လက်ချက်လို့ဘယ်တော့မှမပြောခဲ့ပါဘူးအမှုတွေစင်တူတယ်လို့ပဲပြောခဲ့တာပါကျွန်တော်မီဂန်ကိုစိုက်ကြည့်ရင်တလုံးချင်းစီပြောလိုက်သည်ဒါဆိုရင်သူမကမင်းကိုပတ်စံခါဖို့ခဏခဏညှင်းဆန်ခဲ့တယ်မင်းကိုအလုပ်ကနေထုတ်ပြဖို့စီစဉ်နေတာကိုလည်းမင်းသိခဲ့တယ်အဲ့ဒါကြောင့်အညိုတေးထားပြီးသူမကိုတက်ခဲ့တာလို့ငါကောက်ချက်ချလို့ရမလားမီဂန်ဤမျက်လုံးများပြူးကျဲသွားပြီးနှုတ်ခမ်းများတုံရင်လာခဲ့သည်စက္ကန့်ပိုင်းများကြာပြီးနောက်သူမကနောက်ဆုံးတွင်ပြောလိုက်၏ကျမနာတာလီအပေါ်အညိုရှိခဲ့တာတော့အမှန်ပါဒါပေမဲ့အဲ့ဒီနောက်မှာသူမပြောတာအမှန်နဲ့ဆိုတာကျမသဘောပေါက်ခဲ့ပါတယ်ဒါထက်ခ
ခင်ဗျားမှာတက်တေရောရှိလို့လားရန်စွမ်းမှန်းစားချက်တွေနဲ့ပဲကျမကိုအပြစ်ဒဏ်ပေးတော့မလို့လားသူမကခက်ရေးပင်ပြုံးလိုက်သည်စိတ်အေးထားပါအချိန်နဲ့ကြာရင်တက်တေရလာမှာပါတေတာနာယီပိုင်းပဲရှိသေးတာမင်းချေရလက်ရအကုန်လုံးကိုဖျက်ဆီးဖို့အချိန်ရမှာမဟုတ်ပါဘူးနာတာလီဒီမနက်3:30နောက်ပိုင်းမှာတည်ဆုံးခဲ့ခြင်းဖြစ်သည်အခုမှနနက်8နာရီသို့မဟုတ်9နာရီကျော်ရုံညပဲရှိသေးသဖြင့်သူမ၏တဲလွန်စားများကိုဖုံးကွယ်ဖို့အချိန်လိုပေလိမ့်မည်သူမသည်တကယ်ပင်ဒီလောက်ထိနေမကောင်းဖြစ်နေပါကလူတစ်ယောက်ကိုမတက်နိုင်တယ်လို့အရင်လူသက်သမား၏နီးလန်းများကိုပို၍ပင်တူပနိုင်မည်မဟုတ်ပေကျွန်တော်သူမ၏အကြည့်ကိုစိုက်ကြည့်လိုက်သည်ဆေးရုံကိုမသွားတော့ဘူးမင်းအိမ်ကိုပဲတန်းသွားကြတာပေါ့အဲ့ဒီမှာရှိတဲ့အဖွဲလေတခုခုရလောက်ပြီးထင်တယ်မိကန်ကအန်ဂျိတ်လိုက်၏ဒါကကျွန်တော်ကိုပို့ပြီးတေချာသွားစေခဲ့သည်ကျွန်တော်အမိတ်ပေးလိုက်သည်သူမကိုခေါ်ခဲ့ကြမိကန်၏အိမ်သည်ရုံးခန်းမှ10မိနစ်ခန့်သာဝေးသည့်လမ်းတစ်လျှောက်တွင်သူမသည်မူမမှန်စွာတိတ်ဆိတ်နေခဲ့၏ကျွန်တော်တို့သူမ၏တိုက်ရှိသို့ရောက်သောအခါရဲကားနှစ်စီးဆောင်တိုင်းနေသည်ကိုတွေ့လိုက်ရသည့်အသက်လက်ပိုင်းရဲရရှိတစ်ယောက်ကကျွန်တော်တို့ကိုမြင်သည်နှင့်အပြေးလွှားရောက်ရှိလာခဲ့၏အမောက်ကဝစ်တမိုးဝစ်မော်မစ္စတာဟေးစ်မင်းတို့ဒီလိုပင်ပန်းခံပြီးလိုက်ပြေးနေဖို့မလိုပါဘူးခလိုအီကခေါင်းခါလိုက်သည်အမှုမှန်ပေါ်ပေါက်ဖို့ကူညီပေးတာကျမရဲ့တာဝန်ပါပဲဌာနချုပ်ကဘာသတင်းပို့ထားတာရှိလဲမြို့တော်ရဲဌာနချုပ်ကအမိန့်ထုတ်ပြန်လိုက်ပါတယ်ဒီအမှုဟာအရင်လူတက်မှုဟောင်းတွေနဲ့အတော်လေးဆင်တူနေတဲ့အတွက်ကျွန်တော်တို့မှဒီအမှုကိုဖော်ထုတ်ဖို့တစ်ပတ်ကလေးအချိန်ရပါတော့တယ်ထိုရဲရရှိကခဏတုံးကနေဖြစ်သွားသည်ပြီးတော့ဘာဖြစ်လဲဒီနေ့အစည်းအဝေးမှာမြို့တော်ဝန်ဝါရင်မေယဝမ်ကဒီလိုတက်ဖြတ်မှုမျိုးနောက်တစ်ကြိမ်ထပ်ဖြစ်ရင်ဌာနချုပ်အဖွဲ့ခွဲအားလုံးကိုတာဝန်ယူခိုင်းမယ်လို့အလေးနဲ့ပြောကြားလိုက်ပါတယ်ခလိုအီကအေးဆက်စွာရေမောလိုက်သည်ကျမတို့တပတ်တောင်လို့မှမဟုတ်ပါဘူးဒီနေ့ပဲအမှုကိုအပြီးရှင်းပါပါလူတိုင်းအံ့ဩသွားကြ၏ဒီနေ့ဟုတ်လားအတိအကျပြောရရင်တနာရီတွင်းပေါ်ကျွန်တော်မိကန်ကိုလှည့်ကြည့်လိုက်သည်ဟုတ်တယ်မလား Miss Surprise သူမတိတ်ဆိတ်နေခဲ့သည်ရဲရရှိတယောက်အပေါ်ထပ်မှဆင်းလာခဲ့သည်သတင်းပို့ပါတယ်တန်တရားရှိသူရဲ့အိမ်မှာထူးခြားတဲ့တဲလွန်စာဘာမှမတွေ့ရပါဘူးလူတက်လက်နဲ့မရှိသလိုဓာတ်တစ်ချောင်းတောင်မတွေ့ရပါဘူးမိကန်ကနောက်ဆုံးတွင်ပြုံးလိုက်သည့်အရာရှိအခုရောကျမကိုယုံပြီလားစိတ်အေးအေးထားပါအထဲဝင်ထိုင်ကြတာပေါ့ကျွန်တော်ခပ်ပုတ်ပုတ်ပင်ပြောလိုက်တာနဲ့တောက်ရည်ရှိရလားစကားတွေအများကြီးပြောလိုက်ရတော့ရေငက်လာပြီခလိုအီကခရီးပြုံးလိုက်ပြီးဟေးစ်မီသားစုကတန်တရားရှိသူရှိမှဘယ်တော့မှစိတ်တက်မကြဘူးပါဘူးရှိပါတယ်မိကန်ကတိုးတိုးလေးပြန်ဖြစ်ပြီးကျွန်တော်တို့သူမကိုလေးလွာသို့ခေါ်ဆောင်သွားခဲ့ကြသည်ရဲရရှိများသည်အခန်းကိုရှာဖွေပြီးသွားပြီဖြစ်တော်လဲပစ္စည်းအလုံးကိုမူလအတိုင်းထားရှိပေးခဲ့သည်ကျွန်တော်တောက်ရည်တန်ဆက်ကိုတွေးလိုက်တဲ့ဖြင့်ခလိုအီအတွက်ရေတစ်ခွက်စတင်ငှက်ပေးလိုက်၏ထို့နောက်ကျွန်တော်ရေခွက်ကိုကန်ကာခန်းတန်းလှည့်ပတ်ကြည့်နေလိုက်သည်ကျွန်တော်ရေချိုးခန်းရှိတွင်ရက်လိုက်ပြီးကျမ်းပြင်ကိုစိုက်ကြည့်နေမိသည်ခလိုအီအနားရောက်လာပြီးဤတန်းနင်ဘာကြည့်နေတာလဲဟုမေးလိုက်၏ကျွန်တော်အောက်သို့လက်ညှိုးထိုးပြလိုက်သည်မေကျမ်းပြင်ပေါ်မှာရေတွေအများကြီးရှိနေတယ်မဟုတ်လား Miss Price ခင်ဗျားကပုံမှန်အားဖြင့်ရေချိုးရင်စောစောရေချိုးတတ်တာလားမိကန်၏မျက်လုံးများပြရခတ်သွားခဲ့သည်ဟုတ်ပါတယ်ဘာဖြစ်လို့လဲအခုရေချိုးခန်းထဲမှာရေတွေရှိနေတာကအခန်းကတန်တရားဖြစ်เสียကောင်းနေတာလားရေချိုးထားတာကပြဿနာမဟုတ်ဘူးပြဿနာကမင်းဒီလောက်ပြင်းထန်ဖြားနာနေတာတော့ဒီမနေ့ရေချိုးခဲ့သေးတာပဲတက်တိတော်တော်ရှိတာပဲထို့နောက်အပတ်မှန်၏တစ်ခုလေးသောအိတ်ခမ်းတကားကိုကျွန်တော်ဖွင့်လိုက်သည်ရင်းမှာတင်းငယ်သောအိတ်ခမ်းတစ်ခမ်းမှာအပတ်မှန်ဖြစ်၏မေကန်သည်စီစီဆက်ဆက်ပြည့်ပြည့်စုံစုံနေထိုင်တတ်သူမဟုတ်သည်မှာထင်ရှားသည့်လောင်းကစားကြောင့်သူမ၏ပတ်စံများအားလုံးကုန်သွားခြင်းလည်းဖြစ်နိုင်သည်သို့သောတကားဖွင့်လိုက်သောအခါကျွန်ုပ်၏မျက်လုံးများကျဉ်းမြောင်းသွားခဲ့သည်မေကန်၏အိတ်ခမ်းထဲတွင်ဟောင်းနှန်းဆုပ်ချနေသောလူတစ်ရက်စာပိတ်ဆုပ်ရုပ်ကြီးတရုပ်ရက်နေ၏ရင်းကိုအတော်အတန်ကိုင်တွယ်အသုံးပြုထားသည့်ပုံပေါ်သည်ကျုပ်ကိုကျိုးခိတပေးစမ်းပါကျွန်ုပ်ချက်ချင်းအော်ဟစ်တောင်းဆိုလိုက်သည်မေကန်၏ခြေလမ်းများရိုင်နေသွားခဲ့သည်ခလိုအီကတစုံတစ်ခုကိုသဘောပေါက်သွားပုံရတော့လဲဘာမှမပြောခဲ့ပေရဲရရှိတူကဇဝေဇဝါဖြစ်သွားတော့လဲကျွန်ုပ်ထံကျိုးပေးလိုက်သည်ကျိုးကိုယူလိုက်ပြီးဆုပ်ရုပ်ကိုမလိုက်၏ဆုပ်ရုပ်၏ခန္ဓာကိုယ်ပေါ်ရှိမိမ့်မိန်နေသောအမတ်သားများအတိုင်းကျိုးကိုရစ်ပတ်လိုက်ပြီးဆုပ်ရုပ်၏လက်များကိုကြောဘက်သို့ပစ်ပြီးကျုပ်တင်းကျပ်စွာတုံနှောင်လိုက်သောအခါမေကန်၏မျက်နှာမှာစက်ကူကဲ့သို့ဖြူလျှော့သွားခဲ့သည်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတစုံတစ်ယောက်ကတပ်ပြင်းချရင်းမေးလိုက်သည်ဘာလို့မဖြစ်နိုင်ရမှာလဲကျွန်ုပ်ခက်အေးပင်တုတ်ပြန်လိုက်ပြီးလက်စမသက်သေးပဲဆက်လက်ချီနှောင်နေခဲ့သည်ဆုပ်ရုပ်သည်နာဒါလီအသက်ခံရစဉ်ကတုံနှောင်ခံထားရသည့်ပုံစံအတိုင်းတပြေးပြေးပေါ်ထွက်လာခဲ့သည်ကျွန်ုပ်ကြိုးကြည့်လို့မပြီးသေးမီမှာပင်မေကန်သည်ယူသွစွာဖြင့်စူးစူးဝါးဝါအော်ဟစ်လိုက်တော့သည်မချီပါနဲ့တော့တော်ပါတော့မေကန်သည်ကျမ်းပြင်ပေါ်သို့လဲပြိုကျသွားပြီးရှုရှုရှိုက်ရှိုက်ငိုကြွေးလေတော့သည်ကျွန်ုပ်သူမရှိတွင်ဆုထိုင်လိုက်ပြီးစိုက်ကြည့်လိုက်၏ပြောစရာကြံသေးလားမင်းကငါ့ကိုစကလေးကဘာလို့တန်တရားဝင်ခဲ့တာလဲသူမသည်တေလူတယောက်ကဲ့သို့ဖြူဖြောနေသောမျက်နှာဖြင့်မောကြည့်လာသည်ဆုပ်ရုပ်ပေါ်ကအမှတ်သားတွေကိုတစ်ချက်ကြည့်ုံနဲ့မင်းဘယ်လိုလုပ်တတိထားမိတာလဲပြီးတော့အဲ့ဒီကြိုးကြည့်နည်းတွေကိုရောဘယ်လိုလုပ်ပြန်လုပ်ပြနိုင်တာလဲခလိုအီကအရာအလုံးကိုသဘောပေါက်သွားသည့်အပြုံးဖြင့်ပြုံးလိုက်ပြီးအမှုကတော့ပြီးသွားခဲ့ပြီကျွန်ုပ်ဆက်လက်ဆုထိုင်နေရင်ခက်အေးအေးပင်ပြန်ဖြေလိုက်၏ရိုးရိုးလေးပါနာတာလီကလုပ်ငန်းခွင်မှာမင်းတယောက်တည်းကိုတင်ကူညီခဲ့တာမဟုတ်ဘူးငါသူမတေဆုံးကြောင်းကြီးညာလိုက်တဲ့အခါတခြားသူတွေအားလုံးကအရင်ဆုံးအံ့အားသင့်သွားကြတာမင်းတယောက်တည်းပဲချက်ချင်းကိုချလိုက်တာအဲ့ဒါဘာဆန်းလို့လဲသူမ၏အတန်မှာအားနေနေခဲ့သည်မင်းစီမှာဘာအံ့အားသင့်တဲ့အရေးအယောင်မှမရှိခဲ့ဘူးမင်းလက်ပေါ်ကအစီးပူတွေကငါ့ကိုပို့ပြီးတေချာစေခဲ့တာသူတို့မင်းရဲ့လောင်းကစားကြောင်းပြောပြလိုက်တာနဲ့မင်းဟာလူသက်သမားပဲဆိုတာငါဘာတန်တရားမှမရှိတော့ဘူးကျွန်ုပ်ခိတရက်လိုက်ပြီဝမ်းနေစရာကောင်းတာကဒါဟာတကယ်ပဲတောင်သူလေသမားနဲ့မွေးဆိုးပုံမြင်လို့ဖြစ်နေတာပဲငါရဲ့အတိတ်ဘဝတုန်းကရာဇဝတ်သားတယောက်ဖြစ်ခဲ့ဘူးပေမဲ့ငါ့ကိုကူညီခဲ့တဲ့သူကိုတော့ငါဘယ်တော့မှမသစ္စာဖောက်ခဲ့ဘူးမေကန်၏အားနွယ်သောမျက်နှာပေးသည်ချက်ချင်းဆိုသလိုရက်ခုတ်ဆက်ဆန်အပြုံးဖြစ်ပြောင်းလဲသွားခဲ့သည်တောင်သူလေသမားနဲ့မွေးဆိုးဟုတ်လားသူမကငါ့ကိုတစ်ခါပဲကူညီခဲ့ဘူးလားပါငါသူမကိုပြန်ပေးဆက်ခဲ့ပြီးသူမဘာလို့ငါ့ကိုနောက်ဆုံးတစ်ချိန်ထပ်မကူညီနိုင်ရတာလဲငါရဲ့ကြွေးရှင်တွေငါ့ကိုရိုက်တက်တာကိုသူမကဒီတိုင်းထိုင်ကြည့်နေတော့မှလားငါတေးရမယ်ဆိုရင်သူမပါငါနဲ့အတူလိုက်ခဲ့ရမှာပေါ့သူမ၏မျက်နှာမှာဒေါသများဖြင့်တွန့်ကြေသွားခဲ့သည်တီလာငါသူမစီမှာဒူးထောက်တောင်းပန်တော့ငါရဲ့ဒီဇိုင်းယူဆတွေအားလုံးကိုသူမကိုပေးခဲ့တာဒါပေမဲ့သူမဘာလုပ်ခဲ့လဲသူမကအဲ့ဒါတွေကိုယူလိုက်ပြီးတော့ငါ့ကိုအလုတ်ကနေထုတ်ပစ်ဖို့စီစဉ်ခဲ့တာသူမတေတံနဲ့ထိုက်တန်တာမဟုတ်ဘူးလားကျွန်ုပ်အံ့အားသင့်သွားခဲ့သည်ကံကြမ္မာ၏တိုက်ဆိုင်မှုတော့သို့မဟုတ်အကျိုးပေးလို့မပြောတတ်ပေထိုစဉ်မှာပင်သူမ၏ဖုန်းမိလာခဲ့သည်
ဖြေလိုက်ပါကျွန်ုပ်ပြောလိုက်သည်မင်းဖုန်းဖြေခွင့်ရှိပါသေးတယ်ဟယ်လိုဘသူပါလဲသူမဖုန်းဖြေလိုက်၏တာယာသောအမျိုးသမီးအတန်တန်ထွက်ပေါ်လာခဲ့သည်ဟယ်လိုနော်စတာဒီဇိုင်းကုမ္ပဏီကမေဂန်ပရိုက်လာရှင်မင်္ဂလာပါကျမတို့က Brightline ဒီဇိုင်းစုစီစီရေးပုံခွဲကပါရှင်တင်သွင်းထားတဲ့ဒီဇိုင်းကကျမတို့ရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီပါတယ်စကားတင်စင်ရဲ့အတွက်ရှင်တန်ဖို့3ရက်အတွင်းပွဲကျင်းပမယ့်နေရာကိုလာရောက်သတင်းပို့ပေးပါရှင်မေဂန်တောက်ခဲသွားခဲ့သည်ခလိုအီရောကျွန်ုပ်ပါမှိုင်းတွေသွားခဲ့ရ၏ဟယ်လိုမေဂန်ပရိုက်လာရှင်ကြားရလားရှင်ဟယ်လိုမေဂန်တကိုယ်လုံးတုံရင်လာခဲ့သည်သူမဘာမှမပြောနိုင်တော့ပေမျက်ရည်များလှိမ့်ဆင်းလာခဲ့သည်သူမသည်အတန်ကိုအော်ဟစ်လိုက်တော့၏နင်မာလို့ငါ့ကိုမပြောခဲ့တာလဲဘာလို့လဲကျွန်ုပ်မတက်ချက်လိုက်သည်ကျွန်ုပ်၏အတန်မှာအေးဆက်နေခဲ့၏ငါအတွက်တော့မင်းဟာတည်တံနဲ့ထိုက်တန်တဲ့သူပဲဒါပေမဲ့မင်းပြန်ထွက်ခွင့်ရခဲ့ရင်တော့မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးအပြစ်တွေကိုပေးဆက်ရင်သုံးဆွဲလိုက်ပါခလိုအီကရဲရရှိများကိုသူမအားလက်ထိတ်ခဲ့ရန်အချက်ပြလိုက်သည်မေဂန်မတက်ရက်လိုက်ပြီးတိုးတိတ်စွာမေးလိုက်သည်ငါဟာတကယ်ပဲမွေဆိုးတစ်ကောင်ဖြစ်ခဲ့တာပဲအီတန်နင်အစကတည်းကအကုန်လုံးကိုသိနေခဲ့တာလားမင်းစုပ်ရုပ်ကိုဖျက်ဆီးပစ်ဖို့အချိန်မရလိုက်ဘူးမဟုတ်လားမင်းအသက်ခံရမှုဖြစ်ပြီးတဲ့နောက်ရေအေးနဲ့ရေချိုးညလုံးပေါက် AC Act ကိုအပြင်းဆုံးဖွင့်ပြီးနေမကောင်းအောင်လုပ်ခဲ့တာမလားငါပြောတာမှန်တယ်မလားကျွန်တော်မေးလိုက်သည်သူမ၏နှက်ခမ်းများပွင့်ဟသွားပြီးစကားမပြောဘဲခေါင်းငိမ့်ပြလိုက်သည်သူမငါ့ကိုပထမဆုံးအကြိမ်ညှင်းဆန်ပြီးကျွေးရှင်တွေငါ့ကိုရိုက်နှက်ခဲ့တဲ့အချိန်ကလေးကငါဒီစီစဉ်ကိုစတင်ခဲ့တာအဲ့ဒီအချိန်ကလေးကအစပြုခဲ့တာပါသူမ၏အတန်မှာပုံမှန်တိုင်းပြန်လည်ငြိမ်သက်သွားခဲ့သည်ငါအမှုဟောင်းတစ်ခုကိုစုံစမ်းခဲ့ပြီးအဲ့ဒီနီလန်ကိုလေ့လာဖို့နှစ်ပတ်ကျော်အချိန်ယူခဲ့တာလွန်ခဲ့တဲ့2ရက်ကသူမစီမှာငါထပ်ပြီးတောင်းပန်ခဲ့သေးတယ်သူမကငါ့ကိုအပြင်းထန်ဆဲဆိုချိန်ပေါင်းခဲ့တာအဲ့ဒီမှာပဲငါဒါကိုလုပ်ဖို့ဆုံးဖြတ်လိုက်တာမင်းညကသူမကိုတက်ပြီးတဲ့နောက်အိမ်ကိုပြန်လာပြီးညီသူများတန်တရားမဝင်အောင်ရေစင်ခဲ့တာပြီးတော့ AC ကိုအဆုံးထိတင်ထားလိုက်တယ်စုပ်ရုပ်အကြောင်းလားနင်ပြောတာမှန်ပါတယ်ငါအဲ့ဒီစုပ်ရုပ်ပေါ်မှာကျိုးချီနီကိုနှစ်ပတ်တိုင်တိုင်လေ့ကျင့်ခဲ့တာအဲ့ဒါကြီးကမတိမတာဆုံးဖြတ်ဖို့တိတ်ကြီးလုံးနေခဲ့တာလေဒါအပြင်ဘာမဟုတ်တဲ့စုပ်ရုပ်တစ်ခုကိုဘယ်သူမှတန်တရားဝင်မှာမဟုတ်ဘူးလို့လည်းငါထင်ခဲ့တာပါထိုအချိန်တွင်ကျွန်ုပ်ပြေးစွာဖြင့်အားလုံးကိုကြားသိပြီးဖြစ်၏အရာရှိကရန်သူမကိုခေါ်ထုတ်သွားလိုက်တော့ကျွန်ုပ်အနောက်သို့လှည့်ကြည့်လိုက်သည်မေမေသတင်းစာရှင်းလင်းပွဲလုပ်ဖို့ပြင်ဆင်လို့ရပါပြီမင်းညကနှိမ့်ဆက်ညင်ပန်းတက်ဖြတ်ခံရမှုကိုအမှုဖော်ထုတ်နိုင်ခဲ့ပြီလို့ကြေညာလိုက်ပါအချိန်ကြာကြီးစောင့်ခိုင်းထားရင်လူတွေက His as မိသားစုကိုတန်တရားဝင်လာကြလိမ့်မယ်ခလိုအီကဂုံယူစွာဖြင့်ခေါင်းငိမ့်ပြခဲ့သည်ရဲရရှိများကမေဂန်ကိုအပြင်သို့ခေါ်ဆောင်သွားကြ၏တကားဝသို့ရောက်တော့အခါသူမရက်လိုက်သည်အီတန်အားလုံးပဲငါတာထောင်ထဲကနေအသက်ရှင်လျက်ပြန်ထွက်လာခဲ့ရင်အပြစ်တွေကိုပေးဆက်ပါမယ်နာတာလီရဲ့အုတ်ကူစီရောက်ခဲ့ရင်ငါတောင်းပန်ကြောင်းသူမကိုပြောပေးပါသူမသည်နောက်ထပ်စကားများပြောချင်ပုံရတော့လေမျိုးသိလိုက်သည်သူမထွက်သွားပြီးနောက်အခန်းထဲတွင်ကြံရစ်ခဲ့သူအလုံးကလက်ခုပ်အော်ပါတီးကြတော့သည်ခလိုအီကမျက်လုံးများတောက်ပလျက်ကျွန်ုပ်အားလက်မထောင်ပြခဲ့၏ဒါဒီနေ့မေမေကိုကိုယူအောင်လုပ်နိုင်ခဲ့တယ်ကျွန်ုပ်မေဂန်ကိုခေါ်ထုတ်သွားပြီးနောက်အဖေ Grand Hayes ရုံးခန်းထဲရှိလေထုမှာအလွန်လေးလံစိုးရိမ်စရာကောင်းနေခဲ့ကြောင်းကိုနောက်မှသာကြုံသိရှိခဲ့ရသည်အဖေရှိတွင်အမှုဖိုင်များပြန်ကျဲနေပြီးစိုးရိမ်ပူပန်နေကြသောမျက်နှာများကိုစစ်စစ်ကြည့်လိုက်သည်မင်းတို့ရဲ့အမြင်တွေကိုပြောပြကြစမ်းအဖေကတည်ငြိမ်စွာပြောလိုက်သည် Crestfall မဟာမြို့တော်ရဲဗျူရိုကတပတ်အတွင်းပြည်သူတွေကိုအပြေပေးမယ်လို့ကတိပေးထားတာအဖေပြောနေစဉ်မှာပင်မျက်နှာပေါ်တွင်ခရီးအပြုံးတစ်ခုပေါ်လာခဲ့သည်တယောက်ကချက်ချင်းပင်မာတင်ကားဝဲကတော့တကယ်ကိုမစောင့်နိုင်တော့ဘူးပဲနေတာမှမဟုတ်တာအမှုကသူတို့ရဲ့ပိုင်နယ်ထဲမှာဖြစ်ခဲ့တာဆိုတော့သူတို့မှလုပ်ပိုင်ခွင့်ရှိတာပေါ့အဖေကတော့ဘာမှမဖြစ်တဲ့ကဲ့သို့ပင်အမှုကိုအရင်ဆုံးဖော်ထုတ်ဖို့ကပထမပဲမင်းတို့ရဲ့သုံးသက်ချက်ကပါလဲမျက်မှန်တက်ထားသောအမျိုးသားတဦးကပြောလိုက်သည်ဒီအမှုကရှုပ်လဲရှုပ်တယ်ရိုးလဲရိုးရှင်းပါတယ်အရင်တုန်းကအစင်လိုက်နှိမ့်ဆက်ညင်မှန်တက်ဖြစ်တဲ့အမှုတွေနဲ့ကွက်တိတူနေလို့ရှုပ်ထွေးတာဖြစ်ပြီးတရားခံဟောင်းပြန်ရောက်နေတာလည်းဖြစ်နိုင်တာမလို့ရိုးရှင်းတာပါသူကစကားကိုခိတရက်လိုက်ပြီးအဖေကိုကြည့်လိုက်သည်အတွင်းရေးမှူး Hayesအရင်တုန်းကအဲ့ဒီအသက်ခံရမှုတွေဖြစ်တုန်းကရှင်းနေတဲ့ Crestfall ရဲ့ရဲကော်မရှင်နာဖြစ်ခဲ့တာပါဒီအမှုကအခုမှပြန်ပေါ်လာတာဆိုတော့အဖေကသူ့ကိုလက်ရမ်းပြလိုက်သည်အမှုအကြောင်းပဲစကားပြောကြရအောင်မင်းတို့အားလုံးကငါရဲ့မူလအဖွဲ့ဝင်တွေပဲဒီအမှုကိုငါတို့ထပ်ပိုသိတဲ့သူမရှိဘူးဒီနေ့မကုန်ခင်မှာပဲဒီမနက်ဖြစ်ပျက်ခဲ့တဲ့အသက်ခံရမှုကမြို့ကိုလှုပ်ခတ်သွားလိမ့်မယ်တမတ်ရက်ထက်ကျော်လွန်သွားရင်ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတစ်ခုလုံးရင်းနှီးပေးဆက်ရလိမ့်မယ်အဖေ၏မျက်နှာပေးမှာလေးနက်သွားခဲ့သည်သို့တော့ထို့သို့အများကြီးဆွေးနွေးခဲ့ကြတော့လေညီသူများအသုံးဝင်သောအကြံဉာဏ်မပေးနိုင်ခဲ့ကြပေတယောက်နဲ့တယောက်ကူကယ်ရမဲစွာကြည့်နေကြစဉ်အဖေ၏ရင်ဘတ်တစ်ခုလုံးလေးလံသွားခဲ့သည်နှစ်ပေါင်းများစွာစီးစိမ်ခံစားခဲ့ရမှုကသူတို့၏ရှေးဟောင်းရဲရဲစိတ်များကိုမိမ့်မိန်သွားစေခဲ့ပြီးထင်၏စိတ်ပြက်လက်ပြက်ဖြစ်နေစဉ်မှာပင်တကားကောက်တန်ထွက်ပေါ်လာခဲ့သည်အဖေ၏လက်ထောက်ကတကားဖွင့်ပေးလိုက်ရာရဲရရှိတူစိတ်လှုပ်ရှားစွာဖြင့်ပြေးဝင်လာခဲ့သည်အတွင်းရေးမှူး Hayes သတင်းကောင်းပါဘာလို့ဒီလောက်အာလူဖုန်နေရတာလဲငါတို့အစည်းအဝေးလုပ်နေတာမမြင်ဘူးလားတစုံတစ်ယောက်ကငေါက်လိုက်သည်ရဲရရှိကအာနာစွာဖြင့်ပြန်ပြေးလိုက်၏တောင်းပန်ပါတယ်စိတ်လောသွားလို့ပါသတင်းရထားလို့ပါဒီမနက်ကနှိမ့်ဆက်ညင်ပန်းတက်ဖြတ်ခံရတဲ့အမှုကိုဖော်ထုတ်နိုင်ခဲ့ပါပြီရုံးခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်စက္ကန့်ပိုင်းညအကြာတွင်လူတိုင်းမတက်ဖြတ်လိုက်ကြပြီးသူတို့၏မျက်လုံးများပြူးကျဲသွားကြ၏မင်းတကယ်ပြောနေတာလားလွန်ခဲ့တဲ့10နှစ်ကလူသက်သမားကိုဖမ်းမိလိုက်တာလားနောက်ဆုံးတော့အဲ့ဒီကောင်စုစိတ်ကစားကောင်တန်တိုင်းနောက်ရောက်သွားပြီပေါ့အဖေမျက်နှာဝင်းပသွားခဲ့တော့လေရဲရရှိ၏စိတ်မသက်မသာဖြစ်နေတော့မျက်နှာပေးကိုတတိထားမိသွားခဲ့သည်ဘာဖြစ်လို့လဲတခုခုအစင်မပြေတာရှိလို့လားဟုတ်ပါတယ်ဆရာအရင်တော့ကလူသက်သမားမဟုတ်ပါဘူးမဖြစ်နိုင်တာကြိုးကြည့်ထားတဲ့ပုံစံအလောင်းရဲ့အခြေအနေသွေးနဲ့ရေးထားတဲ့စာတို့အရာအလုံးကအမှုဟောင်းကိုပဲညွှန်ပြနေတာအတိအကျပါပဲအဲ့ဒီကြိုးချီနီးတွေကိုငါတို့အရင်သိတာပေါ့ဆယ်စုနှစ်တွေအထိအဲ့ဒါကိုဘယ်သူမှမသုံးခဲ့ကြဘူးငါတို့မှားနိုင်စရာမရှိပါဘူးအဖေလဲထို့အတူပင်ဇဝေဇဝါဖြစ်သွားခဲ့သည်ထိုစဉ်မှာပင်အပြင်ဘက်မှဂုံယူဝင်းကြွားသောအတန်တန်ထွက်ပေါ်လာခဲ့၏ငါထင်ထားတဲ့အတိုင်းပါပဲအဲ့ဒီနီလန်ကမင်းတို့အားလုံးကိုလှည့်စားသွားခဲ့တာပဲတခြားသူတွေအားလုံးအလိန်ခံလိုက်ရပေမဲ့တားတယောက်တည်းပဲအမှန်တရားကိုမြင်ခဲ့တာ Grand Hayes ရှစ်မိသားစုကတကယ်ကိုပြောင်မြောက်တဲ့တားတယောက်ကိုမွေးထုတ်ပေးခဲ့တာပဲကျွန်တော်ဤမိခင်ခလိုအီဝင်းမိုးချလိုဝင်းမော်တယောက်တည်းသာအဖေကိုနာမည်ပြည့်စုံခေါ်ရတာဖြစ်သည်ခလိုအီမင်းပါကိုဆိုလိုတာလဲဤတန်ပါဝင်ပတ်သက်နေတာလားအဖေဒီလုံးဝစိတ်ရှုပ်ထွေးသွားပုံရသည်
ခလိုအီကခိုင်မာစွာခေါင်းငိမ့်ပြလိုက်၏လူသက်သမားချီထားတဲ့ကြိုးကလူတလိုလိုရှိတာပါငါတို့အလောင်းကိုအကြာကြီးလေးလာခဲ့ကြတာအီတန်ကကွဲပြားခြားနားချက်ကို3စက္ကန့်အတွင်းမှာတင်တတိထားမိသွားတာပြီးတော့သူကလူသက်သမားကိုတနာရီကျော်လေးအတွင်းမှာတင်ဖမ်းမိခဲ့တာလူတိုင်းအားအသင့်သွားကြ၏သူတို့သည်ထိုသေးစိတ်အချက်လက်များကိုနိုင်ပေါင်းများစွာလေ့လာခဲ့ကြတော့လဲစက္ကန့်ပိုင်းတွင်တတိထားမိသူရှိနေခဲ့သည်သူတို့သည်အတွေ့အကြုံများစွာနှင့်နီလန်းပေါင်းစုံကိုအသုံးပြုခဲ့ကြတော့လဲတနာရီကျော်အတွင်းလူသက်သမားကိုဖမ်းမိသွားသူရှိနေခဲ့သည်ထိုသူမှာကျွန်ုပ်ပင်ဖြစ်၏အားသိမှုများကုန်လွန်သွားပြီးနောက်အဖေ၏ရေမောတန်ကရုံးခန်းအတွင်းပြည့်နှက်သွားခဲ့သည်တခြားသူများမှာရှက်ရွံ့သွားကြတော့လဲအဖေအတွက်ဝမ်းမြောက်ပေးခဲ့ကြသည်ဒါမှဟေးစ်မိသားစုပြီးသားတာပေါ့အီတန်ကအသက်19နှစ်ပဲရှိသေးတယ်မဟုတ်လားခလိုအီကပြုံးပြီးကောင်းချင်းပြလိုက်လေသည်ထိုအမျိုးသားကတက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးလက်မထောင်ပြခဲ့သည်မယုံနိုင်စရာပဲဒါကိုတော့မဖြစ်နိုင်ဘူးလို့အစကတည်းကသတ်မှတ်ထားမိတာဒါပေမဲ့ခလိုအီအရင်ကလူသက်သမားမဟုတ်ဘူးဆိုရင်အခုဟာကဘယ်သူဖြစ်နေလို့လဲNatalie Brooks ရဲ့လက်ထောက် Megan Price ပေါ့လုံးဝကိုတာမန်တိုင်းပုံပေါ်တဲ့မိန်းမတစ်ယောက်လေသူတို့တွေဒုတိယအကြိမ်အားတင်သွားကြပြန်သည်တမနက်လုံးနာတာလီလှုပ်ဖို့ကိုင်ပတ်များကိုမိသူများတန်တရားမဝင်ခဲ့ကြပေအပြင်လူကအထဲလူတွေလွတ်သွားတဲ့အရာကိုမြင်တာပဲဒါဟာတကယ်အပြင်လူတစ်ယောက်၏အမြင်ပဲအဖေကချက်ချင်းပင်အမိတ်ပေးလိုက်မာတင်Caldwell ကိုအကြောင်းကြားလိုက်ပါသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြည်သူတွေကိုရှင်းလင်းပြောကြားလိုက်ပါခလိုအီအီတန်ကိုပါတက်ရောက်ခိုင်းလိုက်အဖေကခန့်ခန့်ကြီးရက်နေတော့လဲခလိုအီကသဘောကျစွာရင်မောရင်းကောင်းခါပြခဲ့သည် Grant Hayes ရှစ်ရက်သားကတော့ Hayes မိသားစုဟာရန်ညိုးတစ်ခုကိုလက်စားချေဖို့10နှစ်အထိစောင့်နိုင်နေတဲ့ငါတို့မှာသတင်းပတ်အပြည့်ရှိသေးတာပဲအဲ့ဒီတုန်းက Hayes မိသားစုဆုံးရှုံးခဲ့ရတဲ့ဂုဏ်သိက္ခာကိုသူကိုယ်တိုင်ပြန်ယူมาတဲ့အဖေဒီရင်သက်ရှူမောစွာဖြင့်အသက်ရှူလိုက်ပြီးမယုံနိုင်တော့အတန်ဖြင့်မေးလိုက်သည်မင်းပြောချင်တာကအီတန်ကလွန်ခဲ့တဲ့10နှစ်ကလူသက်သမားကိုပြန်တူးဖော်ထုတ်တော့မယ်ဟုတ်လားကျွန်ုပ်အိမ်သို့ပြန်ရောက်သည်နှင့်စာကြည့်ကန်းစီတို့တန်မတ်သွားခဲ့သည်မာတာလေးမာဒရီကထမင်းစားရန်လှမ်းခေါ်ခဲ့သည်ကျွန်ုပ်ကိစ္စမရှိကြောင်းပြန်ဖြေလိုက်ပြီးလာမနောက်ရှက်ရန်တောင်းဆိုခဲ့၏ကျွန်ုပ်အမှုဟောင်းဖိုင်ကိုရှာဖွေတွေ့ရှိခဲ့သည်ဒီမှာအလွန်ထူလဲလာတော့လဲတေချာစွာဖတ်ရှုခဲ့သည်2009ခုနှစ်စက်တင်ဘာ16ရက်နနက်6နာရီတွင်အရှိတကာတိုင်းဒေသကြီးဝေလိုပန်းပန်းချံ Willowbin Park အမျိုးသမီးတဦး၏အလောင်းကိုတွေ့ရှိခဲ့သည်ကလေယာစတန်ကလယာဆတ်အသက်23နှစ်ကောင်းမွန်လျက်တင်ပါမြောက်လျက်အနေထားကောင်းကိုပြင်းထန်စွာအရိုက်ခံရ၍တေဆုံးခဲ့ခြင်း2009ခုနှစ်စက်တင်ဘာ18ရက်Brookside တိုင်းဒေသကြီးလန်ဒန်ယာမလန်ဝမ်ထရနဗနူရှိအလှဆင်မြေကွက်လက်တွင်ဆိုဖီဒေါ်ဆန်ဆာဖီဒါဆန်ကိုတွေ့ရှိခဲ့သည်တေဆုံးရသည့်အကြောင်းရင်းအသက်ရှူချက်ခြင်း2009ခုနှစ်စက်တင်ဘာ29ရက်အရှိတကာတရားအောက်တွင်လော်ယင်ပီယာစ်ဝမ်ပီယာစ်ကိုတွေ့ရှိခဲ့သည်လိမ်ပိုင်းဆိုင်ရာစော်ကားခံရပြီးနောက်မြစ်အတွင်းသို့ပြစ်ချခံခဲ့ရခြင်းကျွန်ုပ်အားလုံးကိုတထိုင်နဲ့ဖက်ရှုလိုက်ပြီးဖိုင်ကိုပိတ်လိုက်သည်ထို့နောက်တဲလုံစတိုင်ကိုချရေးလိုက်၏10နှစ်ကုန်လွန်သွားခဲ့ပြီဖြစ်သည်စုံစမ်းစစ်ဆေးသည့်နီလန်းများလည်းလုံးဝပြောင်းလဲသွားခဲ့ပြီးအကယ်၍ဒီအသက်ခံရမှုများသည်ယနေ့ခေတ်တွင်ဖြစ်ပျက်ခဲ့ပါကမြန်မြန်ဆန်ဆန်ဖော်ထုတ်နိုင်ကောင်းဖော်ထုတ်နိုင်မည်လိမ့်မည်မေမနက်စာယူဆောင်လာပေးသည့်အထိကျွန်ုပ်မှတ်စုများတဲ့တွင်စိတ်နစ်ထားခဲ့သည်တာဘာလို့အိမ်မှာရောက်နေတာလဲတာတမင်းစားဖို့စင်းမလာလို့ငါသားကလမ်းဖုံးဆက်တာသူသားကိုနှောက်ယှက်ရမှာကြောက်လို့တဲ့စကားပြောနေရင်သူမသည်ကျွန်ုပ်၏မှတ်စုများကိုသတိထားမိသွားခဲ့သည်သူမ၏မျက်လုံးများပြူးကျသွား၏လူသက်သမားရဲ့ဒီစိတ်ပညာဆိုင်ရာစိတ်သက်ရေးရာ profile psychological profile ကိုတာဘယ်ကရတာလဲကျုံပြုံးလိုက်သည်ရိုးရိုးလေးပါဂျင်းကောင်တယောက်စီရဲ့ကြောပေါ်ကသွေးစွန်းနေတဲ့အမတ်သားတွေကိုနိုင်ရှင်ကြည့်လိုက်ပါဒီမှာကြည့်အစကတည်းကသူဟာလူ9ယောက်ကိုတတ်ဖို့စီစဉ်ထားတာအဲ့ဒါကြောင့်ပထမဆုံးအသက်ခံရသူကိုကိုတဲ့လို့အမတ်သားပြုလုပ်ခဲ့တာဒါပေမဲ့တပ်ပုံထဲမှာတုံရင်နေတဲ့ရေးချက်အချို့ကိုတွေ့ရတယ်ပထမဆုံးလူတက်မှုအတွင်းမှာသူအရန်ထိတ်လန့်နေခဲ့တာဒုတိယအသက်ခံရသူရဲ့အမတ်သားကတော့ပိုပြီးတည်ငြိမ်လာခဲ့တယ်အလောင်းရေးအတွက်များလာတာနဲ့အမျှသူ့ရဲ့ရေးသားမှုတွေကပေါ့ဆလာခဲ့တာပဲဘာလို့လဲဆိုတော့9ယောက်မြောက်လူတက်မှုအထိသူဖမ်းမမိသေးလို့ပဲသူကိုယ်သူဥပဒေအားလုံးရဲ့အထက်မှာရှိတဲ့ဘရင်တစ်ပါးလိုမြင်လာခဲ့တာကြောင့်အောက်ရုံနေတဲ့စိတ်ကနေတက်တောင့်တက်တာဖြစ်လာခဲ့ပြီးထို့နောက်ထောက်လန်းရေးတွေကိုမတိမမြင်လောက်ကထက်ပရဆန်လာခဲ့တာအဲ့ဒါကတယောက်မြောက်အသက်ခံရသူကနေ9ယောက်မြောက်အသက်ခံရသူအထိသူ့ရဲ့စိတ်တက်ပြောင်းလဲသွားပုံပဲပြီးတော့ကွက်တီ9ယောက်မြောက်ပြီးတာနဲ့သူရက်တန်သွားခဲ့တယ်အဲ့ဒါကြောင့်ငါတို့အမှုဟောင်းရဲ့သုံးသက်ချက်တစ်ခုကိုပြောင်းလဲပြလို့ရတယ်မေကသဘောမပေါက်သေးပေဘလို့သုံးသက်ချက်လဲသားလူသက်သမားကတားကောင်တွေကိုစီကမ်းမရှိကြုံရကြပန်းရွေးချယ်ခဲ့တာမဟုတ်ဘူးသူဟာစိတ်တစားဖြစ်နေနိုင်ပေမဲ့ရှင်းလင်းတဲ့ရည်ရွယ်ချက်တစ်ခုတော့ရှိခဲ့တယ်ဒီအသက်ခံရသူ9ယောက်ဟာတိုက်ရိုက်ဖြစ်စေတွေ့ဝါယူဖြစ်စေတနည်းနည်းနဲ့ဆက်ဆက်နေရမယ်သူတို့ရေးသားထားပုံရတော့မေကချက်ချင်းဆိုသလိုညှင်းဆန်ခဲ့သည်မဖြစ်နိုင်တာအဲ့ဒီ9ယောက်လုံးကတယောက်နဲ့တယောက်မသိကြဘူးဘယ်လိုလှုပ်ဆက်ဆက်မှုရှိနိုင်မှာလဲဒါနဲ့အဲ့ဒီကောက်ချက်ကိုဘယ်သူဆွဲခဲ့တာလဲသိရလားဖေပေါ့ဒါပေမဲ့ငါမေးပြရစီဦးဖေဆိုရင်ရောမမားနိုင်ဘူးလို့ဆိုလိုတာလားမေကမယုံကြည်သေးသည့်ရုပ်ပုံပေါ်နေစဲမှုကျွန်တော်ဆက်ပြောလိုက်သည်မေဒါအထင်ရှားပဲလေသူကတာမန်စီရီကေလောအပ်ဂျူတင်ဂျန်စီတက်ဖြတ်သူတယောက်သာဆိုရင်တားကောင်9ယောက်ကိုတက်ဖို့စီစဉ်ခဲ့ရင်တော့မှ9တော့မဟုတ်ရှစ်လို့ပဲရေးမှာပေါ့ပထမဆုံးတယောက်ကိုက9မှတက်လို့အမှတ်သားလို့ဆရာအကြောင်းမရှိဘူးသူကကိန်းကနန်ရောတားကောင်တွေကိုပါစကလေးကရွေးချယ်ထားခဲ့တာတားကောင်9ယောက်လုံးဟာသူ့စီကိုဆက်နေရမယ်ကျွန်တော်၏အကြောင်းပြချက်မှာညင်ပယ်ရန်ခက်ခဲလောက်အောင်ရှင်းလင်းလွန်းလာသည့်မေအတွက်တော့ဖေဟာအတော်ဆုံးစုံစမ်းစစ်ဆေးမှုဖြစ်ခဲ့သည်သို့တော့ကျွန်တော်၏ယုတ်တိဗေဒကခိုင်မာနေသည့်အရာအလုံးကဏီကုန်းတစ်ခုတည်းကိုပဲညွှန်ပြနေသည်ထိုသားကောင်9ယောက်လုံးသည်ဆက်ဆက်မှုရှိကြသည်ဒါဆိုတာနောက်ထပ်ဘာလို့မှလဲမေကတပြင်းရှိတစ်ချက်ချလိုက်သည်မိသားစုကိုခုလုံးစီသွားမယ်သူတို့ကိုနောက်တစ်ကြိမ်စုံစမ်းစစ်ဆေးပြီးအရာအလုံးကိုတူးဖော်မယ်10နှစ်တောင်ရှိသွားပြီဆိုတော့သူတို့အားလုံး Crestwall မှာရှိချင်မှရှိတော့မယ်တွေ့နိုင်တဲ့များလူကိုကျွန်တော်တို့ရှာမယ်မိသားစု3စုလောက်ဆိုရင်းနှီးဖို့လုံလောက်ပါပြီကျွန်တော်မတ်တက်ထွက်လိုက်တော့လဲနှစ်လမ်းများလှမ်းပြီးတွင်မေကကျွန်တော်ကိုဆွဲယူကစိုက်ကြည့်လိုက်သည်မိုးပဲပြူငါသားအရင်ထမင်းစားရမယ်မနက်စာနေ့လယ်စာကိုကုံအောင်စားပြီးမှငါနဲ့အတူလိုက်ခဲ့မယ်အဲ့ဒီပကံတဲကဟာအကုန်မချင်းနဲ့ဘဲမှမသွားရဘူး
နေ့လည်စာစားပြီးနောက်ကျွန်တော်နဲ့ခလိုအီချော်တို့သည်လိပ်စာမှတ်တမ်းများကိုတွားရောက်စစ်ဆေးခဲ့ကြသည်10နှစ်အတွင်းအရာတော်များများပြောင်းလဲသွားခဲ့ပြီဖြစ်သည်မိသားစု3စုမှာ Crest ပေါ်မှာအပြီးပိုင်ထွက်ခွာသွားခဲ့ကြပြီးကျန်း6စုထဲမှာအများစုမှာလည်းနေရာရွှေ့ပြောင်းသွားခဲ့ကြသည် Crest ပေါ်မြို့မှာနှင်းမြန်စွာကြီးထွားလာခဲ့ပြီးတစ်ချိန်ကတာမန်အတန်တင်ရှိခဲ့သောမိသားစုအချို့သည်ယခုအခါဒေါ်လာတန်ပေါင်းများစွာတန်တရာထက်ပင်မကကျွဲဝချမ်းသာနေကြပြီဖြစ်သည်ကျွန်တော်တို့၏ပထမဆုံးစကားပြောဆိုရာနေရာမှာပထမဆုံးသားကောင်ကလေးရဆက်တွန် Claire Sutton အိမ်ဖြစ်သည်သူတို့သည်ယခုအခါ Crest ပေါ်မြို့ပြင်ရှိမြို့စုံလူနေရပ်ကွက်တစ်ခုတွင်နေထိုင်ကြသည်ကျွန်တော်လူခေါ်ပဲတီးလိုက်ရာအသက်60နီးပါးအမျိုးသမီးတစ်ဦးထွက်လာပြီးတကားဖွင့်ပေးခဲ့သည်ဘသူတွေလဲဘာကိစ္စရှိလို့လဲသူမကဇဝေဇဝါဖြစ်နေသည့်ပုံပေါ်သည်မိမိကပြုံးပြလိုက်ပြီးမမကျမကိုမမှတ်မိတော့ဘူးလားကျမခလိုအီဝင်းမိုးဖလိုဝင်းမွားပါသူမျိုးသမီးမှာတုံ့လောက်သွားပြီးသူမ၏မျက်လုံးများညီရဲလာခဲ့သည်ဒေါက်တာဝင်းမိုးလားသူမကကျွန်တော်တို့ကိုအိမ်ထဲသို့ချက်ချင်းဖိတ်ခေါ်လိုက်သည်အိမ်မှာပရိဘောကအပြည့်စုံဖြစ်တက်ရရှိလာသည်သူမတောင်းတနေနိုင်ပုံရသည်ကျွန်တော်တို့ထိုင်လိုက်ကြရာသူမကရင်နွေးချမ်းယူဆောင်လာပြီးတွန်းဆုံနေသည့်ပုံပေါ်သည်ကျွန်တော်လိုရင်းတူရှင်းပဲပြောလိုက်သည်မမလွန်ခဲ့တဲ့10နှစ်ကမမရဲ့သမီးလေးစီမှာဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်လို့ကျွန်တော်တို့ရောက်လာတာပါသူမမူးမေးမတက်ဖြစ်သွားပြီးအတန်များတုံရင်လေးရဲ့10နှစ်ကြာပြီးမှလားတဲလွန်စအစ်စ်များရလို့လားကျွန်တော်တို့မှာ theory အစ်စ်တစ်ခုရှိပါတယ်မိကုန်းအချို့မေးချင်ရုံမှာမမသိထားတာတွေကိုပဲပြောပြပေးပါသူမကစိတ်လှုပ်ရှားစွာဖြင့်ခေါင်းညှိပြသည်မမရဲ့သမီးကလေးရကနောက်ပိုင်းသားကောင်ဖြစ်ခဲ့တဲ့ဆိုဖီဒေါ်ဆန်ဆာဖီဒါဆန်ကိုသိခဲ့သလားမသိပါဘူးမမဒါမှမဟုတ်မမရဲ့အမျိုးသားကဆိုဖီရဲ့မိဘတွေဒါမှမဟုတ်လောရင် Piers Warren Pierce ရဲ့မိဘတွေကိုသိခဲ့ကြသလားမသိပါဘူးအဲ့ဒီလူတက်မှုတွေဖြစ်ပြီးမှပဲမိသားစုတွေစုံပူးကြတာဒါပေမဲ့နီးနီးကပ်ကပ်တော့မရှိခဲ့ကြပါဘူးဒါဟာကျွန်တော်တို့မျှော်လင့်ထားသည့်အဖြစ်ပင်ဖြစ်သည်မိမိကစာနာထောက်ထားသောစကားအချို့ဆိုလိုက်သည်ကျွန်တော်မိကုန်းအလှည့်ပြောင်းပြုလုပ်လိုက်သည်မမကလေးရရဲ့အတုံးဆောင်ပစ္စည်းအချို့ရှိသေးရဲ့လားကျွန်တော်ကြည့်လို့ရမလားသူမကခေါင်းခါလိုက်ပြီးတပ်ပုံနှဲငယ်ကလွယ်လို့သူမရဲ့ပစ္စည်းတွေကိုသူ့တန်မှာမြုပ်နှံခဲ့ကြတယ်ဒါမှမဟုတ်မိရှုပစ်ခဲ့ကြတယ်မသိမ်းထားနိုင်ခဲ့ဘူးကြည့်လိုက်တိုင်းအလွန်နာကျင်ရလို့ပါဒါဟာနားလည်ပေးလို့ရပါသည်အချို့လူများကအမတ်တရပစ္စည်းများကိုသိသိထားတတ်ကြတော့လေအချို့ကအတိတ်ကိုမခံစားနိုင်ကြပေကျွန်တော်တို့အကြာကြီးမနေခဲ့ကြပါအသုံးဝင်သောတဲလုံစားများမရရှိခဲ့ပေကျွန်တော်တို့ပြန်ထွက်လာစဉ် Margaret Sutton ကမိမိလက်ကိုဆွဲကင်လိုက်ပြီးဒေါက်တာဝင်းမိုးမှန်မှန်ပဲပြောပြပါဒီအမှုက10နှစ်ကြာပြီးမှအဖြေပေါ်နိုင်ပါဦးမလားမိမိကဘာပြောရမှန်းမသိဖြစ်နေ၍ကျွန်တော်ကပဲဝင်ဖြေလိုက်ပြီးမပူပါနဲ့မမတပတ်အတွင်းကျွန်တော်တို့စီကသတင်းကြားရပါလိမ့်မယ်အထူးတရားခံစစ်ကိုကျွန်တော်တို့ရှာဖွေပေးပါမယ်တပတ်ဟုတ်လားသူမကြီးနွမ်းနယ်နေတော့မျက်နှာမှာရုတ်တရက်လင်းလက်သွားခဲ့သည်ကောင်းပါပြီအဲ့ဒီလူကိုရှာတွေ့နိုင်ရင်တော့ဒီ10နှစ်တာအချိန်တွေဟာအလကားဖြစ်မသွားတော့ပါဘူးထွက်လာပြီးနောက်မိမိကအပြစ်တင်သည့်အတန်ဖြစ်ပြောသည်ဘာလို့အဲ့ဒီလိုဂတိပေးလိုက်တာလဲဒီနေ့ဘာမှမတွေ့ရတာကိုအပြေဝတော့မဟုတ်ပါဘူးခုကျွန်တော်ပြောလိုက်သည်အနည်းဆုံးတော့သူတို့ရဲ့မိဘတွေကြားကရန်ညိုးရန်စားမဟုတ်ဘူးဆိုတာကိုပယ်ထုတ်နိုင်ခဲ့တယ်အခုကျွန်တော်တို့ရှာရမှာကကလေးရဆက်တွန်ဆိုပြီးဒေါ်ဆန်လုံးရင် Piers နဲ့အခြားသားကောင်တွေကိုဘာကဆက်ပေးထားတယ်လဲဆိုတာပါပဲကျွန်တော်တို့အောက်ထပ်သို့ဆင်းသွားခဲ့တော့လဲကားထဲမဝင်မီမာဂရက်ကကျွန်တော်တို့နောက်မှအပြေးလိုက်လာခဲ့သည်ဒေါက်တာဝင်းမိုးခဏဆောင်ပါဦးသူမအပြေးရောက်လာပြီးသူမ၏အိတ်ကက်ထဲမှာစတိုးဆိုင်ကက်တစ်ခုကိုထုတ်ယူလိုက်သည်ဒါကသမီးလေးခြံထားခဲ့တဲ့ကပ်ပါကက်ထဲမှာပတ်စံတော်များများထည့်ထားခဲ့တာအဲ့ဒါကြောင့်တုတ်တန်မှာသမီးနဲ့အတူမမြုပ်ခဲ့တာပါအခုမှတတိယလို့ကူညီရမလားကြည့်ပေးပါဦးကျွန်တော်ကက်ကိုယူကြည့်လိုက်ပြီးပြုံးလိုက်သည်မမဒါကတကယ်ကိုအထောက်ကူရပါတယ်မာဂရက်အပေါ်ထပ်သို့ပြန်တက်သွားပြီးနောက်မိမိကရတနာတစ်ခုလိုကင်ထားသောကပ်ကိုကင်ထားသည့်ကျွန်တော်ကိုစိုက်ကြည့်နေသည်အီတန်အလန်အဲ့ဒီကပ်မှာဘာများထူးခြားလို့လဲမိမိသားကောင်မင်းသမီးတယောက်ချင်းစီရဲ့အထုပ်ပက်တိနဲ့အလုတ်ကင်တွေကိုပြန်စဉ်းစားကြည့်ဒါပဲကျွန်တော်ပြောလိုက်သည်မိမိကိုပဲအပြေရှာခွင့်ပေးလိုက်သည်ကားမောင်းပြီး15မိနစ်ခန့်ကြာတွင်မိမိရုတ်တရက်သဘောပေါက်သွားခဲ့သည်သူမကပ်ကိုဆွဲယူလိုက်သည်ရွှေရောင်စာလုံးများဖြင့်ရေးသားထားသည်မှာ Grand Arcade ကုန်တိုက် Granite Department Store ဟုဖြစ်သည်ထိုကုန်တိုက်မှာလွန်ခဲ့သော15နှစ်ကဖွင့်လှစ်ခဲ့ပြီးလွန်ခဲ့သော3နှစ်ကအွန်လိုင်းဈေးဝယ်မှုများကြောင့်စီးပွားရေးပိတ်သိမ်းခဲ့ရသည့်ထိုစတိုးဆိုင်ဟောင်းမှာအရေးပါသောတဲလုံစ်တစ်ခုဖြစ်လာခဲ့သည်တတိယမြောက်သားကောင်လောရင် Piers တီထိုနေရာတွင်အလုပ်လုပ်ခဲ့မှုသည်ကယ်ဗင်ကာဗင်အရင် Grand Arcade တီနေရာဟောင်းစီမောင်းတော့မိမိဘာမှမပြောနိုင်မီကျွန်တော်အမိတ်ပေးလိုက်သည်မိမိကနောက်ဆုံးတော့သဘောပေါက်သွားပြီးစိတ်တူတူဖြစ်ရင်မောလိုက်သည်ဒီကောင်လေးတော့တော့ကက်ကိုမြင်လိုက်ကြတဲ့ကနင်းသဘောပေါက်သွားတာမို့လားငါ့ကိုတော့စဉ်းစားခိုင်းနေတဲ့ကားကိုလည်းအပို15မိနစ်လောက်ပတ်မောင်းခိုင်းသေးတယ်ငါအလုပ်ရှုပ်နေတာအနည်းအတိပဲကိုမိမိကိုယ်တိုင်သဘောပေါက်သွားတာကအပို15မိနစ်ထက်ပိုတန်ဖိုးရှိပါတယ်ဟုကျွန်တော်ပြုံးပြလိုက်သည်ဘယ်သူမှဒါကိုမရိပ်မိခဲ့ကြပေ Grand Arcade က Claire Sutton နဲ့လောရင် Piers Warren Pierce တို့ကိုဆက်ပေးထားသည်ဆိုတာကိုပေါ့လွန်ခဲ့သော10နှစ်ကထိုကုန်တိုက်မှာအလွန်စီကားခဲ့သည့်အခုကျွန်တော်တို့သိဖို့လိုတာကပထမဆုံးလူတက်မှုမတိုင်မီထိုနေရာ၌ထိုလူတက်မှုများနဲ့ဆက်နေသောတစုံတစ်ခုဖြစ်ပျက်ခဲ့သလားဆိုတာပါပဲအကယ်၍ဖြစ်ခဲ့လျင်ကျွန်တော်တို့တန်တရားရှိသူအရေးအတွက်ကိုအတော်လေးကျဉ်းမြောင်းသွားစေနိုင်မည်မိမိကနားထောင်ပြီးနောက်လက်လန်းကကျွန်တော်ဘာကိုလိတ်ဆွဲလိုက်ပြီးမယုံနိုင်သည့်ပုံစံဖြစ်ခေါင်းကိုပညာခါရမ်းလိုက်ရင်ဒါတကယ်ပဲငါသားလေးလားပြောစမ်းပါဦး Hayes မိသားစုရဲ့ဂုဏ်တိတ်ခါတာစိန်ခေါ်မခံရဘူးဆိုရင်နင့်ရဲ့ပါရမီကိုထာဝရဖုံးကွယ်ထားဖို့ကြံစီထားတာလားကျွန်တော်ပြုံးယုံတင်ပြုံးလိုက်ပြီးကျန်နာမှန်သမျှကိုကျွန်တော်လိလူရှုနိုင်ပေမဲ့မိမိကိုအဆက်ခွဲရင်တော့ကျွန်တော်ကိုရှင်းရလိမ့်မယ်မိဝမ်းတာအားရဖြစ်သွားသည်ကျွန်တော်ကိုတင်းကျပ်စွာဖတ်ထားလိုက်ပြီးငါအယံဝမ်းတာတာပဲငါသားကနောက်ဆုံးတော့ငါ့ကိုကာကွယ်ပေးနိုင်ပြီကားထဲတွင်တိတ်ဆိတ်သွားခဲ့သည်မကြမီကျွန်တော်တို့သည် Grand Arcade တီနီယာဟောင်းစီသို့ရောက်ရှိခဲ့ကြသည်ယခုအခါရင်းကိုအဆမ်းမြစ်ပလာဇာ Summit Plaza ဟုခေါ်တွင်ပြီးစီဝယ်မှုနှင့်ဖြောပြေးပေါက်ဆက်ထားသောစတိုးဆိုင်ကြီးတစ်ခုဖြစ်နေပြီဖြစ်သည်ကားပေါ်မှာဆင်းပြီးနောက်မိမိကပိုင်ရှင်ပြောင်းသွားပေမဲ့ Grand Arcade ရဲ့မန်နေဂျာဟောင်းဖြစ်သူ Victor Langford ကဒီနေရာကိုမန်နေဂျာဖြစ်ဆက်လက်အုပ်ချုပ်တုံးပဲတဲလွန်စားချို့သူမသိပဲမနေဘူးကျွန်တော်တို့သူယုံကန်းစီတို့တိုက်ရိုက်သွားခဲ့ကြသည်ပစ်တာကတကားဖွင့်ပေးပြီးရွေးထွေးစွာနှုတ်ဆက်ခဲ့သည်ပါမောက္ခဝင်မိုး Mr. Hayes တွေ့ရတာဝမ်းသာပါတယ်
ကျွန်တော်တို့ထိုင်လိုက်သည်နှင့်သူကစူးစမ်းသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်ကိုယ်တိုင်ကြွရောက်လာတာဂုဏ်ယူပါတယ်ဘာများကူညီပေးရမလဲပြောပါတိတိကျကျအကုန်ပြောပြပါမယ်မေမေကလူရင်းကိုတိုက်ရိုက်မေးလိုက်သည်ကျမတို့မေးစရာတစ်ခုရှိလို့ပါ2009ခုနှစ်စက်တင်ဘာ16ရက်မတိုင်ခင်က Grand Arcade မှာထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ဘူးသလားတစ်တာတုံးလို့သွားပြီးအတန်ငယ်စိတ်ရက်ခတ်စွာရေမောလိုက်သည် Grand Arcade လားအဲ့ဒါကဟိုရှိကလေးကလေစက်တင်ဘာ16မတိုင်ခင်ဆိုတာကအရန်ကျပြန်လုံးပါတယ်ကျွန်တော်ဘယ်လိုလုံးမှတ်မိမှာလဲဟုတ်တာပေါ့10နှစ်တောင်ရှိပြီပဲမှတ်မိဖို့ဆိုတာမလွယ်ပါဘူးတိုးတော့ကျွန်တော်သူ့မျက်လုံးများကိုစိုက်ကြည့်ရင်ပြုံးလောင်လိုက်သည်ဒါဆိုမစ္စတာလမ်ဘိုအနေနဲ့ဘာမှမမှတ်မိတော့ဘူးပေါ့ဟုတ်လား2009တုန်းကအဲ့ဒီမှာထူးထူးခြားခြားဖြစ်ခဲ့တာမျိုးကျွန်တော်မမှတ်မိတော့ပါဘူးကျွန်တော်ပြုံးမှာပုံမအေးဆက်သွားခဲ့သည်ကောင်းပြီလေဒါဆိုကျွန်တော်တို့တရားဝင်ပူးပေါင်းဆောင်ရွက်ဖို့တောင်းဆိုရစီ2009ခုနှစ်တုန်းက Grand Arcade မှာဖြစ်ပျက်ခဲ့တဲ့မှတ်သားစရာဖြစ်ပျက်အားလုံးကိုပြုစုပေးပါမနက်ဖြန်မနက်9:00နာရီမှာအတွင်းရမှုဟေးစီရဲ့ရုံးခန်းစီပို့ပေးပါဘာတစ်ခုမှမကြံခဲ့ပါစေနဲ့ဘလောက်ပဲတင်းငယ်တဲ့အဖြစ်ဖြစ်ပါစေအကုန်ထည့်ပါဗစ်တာမျက်လုံးများပြုကျဲသွားသည် Mr. Hayes ဘာကိုဆိုလိုတာလဲအပြည့်စုံမှတ်တမ်းတင်ထားတာကိုပြောတာပါခင်ဗျားရဲ့မျက်လုံးတွေကတစုံတစ်ခုကိုတတိယသွားတာကိုပြသနေတယ်ဒါပေမဲ့မပြောချင်ဘူးမဟုတ်လားကျွန်တော်မက်တက်ထွက်လိုက်ပြီးအဲ့ဒါဆိုရင်တော့ကျွန်တော်တို့နီလန်ကျန်အတိုင်းသွားရတာပေါ့အတွင်းရမှု Hayes ကမနက်ဖြန်မနက်9:00နာရီမှာခင်ဗျားရဲ့အစီရင်ခံစာကိုမျှော်လင့်နေလိမ့်မယ်ကျွန်တော်မေမေကိုအချက်ပြပြီးပြန်လှည့်ထွက်ခဲ့သည်ဗစ်တာပြလူဖြစ်သွားသည်ဒေါက်တာဝင်းမိုး Mr. Hayes ကျေးဇူးပြုပြီးမလောပါနဲ့ဦးအချိန်တွေအရန်ကြာသွားပြီဆိုတော့စဉ်းစားဖို့အချိန်နည်းနည်းလိုပါတယ်သူကျွန်တော်တို့ကိုစိတ်ဆိုးအောင်လုံးမိမိကိုကြောက်ရွံ့နေသည် Hayes မိသားစုကိုစန့်ကျင်ဖို့သူဘယ်တော့မှရဲမီမဟုတ်ပေအကယ်၍ Hayes မိသားစုသားဒေါသထွက်သွားပါကဒီပလာဇာကြီးသည်ပိတ်သိမ်းရသည့်အထိမနာတဲ့စစ်ဆေးမှုများနှင့်ရင်ဆိုင်ရနိုင်သည်ကျွန်တော်ဘာကြောင့်ရုတ်တရက်ရန်လိုသည့်သဘောထားမျိုးပြောင်းသွားရတယ်လဲဆိုတာမေမေမပေးပစ်တာစင်ကြီးမှာတဘာဝကြလာသည်ဒီလောက်အချိန်ကြာကြီးကြာပြီးနောက်မှတ်မိဖို့ဆိုဒီမှာမလွယ်ကူပေတော့ကျွန်တော်ဘာပဲလုပ်မေမေကကျွန်တော်ဘက်မှာရှိနေခဲ့သည်ကျွန်တော်ရက်လိုက်ပြီးနောက်သို့ပြန်လှည့်ကြည့်လိုက်ပြီးမစ္စတာလမ်ဘိုကျွန်တော်ပြောတာရှင်းမယ်ထင်ပါတယ်ဒါဟာလွန်ခဲ့တဲ့10နှစ်ကနှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်မှုတွေနဲ့ပတ်သက်နေတာပါခင်ဗျားချက်လက်တွေကိုဖုံးကွယ်ထားခဲ့ရင်အဲ့ဒါကိုကျွန်တော်တို့တည်သွားတဲ့အခါခင်ဗျားဥပဒေကြောင်းအရအရေးယူခံရလိမ့်မယ်ကျွန်တော်နောက်တစ်ချိန်ပြန်လှည့်ထွက်လိုက်သည်တစ်တာကအန်ချိတ်လိုက်ပြီးကောင်းပြီလေကျွန်တော်ပြောပြပါမယ်လွန်ခဲ့တဲ့10နှစ်စက်တင်ဘာ16ရက်မတိုင်ခင်က Grand Arcade မှာအဖြစ်အပျက်ကြီးတစ်ခုဖြစ်ခဲ့ဘူးပါတယ်အဲ့ဒါကကျွန်တော်နဲ့ပတ်သက်နေတာပါကျွန်တော်ချက်ချင်းပြန်လှည့်ကြည့်လိုက်ပြီးဘာဖြစ်ခဲ့တာလဲခင်ဗျားနဲ့ဘယ်လိုပတ်သက်နေတာလဲ2009ခုနှစ်စက်တင်ဘာ10ရက်နေ့တုန်းက Grand Arcade မှာလူသေးဆုံးခဲ့တဲ့ဆက်လေးကမတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်တားကောင်ကတော့ကျွန်တော်ရဲ့သားလေးပါပဲသူ၏မျက်လုံးများမှာရုတ်တရက်ညီရဲလာပြီးမျက်နှာမှာလည်းဒေါသကြောင့်တုန်ခောက်သွားခဲ့သည်ကျွန်တော်နဲ့မေမေတုံးလို့သွားကြသည်စက်တင်ဘာ10ရက်သည်ပထမဆုံးနှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်မှုမတိုင်မီ6ရက်အလိုဖြစ်သည် Grand Arcade တွင်တကယ်ပဲအဖြစ်အပျက်ကြီးတစ်ခုဖြစ်ပွားခဲ့တာဖြစ်သည်လူသေးဆုံးခဲ့တဲ့ဆက်လေးကမတော်တဆမှုဟုတ်လားဘာဖြစ်ခဲ့တာလဲကျွန်တော်အပြင်းထန်စစ်မေးလိုက်သည်နာကျင်ပွဲအတိတ်မတရားတဲ့တွင်မြင်မို့နေသည့်တစ်တာကအားနည်းသည့်အတန်ဖြင့်ပြန်ပြေးခဲ့သည်အဲ့ဒါကစနေတနင်္ဂနွေရုံးပေးရက်ပေါ့ကျွန်တော်ဇနီးကအလုပ်ရှုပ်နေတာနဲ့သားလေးကိုတွားလျာခေါ်သွားခဲ့တာပါကျွန်တော်အာယုံလွတ်နေတော့သားလေးကဆက်လေကားပေါ်မှာကစားနေလိမ့်မယ်လို့ဘယ်တော့မှမတွေးမိခဲ့ဘူးအဲ့ဒီမှာတင်ဆက်လေကားကဆက်ချိုယွင်းပြီးသားလေးကိုဆွဲသွင်းသွားခဲ့တာပါပဲသူ၏အတန်မှတုံရင်လာခဲ့သည် Mr. Hayes သားလေးရဲ့ကောင်ကကြည်မွသွားတာပါသားလေးရဲ့အုံနောက်ဆက်ပိုင်းစတွေဆက်ပစ္စည်းပေါ်အနှံ့ပတ်ကျဲကုန်တယ်အစုံ၌သူသည်ထောက်ပိတ်ခံထားရသည့်သားရဲတစ်ကောင်ကဲ့သို့ဖြစ်နေပြီးသူ၏မျက်လုံးများတွင်ဒေါသမီများတောက်အောင်နေခဲ့သည်စိတ်မကောင်းပါဘူးဗစ်တာကမကြားရတဲ့ကဲ့သို့ခေါင်းလိုက်ဆိုင်ချထားလိုက်ပြီးကျွန်တော်သူ့ကိုခဏမျှစိုက်ကြည့်နေပြီးမှတက်ပြင်းချလိုက်ပြီးစိတ်မကောင်းပါဘူးမစ္စတာလမ်ဘိုကျွန်တော်မသိခဲ့လို့ပါသူကနီးရဲနေသောမျက်လုံးများဖြင့်မောကြည့်လာပြီးဟန်ဆောင်၍ရေမောလိုက်သည်ဒေါက်တာဝင်းမိုးနဲ့ခင်ဗျားတို့နောက်ထပ်သိချင်တာရှိသေးလားသူ၏အပြုံးထဲတွင်ငါရဲ့ဒဏ်ရာဟောင်းကိုပြန်ဆွပေးရတာပြောရဲလားဟုမိကုန်းထုတ်နေသည့်အလားမကျေနပ်မှုများဆွန့်ထင်းနေခဲ့သည်ကျွန်တော်တို့စကားတခုမျှထပ်မပြောတော့ဘဲရုံးခန်းထဲမှထွက်ခွာခဲ့ကြသည်ကားပေါ်ပြန်ရောက်သောအခါမိမိကကျွန်တော်ကိုစဉ်းစားနေသည့်ပုံစံဖြင့်မြင်တွေ့လိုက်ရသည့်ဤတန်ဘာတွေစဉ်းစားနေတာလဲ6ရက်တာအချိန်လေးကပီတာလန်ဘိုသူ့ရဲ့သားကလေးရဆက်တွန်ဆိုဖီဒေါ်ဆန်နဲ့လော်ရင်ပီယာစ်တို့ကိုဘယ်လိုဆက်ပေးနိုင်မလဲဆိုတာစဉ်းစားနေတာပါမိမိမျက်လုံးများပြူးကျဲသွားသည်နေငါပီတာကိုလူသက်သမားလို့ထင်လို့လားမဟုတ်ပါဘူးအမှုဟောင်းနဲ့ဆက်နေသူမှန်သမျှဟာတန်တရားရှိသူတွေကြီးပါပဲအဲ့ဒီထဲမှာပီတာရောအဲ့ဒီတုန်းက Grand Arcade မှာရှိခဲ့တဲ့လူတိုင်းရောပါဝင်ပါတယ်ကျွန်တော်ကလေးနဲ့စွာပြန်ပြေးလိုက်ပြီး6ရက်တာအချိန်လေးကအခုလိုစိတ်ဆက်တေချာလာတဲ့လူတက်မှုအစီအစဉ်ကိုရေးဆွဲဖို့လုံလောက်ရလားဆိုတာပဲကျွန်တော်စဉ်းစားနေတာပါကျွန်တော်ကလူတိုင်းကိုတန်တရားမကင်းရကနေစပြီးတယောက်ချင်းစီကိုပယ်ထုတ်သွားမယ်နောက်ဆုံးကြံရစ်ခဲ့တဲ့သူကပဲလူသက်သမားဖြစ်လိမ့်မယ်အမှုဟောင်းဖိုင်ထဲမှာ theory တွေအများကြီးရှိခဲ့ပေမဲ့ Grand Arcade ကိုတော့ဘယ်သူမှမစုံစမ်းခဲ့ကြဘူးဒါဟာတဲလုံစားတစ်တူမဟုတ်မှန်ကန်တဲ့တဲလုံစားဖြစ်နိုင်ပါတယ်မေမေ Crespo မှာနေထိုင်နေစေဖြစ်တဲ့ Grand Arcade ရဲ့အမှုဆောင်ဟောင်းတွေကိုစုံစမ်းပေးပါအရေးကြီးဆုံးကတော့အဲ့ဒီမတော်တဆမှုဖြစ်ပွားချိန်မှာကလေးရဆက်တော်နဲ့ Sophie Dawson တို့အဲ့ဒီမှာရှိမရှိဆိုတာကိုအတည်ပြုပေးပါအကယ်၍ရုပ်သံမှတ်တမ်း footage မျိုးရှိခဲ့ရင်ပိုတောင်ကောင်းပါသေးတယ်ကျွန်တော်တို့ရဲစခန်းကိုတွားဖို့လိုလိမ့်မယ်ထင်တယ်ရုပ်သံမှတ်တမ်းတော့ရိုက်ထားခဲ့ဘူးတယ်ဒါပေမဲ့အခုထိရှိမရှိတော့မသိဘူးဒါဆိုကျွန်တော်တို့ဘာကိုစောင့်နေတာလဲအခုပဲတွားကြတာပေါ့ဒရိုင်ဘာကအရှိန်မြင့်လိုက်ပြီးတိုးတော့မိမိမျက်နှာတွင်မတတ်မတာဖြစ်သွားသည့်ရုပ်ပုံပေါ်လာခဲ့သည်နေတကယ်ပဲအဲ့ဒီကိုတွားချင်တာလားအဲ့ဒါမာတင်ကောဝဲမာတင်ခါဝဲရဲ့နေမြေလေးတဲလုံစာပေးလိုက်တယ်လို့ဖြစ်သွားမှာမကြောက်ဘူးလားအာနာရှိသည့်မြည်သည့်နေရာမဆိုပြိပခကတွန်တွဲပါလာတည်းမြဖြစ်သည်မာတင်ကိုယ်တိုင်မှာ Hayes မိသားစုကိုရှင်းနိုင်သူမဟုတ်တော့လဲသူ့ကိုကြောထောက်နောက်ခံပြုထားသည့်မိသားစုမှာကျွန်တော်တို့မိသားစုနဲ့ရေချိန်တူဖြစ်သည်နှစ်ဖက်လုံးကအချင်းချင်းမကြာခဏအောက်လန်းကြီးဖြင့်အပြိုင်ဆိုင်လှုပ်ဆောင်လေးရှိကြသည်ကျွန်တော်မေမေဆိုးရိမ်မှုကိုနားလည်တော့လဲယုံကြည်ချက်ရှိရှိဖြင့်ပြုံးပြလိုက်ပြီးမေမေမှတ်ထားပါကျွန်တော်တို့ကလွန်ခဲ့တဲ့10နှစ်ကနှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်မှုတွေကိုစုံစမ်းနေတာပါကျွန်တော်တို့နာရာလီနဲ့တော်ရဲ့လူသက်သမားကိုဖမ်းမိထားပြီဆိုတာမာတင်မသိသေးဘူးဒါကြောင့်အခုပဲဘာလို့မသွားရမှာလဲမေမေခဏမျှရက်တန့်သွားပြီးမှခက်အပြုံးလိုက်သည်မကြမီကျွန်တော်တို့ရဲစခန်းသို့ရောက်ရှိခဲ့ကြသည်ရဲရရှိအများပြားမှမေမေကိုတိကျပြီးမတည့်ရက်လျက်
သူမကိုနှုတ်ဆက်ဖို့ရောက်လာကြခြင်းဖြစ်သည်ဒီသတင်းကမာတင်ကောက်ဝဲမာတင်ခေါပေါထံကိုတဘာဝအတိုင်းရောက်ရှိသွားခဲ့သည်နောက်ဆုံးတော့သူကပြုံးကြီးရောက်လာခဲ့လေသည်ပါမောက္ခဝိတမိုးအီတန်ဘာကိစ္စနဲ့ရောက်လာကြတာလေဒီမနေ့ဖြစ်သွားတဲ့လူတက်မှုအတွက်တဲလွန်စာအသေးရသွားလို့လားသူကဒီမနေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်လာသည့်အမေကသူ့ကိုသဘောမပါတော့အပြုံးတစ်ခုဖြစ်တုံ့ပြန်လိုက်သည်ကျမတို့ပို့ပြီးအသေးစိတ်ကြတဲ့မှတ်တမ်းတွေကိုလာကြည့်တာပါလွန်ခဲ့တဲ့10နှစ်ကနှိမ့်ဆက်ညှဉ်းပန်းပြီးတက်ဖြတ်ခဲ့တဲ့အမှုတွေကြောင့်လေမင်းကြီးကောက်ဝဲဒီဌာနမှာအဲ့ဒီမှတ်တမ်းတွေရှိသေးတယ်မဟုတ်လားဒါပေါ့ရှိတာပေါ့ဒီဌာနကကင်တွယ်ခဲ့တဲ့မြအမှုကြီးအမှုငယ်မှတ်တမ်းအလုံးကိုမော်ကုန်းတင်ထိန်းထားပါတယ်ပြီးမဲ့လွန်ခဲ့တဲ့10နှစ်ကဖိုင်တစ်ခုကိုရှာဖို့ဆိုတာတော့မလွယ်လောက်ဘူးမှတ်တမ်းခန်းထဲမှာတွားမေးကြည့်လို့ရပါတယ်ရှာမယ်ဆိုရင်တော့ဌာနလုံးကဝမ်းသာအားရကူညီပေးကြမှာပါသူကရေရောလာကြီးရဲဆိုတဲ့ပုံစံနဲ့လက်ကိုရမ်းပြလိုက်ပြီးဒါပေမဲ့ဒါက digital ဖြစ်နေပြီးမှတ်တမ်းခန်းရှိနေသေးတော့လေဖိုင်များစုကို digital စနစ်ဆိုပြောင်းထားပြီးသားဖြစ်ပြီးစာရွက်စာတမ်းဖိုင်တွေကိုရှာနေရရင်ဘယ်တော့မှပြီးမှာမဟုတ်ပေအမေမျက်နှာမြဲမောင်သွားသည်မင်းကြီးကောက်ဝဲကွန်ပျူတာတွေကိုသုံးလို့မရဘူးလားမရတာစိတ်မကောင်းပါဘူးကျွန်တော်တို့ရဲ့စနစ်တစ်ခုလုံးကိုဒီနေ့အစိမ့်မြင့်တင်နေလို့ယာယီလိုင်းပိတ်ထားပါတယ်စောင့်ကြည့်ရင်တော့ရပါတယ်အမေကညှင်းခုန်ဖို့စူးစမ်းတော့လဲကျွန်တော်ကပြောလိုက်ပြီးမလိုပါဘူးမှတ်တမ်းခန်းထဲမှာပဲကျွန်တော်တို့ဘာသာကျွန်တော်တို့ရှာလိုက်ပါမယ်ဟုပြောလိုက်သည်မစ္စတာဟေးစ်ပါမောက္ခဝိတမိုးမှာကင်းလွတ်ခွင့်ပေးထားတာရှိပေမဲ့မင်းမှမရှိဘူးမာတင်ကမဲ့ပြုံးလိုက်သည်မှန်ပါတယ်ကျွန်တော်ကရဲတပ်ဖွဲ့ဝင်မဟုတ်ပါဘူးလှုပ်ဝက်ဖိုင်တွေကိုကြည့်ပိုင်ခွင့်မရှိပါဘူးဒါပေမဲ့ဒါကရှင်းရတာလွယ်ပါတယ်မင်းကြီးကောက်ဝဲခင်ဗျားသတင်းတွေနောက်ကျနေပြီးကျွန်တော်ပြောလိုက်သည်ကျွန်တော်အရင်ကရဲတပ်ဖွဲ့ဝင်မဟုတ်ခဲ့ပေမဲ့လွန်ခဲ့တဲ့10စက္ကန့်ကမှဒီအမှုရဲ့အထူးစုံစမ်းစစ်ဆေးရေးမှုအဖြစ်ခန့်အပ်ခြင်းခံရတာပါမယုံရင်အတွင်ရင်မူဟေးစီဖုန်းဆက်မေးကြည့်ပါမိနစ်ပိုင်းသို့မဟုတ်နာရီပိုင်းကလို့ကျွန်တော်မပြောခဲ့ပါ10စက္ကန့်လို့ပြောခဲ့ခြင်းဖြစ်သည်မာတင်၏မျက်နှာသည်ချက်ချင်းဆိုသလိုပြတ်သွားခဲ့သည်အေးလေဒါကိုနောက်မှငါအတီးပြုစစ်ဆေးမယ်ပါမောက္ခဝိတမိုးနဲ့မစ္စတာဟေးစ်ကိုမှတ်တမ်းခန်းဆိုပို့ပေးလိုက်ကြတို့ရှာချင်တာရှာပါစေအမေကဒီအဆောက်အုံအကြောင်းအစုံသိသည့်အဖေကအရင်ကဒီမှာလုပ်ခဲ့မှုသည်အမေကလိုက်ပို့ပေးမိဆိုသည်ကိုညှင်းဆန်ခဲ့ပြီးကျွန်တော်တို့ကိုကိုယ်တိုင်ဥဆောင်ခေါ်သွားခဲ့သည်အတွင်းထဲတွင်တက်ကြီးရွယ်ဦးရဲရရှိနှင့်ဦးသာရှိသည်တုံ့နှုတ်ဆက်ပြီးနောက်ကျွန်တော်က2009တုန်းကဖြစ်ခဲ့တဲ့စီရီလိုင်းနှိမ့်ဆက်ညင်းပန်းလူတက်မှုဖိုင်တွေကဘယ်စင်မှရှိလဲဟုမေးလိုက်သည်သူတို့ကအတန်ငယ်အကူညီမဲ့သောမျက်နှာပေးဖြင့်ကြည့်လိုက်ကြသည်ငါတို့စီမှာနှစ်စဉ်ဖိုင်တွေအများကြီးရောက်လာတာအဲ့ဒီတခုဘယ်မှရှိမှန်းငါတို့မမှတ်မိတော့ဘူးလွန်ခဲ့တဲ့10နှစ်ကဖိုင်တွေကရောဘယ်မှလဲစင်10နှစ်မှာဒါပေမဲ့အဲ့ဒီမှာယာနဲ့ချီထောင်နဲ့ချီရှိနေတာမင်းတို့ဘယ်လိုရှာမှာလဲကျွန်တော်က10နှစ်စီတန်းသွားပြီးတလချင်းစီအသေးစိတ်ရှာဖွေခဲ့သည်ဖိုင်ကိုရှာတွေ့ဖို့ကမခက်ပေအသုံးဝင်ပြီးအသေးစိတ်အချက်လက်များကိုရှာတွေ့ဖို့ကသာခက်နေခြင်းဖြစ်သည်အမေနှင့်ကျွန်တော်လေကားပေါ်တက်ကနိုင်ပေါင်းများစွာကြာသည့်အထိရှာဖွေခဲ့ကြသည်နောက်ဆုံးတွင်အမေကတွေ့ပြီးဟူဝမ်းသာအားရအော်လိုက်သည်သူမကစုံပုံနေသောဖိုင်များကိုကြည့်ရင်မျက်လုံးကလူလိုက်သည်ဒီအမှုကကြာတော့ကြာခဲ့တာပေါ့ဒါပေမဲ့ဖိုင်တွေဒီလောက်တောင်များလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးကျွန်တော်တို့မြေပြင်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွေကိုပဲလိုတာပါကြံတဲ့မှတ်တမ်းများစုကအိမ်မှာရှိပြီးသားဆိုတော့တခြားဟာတွေကြည့်ရင်အချိန်ဖြုံးတယ်လို့ဖြစ်နေလိမ့်မယ်ကျွန်တော်အမေကိုတတိပေးလိုက်တော့လဲဖိုင်များကိုချက်ချင်းမယူသေးပေထိုအစားစင်ပေါ်ရှိဖိုင်များကိုဆက်လက်ရှာဖွေနေခဲ့သည်အမေကစုံစမ်းစစ်ဆေးမှုကိုကူညီပေးခဲ့သူများ၏ထွက်ဆိုချက်များကိုအေးဆေးစွာပြန်လည်စစ်ဆေးနေခဲ့သည်အချိန်တွေကုန်လွန်သွားခဲ့သည်ကျွန်တော်မျက်နှာပေါ်တွင်စမ်းကြဲသောအပြုံးတစ်ခုပေါ်လာခဲ့သည်အမေအဲ့ဒီအမှုမှာရေးမုံကိုရေမန်ကိုဆိုတဲ့လူကိုအင်တာဗျူးစစ်ဆေးခဲ့ဘူးသလားအမေကဖိုင်ကိုအမြန်စစ်ဆေးကြည့်လိုက်သည်အေးဟုတ်တယ်စစ်ခဲ့ဘူးလေနင်ဘယ်လိုလုပ်သိတာလဲကျွန်တော်ကဖိုင်ကိုမြောက်ပြရင်ယုံကြည်မှုရှိပြုံးလိုက်သည်အတိတ်ကဖြစ်ခဲ့တဲ့ဒီနေ့ဆက်ညှဉ်းပန်းမှုတွေကိုကျွန်တော်တို့ဖော်ထုတ်နိုင်မလားဆိုတာရေးမုံကိုပုံမှာပဲမူတည်နေတော့တာအမေရောကျွန်တော်ပါရေးမုံ၏အမည်ကိုကောင်းကောင်းမသိကြတော့လဲဖိုင်ထဲတွင်ထိုအမည်ကိုတွေ့လိုက်ရခြင်းကအမေ၏အတိတ်ကအမတ်တရများကိုဖြည်းဖြည်းချင်းပြန်လည်နှိုးထလာစေသည်ထိုအမှုသည်မြို့ကိုလှုပ်ခါသွားစေခဲ့သောအမှုဖြစ်သည်အကြီးကမော်ကုန်းဆရာဝန် medical examiner အဖြစ်အမေသည်တခြားအရာရှိများနည်းတူစိတ်အားထက်သန်စွာပါဝင်ခဲ့သည်ရေးမုံကိုစစ်ဆေးစဉ်ကသူမထိုနေရာတွင်ရှိနေခဲ့သည်ကိုမှတ်မိနေသည်အမတ်တရများရှင်းလင်းသွားသောအခါအမေကဖိုင်ကိုအောက်သို့ချလိုက်သည်ငါမမဘူးဆိုရင်ရေးမုံကိုဆိုတာဂရင်အာဂိတ်ဂရန်ဒါခဲ့ရဲ့လုံခြုံရေးမှုမဟုတ်လားဟုတ်ပါတယ်ကျွန်တော်ကအမေစီသူဖိုင်ကိုကမ်းပေးလိုက်သည်အမေမျက်လုံးများမေးကျင်းသွားခဲ့သည်ဒါဓာတ်လီကမတော်တဆမှုဖိုင်ပဲကျွန်တော်ကောင်းငိမ့်လိုက်သည်ဟုတ်ပါတယ်ဗီတာရဲ့တားတိတ်ဆုံးခဲ့တဲ့နေ့ကမှတ်တမ်းတွေပါပဲကျွန်တော်နောက်ထပ်ဘာတွေ့ခဲ့လဲသိလားဘာတွေ့လို့လဲငါ့ကိုပြောပြပါဦးဒီမှာလော်ရင် Piers Learn Pierce ရဲ့ထွက်ဆိုချက်အပါအဝင်ထွက်ဆိုချက်တော်တော်များများရှိနေတယ်အမေကဖိုင်ကိုယူလိုက်ပြီးထွက်ဆိုချက်ကိုတိုးတိတ်စွာဖတ်ကြည့်လိုက်သည်မစ္စတာလမ်ဘိုရဲ့သားကဆက်လီကားပေါ်မှာစောက်ကစားနေခဲ့တာပါကျမသူ့ကိုအကြိမ်ကြိမ်လှမ်းခေါ်ခဲ့ပေမဲ့သူကျမကိုဥပက္ခပြုထားခဲ့တဲ့အဲ့ဒီနောက်ကျမရဲ့အထက်လူကြီးကလှမ်းခေါ်တာနဲ့ကျမတာဝန်ကျတဲ့နေရာစီပြန်လှည့်သွားခဲ့တာပါအဲ့ဒီအချိန်မှာပဲဆက်လီကားကချိုးရင်းသွားခဲ့တာပါသူ့ခန္ဓာကိုယ်ကအထက်ကိုပါသွားပြီးခေါင်းပွင့်ထွက်သွားခဲ့ပါတယ်ဘာလို့အရေးပေါ်ရက်တန့်တဲ့ကလုတ်ကိုမနှိပ်ခဲ့တာလဲကျမအရန်ကြောက်သွားလို့ပါလူတိုင်းလဲကြောက်သွားကြတာပါပဲဘယ်သူမှအဲ့ဒါကိုမတွေးမိခဲ့ကြဘူးဟုလော်ရင်ဤထွက်ဆိုချက်တွင်ဖော်ပြထားသည်အဲ့ဒီနေ့ကဘာတွေဖြစ်ခဲ့တာလဲပီတာဤသားသည်တတိပေးချက်မှန်သမျှကိုလျှို့ရှုခဲ့သည်အဖေဖြစ်သူ၏ဩဇာကြောင့်ဘယ်သူမှပြင်းပြင်းထန်ထန်တားဆီးဖို့မဝင်ရဲခဲ့ကြပေဆက်လီကချိုးယွင်းပြီးကလေး၏ခြေထောက်ကိုညှက်ပါသွားလိမ့်မည်ဟုလည်းဘယ်သူမှမထင်မှတ်ထားခဲ့ကြပေအကယ်၍တယောက်ယောက်ကအရေးပေါ်ရက်တန့်သည့်ကလုတ်ကိုနှိပ်ခဲ့ပါကကလေးသည်ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးရလျင်ပင်အသက်ရှင်ကျန်ရနိုင်ပေသည်ကျွန်တော်ဒီဖြစ်စဉ်များကိုဆက်ဆက်စဉ်းစားကြည့်နေတော့လဲ theory တစ်ခုကိုမူထုတ်မပြောပဲစိတ်ထဲမှာပဲထိန်းထားခဲ့သည်ထိုအစားအခြားမိကုတစ်ခုကိုမေးလိုက်သည်ဘာလို့ဗီဒီယိုသက်သေတစ်ခုမှမရှိရတာလဲအမေကဇဝေဇဝါဖြစ်သွားသည့်ပုံစံဖြစ်နှိမ့်ဆက်ညင်းပန်းလူတက်မှုအများစုကကင်မရာကလမှုနိုင်တဲ့နေရာတွေပြင်ပမှာဖြစ်ခဲ့တာလေအဲ့ဒီတုန်းကစောင့်ကြည့်ကင်မရာစနစ်ကခုခေတ်လိုမဟုတ်ဘူးတားကောင်တွေအသက်ရှင်နေရှိနေတုန်းကရိုက်ကူးမိတဲ့အစအနာရုပ်တံအချို့ပဲကျမတို့မှရှိခဲ့တာကျွန်တော်ပြောချင်တာကမြို့ရဲ့အဓိကကုန်တိုက်ကြီးတစ်ခုထဲမှာလူသေးဆုံးတဲ့အထိဆက်လီကမတော်တဆမှုဖြစ်ခဲ့တာလေဘာလို့ရုပ်တံမတန်တစ်ခုမှသိသိမထားရတာလဲအမေကတုံလို့စွာဖြစ်စိုက်ကြည့်လိုက်သည်ဒါမဖြစ်နိုင်တာဖိုင်ထဲမှာစုံစမ်းစစ်ဆေးရေးမှုတွေကရုပ်တံမတန်ကိုစစ်ဆေးခဲ့တယ်လို့ရေးထားတယ်ဒါပေမဲ့မော်ကုန်းထဲမှာသိမထားခဲ့ဘူးတဲ့ကျွန်တော်ကဖိုင်ကိုမူလနေရာသို့ပြန်ထားလိုက်ပြီးအမေကိုတွဲကူကထားလိုက်သည်
ရေးမုံကိုသွားရှာကြရအောင်ကျွန်တော်ရဲ့ပစ္စမအာယုံရဆိုရင်တော့သူကဒီအမှုနှစ်ခုလုံးရဲ့ဆက်ကြောင်းပဲသူ့ကိုရှာတွေ့ရင်အတိတ်ကလူသက်သမားကဘယ်သူလဲဆိုတာကျွန်တော်တို့ဖော်ထုတ်နိုင်လိမ့်မယ်အမေကဘာမှထပ်မပြောတော့ပြီးကျွန်တော်တို့ဖိုင်များကိုပြန်အပ်ပြီးမှတ်တမ်းခန်းထဲမှာထွက်ခွာခဲ့ကြသည်တကြီးရွယ်ဦးရဲရရှိနှစ်ဦးဒီမာတင်ထန်ထောက်လန်းတဲ့ချက်ချင်းပို့ကြသည်သူတို့မာတင်ကိုဘာပြောကျွန်တော်တို့စိတ်ဝင်စားပါကျွန်တော်တို့မှာအာနာပါကွက်တာကစားပွဲတွေအတွက်အချိန်မရှိပေရဲဌာနမှထွက်ခွာပြီးနောက်ပြည်သူ့မှတ်တမ်းရုံးသို့ထွက်လာခဲ့ကြသည်ထို့သို့မဟုတ်ပါက Crestfall မြို့တစ်မြို့လုံးတွင်လူတစ်ယောက်ကိုရှာဖွေဖို့ဆိုသည်မှာမဖြစ်နိုင်တဲ့လောက်ပေးဌာနမှုကကူညီပေးခဲ့သည့် Hayes မိသားစုကိုဘယ်သူမှမချေမငယ်မဆက်ဆံဝင်ကြပေသို့တော့ရေးမုံကိုဆိုသည်မှာရိုးစင်းလုံးသောအမည်တစ်ခုဖြစ်သည်အမည်သို့မဟုတ်မျိုးရိုးအမည်တစ်ခုလည်းဖြစ်ရှာဖွေရသည်မှာနယ်ပယ်မကျင်းသွားခဲ့ပြီးကျွန်တော်တို့ရလက်များကိုချက်ချင်းလိုချင်သဖြင့်ထမင်းစားရန်လမ်းခေါ်သောမာတာဖုန်းခေါ်ဆိုမှုများကိုပင်လစ်လျူရှုထားခဲ့ကြသည်နောက်ဆုံးတွင်ည8 နာရီ၌ဝန်ထမ်းတဦးသည်ဖိုင်တစ်ခုကိုကိုင်ဆောင်ကအပြေးလွှားရောက်ရှိလာခဲ့သည်ပါမောက္ခဝစ်တမိုးမစ္စတာဟေးစ်ကျွန်တော်တို့ရေးမုံကိုရှာတွေ့ပါပြီကျွန်တော်တို့နှစ်ယောက်လုံးမတ်တက်ထရက်လိုက်ကြသည်သူဘယ်မှာနေတာလဲဝန်ထမ်းကမတင်မကြမျက်နှာပေးဖြစ်သွားသည်ကျွန်တော်မျက်မှောင်ကျိုးလိုက်ပြီးဘာဖြစ်လို့လဲဟုမေးလိုက်သည်မပြောပြချင်လို့မဟုတ်ပါဘူး Green Arcade Grand Arcade ရဲ့လုံခြုံရေးမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ရေးမုံကိုဆိုတာကသူခဏရက်လိုက်ပြီးအတန်ကိုတိုးလိုက်ကသူကလွန်ခဲ့တဲ့10နှစ်ကလေးကတည်ဆုံသွားခဲ့တာပါဟုပြောလိုက်သည်အမေရောကျွန်တော်ပါအံ့အားသင့်သွားခဲ့ကြသည်လွန်ခဲ့သည့်10နှစ်ကဖြစ်ပွားခဲ့သောစီရီလိုက်နှိမ့်ဆက်ညှဉ်းပန်းလူတက်မှုများ၏အရေးပါသောပုဂ္ဂိုလ်တဦးသည်ထိုနှစ်မှာပင်တည်ဆုံသွားခဲ့သည်ဒါကိုကျွန်တော်မမျှော်လင့်ထားခဲ့ပေအတိတ်ကနှိမ့်ဆက်ညှဉ်းပန်းလူတက်မှုများဖြစ်စေဗီတာဤသားပါဝင်နေသောဆက်လီကဝမ်းနဲ့ဖွယ်ဖြစ်ရဖြစ်စေရေးမွန်သည်ထိုအမှုနှစ်ခုလုံး၏ဆက်ကြောင်းကဲ့သို့ခံစားရသည်သူသည်အမှုနှစ်ခုလုံးတွင်ထွက်ဆိုချက်များပေးခဲ့သူဖြစ်သည်ကျွန်တော်အချိန်မဆွဲတော့ပဲဝန်ထမ်းကိုရေးမုံဤမှတ်တမ်းများကိုထုတ်ခိုင်းလိုက်သည်ထိုမှတ်တမ်းများကသူသည်ကျွန်တော်တို့ရှာနေသည့်လူမှန်ကြောင်းအတည်ပြုပေးခဲ့သည်သို့သောသူသည်2009ခုနှစ်အောက်တိုဘာလ4ရက်နေ့တွင်ကားတိုက်ပြေးမှုဖြင့်တည်ဆုံသွားခဲ့ခြင်းဖြစ်သည်ရင်မောင်းကိုလများစွာအကြာမှဖမ်းဆီးရမိခဲ့ပြီးမကြာမီမှာပင်ထောင်ထဲ၌ကင်ဆာရောဂါဖြင့်တည်ဆုံသွားခဲ့သည်အရာအလုံးကိုဖတ်ပြီးနောက်ကျွန်တော်မျက်လုံးမေးကျင်းလိုက်သည်ဒါအငှားလူတက်မှုပဲမော်ကုတ်ဆရာဝန်အဖြစ်နှစ်ကျော်အတွေ့အကြုံရှိသောအမေကလည်းသူ၏တည်ဆုံမှုသည်မယိုးရှင်းကြောင်းသိနေသည် Green Arcade ကုန်တိုက်စာရေးမှလော်ရင် Piers သည်စက်တင်ဘာ29ရက်တွင်တည်ဆုံခဲ့သည်ရေးမွန်သည်အောက်တိုဘာ4ရက်5ရက်အကြာမှာပင်တည်ဆုံခဲ့သည်ထို့ပြင်သူ့ကိုတိုက်တက်ခဲ့သည့်ကားမောင်းသူကလည်းကင်ဆာရောဂါခံစားနေရသူဖြစ်နေသည်ဒါကိုတန်တရားမဝင်ပဲနေဖို့ဆိုတာမဖြစ်နိုင်ပေဒါဆိုအတိတ်ကနှိမ့်ဆက်ညှဉ်းပန်းလူတက်မှုတွေမှာတားကောင်9ယောက်တည်းရှိခဲ့တာမဟုတ်ဘူးပေါ့အမေကတည်ငြိမ်လေးနဲ့စွာပြောလိုက်သည်10ယောက်ရှိခဲ့တာပဲကျွန်တော်မော့စ်ကိုလွှတ်လိုက်ပြီးအပြင်မှာမှောင်နေပြီးခဏနားပြီးအိမ်ပြန်ပြီးညစာစားကြရအောင်ဟုပြောလိုက်သည်အမေကနာယီကိုကြည့်လိုက်ပြီးနဖူးကိုလက်ဖြင့်ရိုက်လိုက်က8နာရီတောင်ကျော်နေပြီပဲငါကတော့ထမင်းမှန်မစားတာအကျင့်ဖြစ်နေပေမဲ့နင်ကငယ်ပါသေးတယ်ဒီလိုအချိန်မှန်စားလို့မဖြစ်ဘူးဟုပြောလိုက်လေသည်အစားတောင်းနဲ့ပတ်သက်ရင်တော့အမေကတကယ်ကိုအလေးနဲ့ထားသူဖြစ်သည်အမေကကျွန်တော်ကိုအိမ်တို့အတင်းဆွဲခေါ်သွားခဲ့သည် Hayes ဆိုင်ကြီးတစ်ခုလုံးမီးအောင်များလင်းထိန်နေသည်ကျွန်တော်အဖေ Grant Hayes ဒီစက်တီပေါ်တွင်ထိုင်က TV ကြည့်နေသည်သူ့ဘေးတွင်တက်ကြီးရွယ်ဦးနှစ်ဦးထိုင်နေကြသည်ထိုသူများမှာကျွန်တော်အဖိုး Walter Hayes နှင့်အဖွာ Evelyn Mercer တို့ဖြစ်သည်အဖိုးကစီကံကြီးပြီးတဘာဝအတိုင်းဩဇာတိတ်ကမရှိသူဖြစ်သည်အဖွာကတော့လောကအကြောင်းကောင်းကောင်းကျွမ်းကျင်တဲ့စက်တီမျက်ဝန်းများနှင့်အတူပြည့်ပြည့်ကြည့်ကောင်းသူဖြစ်သည် Crestfall မြို့သားတွေက Hayes မိသားစုအကြောင်းကိုဒီလိုတင်စားလေးရှိကြသည်အရွယ်မရောက်သေးသည့်အမွေဆက်ခံသူကလေးမပါကျန်ရှိသည့်အမျိုးသားမျိုးသမီးတိုင်းသည်စစ်တပ်သို့မဟုတ်ရဲတပ်ဖွဲ့တွေတွင်ဩဇာရှိသူများဖြစ်ကြသည်ရုပ်ရည်ရင်ကျေးတိမ်မွေသောကျွန်တော်ဖွာ Evelyn Mercer ပင်လျင်နာမည်ကျော်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးမှုတဦးဖြစ်ခဲ့သည်အငြိမ်းစားယူထားတော်လဲနိုင်ငံ၏ထိပ်တန်းရာဇဝတ်ကိုင်းချုပ်အာသာဘလက်ဝုတ် Arthur Blackwood ကိုဖမ်းဆီးဖို့မြောက်ပိုင်းသို့သူမကိုယ်တိုင်တွားရောက်ခဲ့ပုံကိုဘယ်သူမှမမေ့ကြသေးပေကျွန်တော်ကပြုံးကြီးဖြစ်အထဲသို့ဝင်သွားခဲ့သည်အဖိုးဖွာဘာကိစ္စနဲ့အိမ်ပြန်ရောက်နေတာလဲအဖွားကကျွန်တော်ကိုအချစ်ဆုံးဖြစ်သည်ကျွန်တော်ကိုမြင်လိုက်သည်နှင့်သူမကဝမ်းသာအားရဖြင့်ချက်ချင်း track ကကျွန်တော်လက်များကိုစုပ်ကိုင်လိုက်သည်ထို့နောက်အချိန်မီများနောက်ကျနေပြီကိုတတိထားမိသွားပြီးမျက်လုံးတောင်းကြည့်လိုက်သည်သူမကအဖေဘက်သို့လှည့်လိုက်ပြီးနင်တို့ထမင်းစားပြီးပြီလားဟုမေးလိုက်သည်အဖေကဇဝေဇဝါဖြစ်သွားပြီးအမေယာကျွန်တော်တို့စောစောကမှအတူတူစားထားတာမဟုတ်ဘူးလားနင်ကများအေးစစ်စစ်စားရဲတယ်ပေါ့အဖွားကငေါက်လိုက်သည်နင့်သားကနင့်အတွက်တနေကုန်လှည့်ပတ်ကူညီပေးနေရတာနင်ကတော့အိမ်မှာတောက်စားပျော်ပါနေတယ်နင်ကဘာစားအဖေလဲအဖေတနာစရာကောင်းတော့အောင်မျက်နှာပြတ်သွားခဲ့သည်အမေလည်းအများကြီးစားခဲ့တာပဲကိုဟုစိတ်ထဲကတွေးနေတော့လဲထုတ်မပြောဝင်ပေတောင်းပန်စကားသာပြောနိုင်ရှာသည်အဖွားကဒေါသတကြီးတက်ပြင်းချလိုက်ပြီးမိဖို့ချောင်ဘက်သို့လှမ်းអော်လိုက်သည်မာတာဟင်းအတင်းနှစ်ပွဲလောက်ချက်ပေးပါဦးငါရဲ့အဖိုးတန်မြေးလေးနဲ့တမိမတ်ထမင်းငယ်လို့မဖြစ်ဘူးခလိုအမေနှင့်ကျွန်တော်ပြရခတ်သွားခဲ့ကြသည်ညစာစားပြီးနောက်အဖိုးကမျက်မှန်ကိုချို့လိုက်ပြီးဤတန်မင်းသားမင်းအမေကိုတနေကုန်စုံစမ်းစစ်ဆေးတာကူညီပေးခဲ့တယ်လို့ကြားတယ်ဟုမေးလိုက်သည်ဟုတ်တယ်အဖိုးကျွန်တော်တို့အများကြီးရှာတွေ့ခဲ့တယ်အဖေကချက်ချင်းစိတ်ဝင်စားသွားပြီးဘာလဲလွန်ခဲ့တဲ့10နှစ်ကအမှုအတွက်တဲလုံစားရှာတွေ့ခဲ့တာလားအဖေစကားမဆုံးမီအဖွားကအဖေကောင်းနောက်ကျောကိုရိုက်လိုက်သည်နင်ကများမေးရသေးတယ်အဲ့ဒီတုန်းကနင့်အဖေနဲ့ငါသားမကူညီခဲ့ရင်နင်ဒီယာတူးမှာအေးအေးဆေးဆေးထိုင်နေနိုင်အောင်မယ်ထင်လို့လားအမေရအခုမြေးရသွားပြီဆိုတော့တားကိုမေးသွားပြီပေါ့ကျွန်တော်ကအမေမွေးထားတဲ့တားရင်ပါနော်ငါမြေးကမှပိုကောင်းသေးတယ်နင့်ကိုကြည့်လာတာနှစ်40ကျော်ပြီးငါညင်းငွေနေပြီအဖွားကစကားပြောရင်းကျွန်တော်အတွက်လိမ်မော်သီးအခွန်တော်ပေးနေသည်ကျွန်တော်ကလိမ်မော်သီးကိုစားရင်ပြုံးကပြောလိုက်သည်အတိတ်ကအမှုမပြေလည်ခဲ့တာဟာစုံစမ်းစစ်ဆေးသူတွေပေါ်စားခဲ့လို့ပါပဲအတိအကျပဲအမေကဖျက်ပြောလိုက်သည်အဓိကအချက်ကတော့ Grant Hayes ရှစ်မှာအကြီးမားဆုံးပြဿနာရှိနေတာပဲအဖေမျက်မှောင်ကျုပ်လိုက်သည်ငါအစင်တိုင်းမှာတေချာကလေးဆိုင်ခဲ့တာပါငါဘာကိုလင်းဟင်းသွားခဲ့လို့လဲ
အဖေက Green Arcade Granda ခဲဂုံတိုက်ကိုဘယ်လုံးကမှမစစ်ဆေးခဲ့ဘူးတားကောင်တွေကအဲ့ဒီဂုံတိုက်နဲ့ဆက်နေတာကျွန်တော်ကအေးဆေးစွာရှင်းပြလိုက်ပြီးကလေးရဆက်တုံ Claire Sutton မှာ Green Arcade ဂုံတိုက်ရဲ့ stock ရှိတယ်လို့ရင် Piers ကအဲ့ဒီမှာအလုပ်လုပ်ခဲ့တာလို့ရင်တေးပြီးမကြမီမှာပဲလုံခြုံရေးမှုကိုကတန်တရားဖြစ်ဖွယ်ရင်မတော်တဆမှုနဲ့တေးဆုံးသွားခဲ့တယ်အဲ့ဒီမတိုင်မီကလည်း Peter Lambo Victor Langford ရဲ့သားကဆက်လီကမတော်တဆမှုနဲ့တေးဆုံးခဲ့သေးတယ်ဒါပေမဲ့အတိကဆက်ကြောင်းဖြစ်တဲ့ Green Arcade ဂုံတိုက်ကိုလုံးဝလစ်လူရှုထားခဲ့ကြတယ်အဲ့ဒီပေါ်ဆောင်မှုကြောင့်လူသက်သမားဟာ30နှလုံးလုံးလွတ်မြောက်နေခဲ့တာကျွန်တော်တို့မိသားစုကလည်း30နှလုံးလုံးအပြစ်တင်ခံခဲ့ရတာအဖေမျက်နှာပေးလုံးဝပြောင်းလဲသွားသည်အဖေဘာမှမပြောဘဲကျွန်တော်ကိုစိုက်ကြည့်နေခဲ့သည်ကျွန်တော်အဖိုးဘွားများကလည်းထိုအတိုင်းပင်စိုက်ကြည့်နေကြသည်သို့တော့အဖွားကဘောပင်ကိုကောက်ယူလိုက်ပြီးအချက်လက်များကိုအမြန်ပုံဆွဲရေးသားလိုက်သည်မကြာမီမှာပင်သူမကအမည်တစ်ခုကိုရေးလိုက်သည် Peter Lambo Victor Langford အန်အော်စရာမရှိဘူးဆိုရင်တော့အဓိကတန်တရားရှိသူကသူပဲအဖွားကဘောပင်ကိုပြန်ချလိုက်သည်ကျွန်တော်စာရွက်ကိုလှမ်းကြည့်လိုက်ပြီးအဖွားကိုလက်မထောင်ပြလိုက်သည်အဖွားကောင်းလုံးပဲနော်နည်းနည်းလေးပေးထားတဲ့တဲလုံစားတွေကနေကျွန်တော်စဉ်းစားထားတဲ့ကောက်ချက်အတိုင်းရောက်အောင်သွားနိုင်တယ်သို့တော့အဖွားကမပြုံးပေသူမကအလွန်လေးနက်သောပုံစံဖြစ်နေသည်ကျွန်တော်တို့ဗစ်တာကိုတန်တရားရှိရင်တော့တက်တေကဘယ်မှာလဲ30နှစ်ကြာပြီးမှတော့တက်တေတွေဖြည့်ဆည်းခံလိုက်ရတော့ပြီမဟုတ်ဘူးကျွန်တော်ပဲပြုံးလိုက်ပြီးရေးမှုကိုတို့မဟုတ်လို့ရင် Piers ကတက်တေဘယ်မှာရှိလဲဆိုတာကျွန်တော်တို့ကိုပြောပြလိုက်မယ်သူတို့ကတေးသွားကြပြီမဟုတ်ဘူးလားအဖိုးကပြောလိုက်သည်ကျွန်တော်တို့တိတ်စွာတုတ်ပြန်လိုက်ပြီးတေလုံသူတွေလည်းစကားပြောနိုင်တာပါပဲထိုညနေပိုင်းတွင် Hayes ဆိုင်ရင်ကြီးမှမီးအိမ်များတစ်လုံးပြီးတစ်လုံးမှိတ်သွားခဲ့သည်သို့တော့အဖေနှင့်အမေကတော့သူတို့အခန်းထဲတွင်နိုးနေကြဆဲဖြစ်သည်ခလိုဤမင်းအီတန်ရဲ့ပြောင်းလဲသွားတဲ့အချက်ချုပ်ကိုသတိမထားမိဘူးလားအဖေကအမေကိုပြောလိုက်သည်စာအုပ်ကိုအောက်ချလိုက်ပြီးမျက်မှောင်ကျုပ်လိုက်သည်မိမိကချက်ချင်းပင်မကြည့်မနှက်ဖြစ်သွားပြီနင်းတော်တော်တက်တိရှိတာပဲဒါကအမှုဟောင်းနဲ့ဆက်ဆက်မနေဘူးဆိုရင်အီတန်ကသတင်းထွက်လာတဲ့အထိအလိုလိုလျောက်ဝင်ပါလိမ့်မယ်လို့နင်ထင်လို့လားအများပြည်သူကနာတာလီရဲ့လူတက်မှုကိုအမှုဟောင်းနဲ့ချိတ်ဆက်ထားကြပြီးငါတို့သာသူတို့ကိုအပြေမပေးနိုင်သေးရင်ဟစ်မီသားစုဘာဖြစ်သွားမယ်ထင်လဲအကျိုးဆက်တွေကိုကျွန်တော်သိပါတယ်ဒါပေမဲ့နာတာလီရဲ့အမှုကိုဖော်ထုတ်ပြီးပြီလေမိမိကလောင်ပြုံးလိုက်ပြီး Grant Hayes အဲ့ဒီယာလူကြီးကနင့်ကိုတုံးသွားစေတာပဲနင်သာ Megan Price ရဲ့နာမည်ကိုလူသိရှင်ကြားထုတ်ပြောလိုက်ရင်နင့်ကိုဘယ်နှယောက်ကယုံမဲ့ထင်လို့လဲအမှုဟောင်းကြောင့် Crestford ရဲ့မြို့ခံတွေစီမှာဘယ်တော့မှမကြက်နိုင်တဲ့ဒဏ်ရာတစ်ခုကြံခဲ့တာနာတာလီတေဆုံးမှုသတင်းထွက်လာတာနဲ့မြို့တစ်မြို့လုံးပေါ်လောရိုက်သွားတာပဲလူသက်သမားဟောင်းပြန်ရောက်လာပြီးလို့လူတိုင်းကပြောနေကြတယ် online ပေါ်ကတုတ်ပြန်မှုတွေကလည်းထိမရအောင်ဖြစ်နေပြီးလူတွေကအမှုဟောင်းကိုဥဆောင်ခဲ့တဲ့စုံစမ်းစစ်ဆေးမှုတွေကိုပါစုံစမ်းဖော်ထုတ်နေကြပြီးအဲ့ဒီထဲမှာနင့်မိဘတွေလည်းပါတယ်တိုက်ခိုက်မှုတွေကတလားဟောဝင်လာနေပြီဖေနောက်ဆုံးတော့သဘောပေါက်သွားခဲ့သည်မင်းပြောတာမှန်တယ်မီကန်လောက်တာဆိုတာကိုဘယ်သူမှယုံမှာမဟုတ်ဘူးသူငါတို့စီမှာအချိန်ကိုက်ဘုံတစ်လုံးထားခဲ့တာပဲငါတို့ဒါကိုဖြုတ်ပြရမယ်မိကလေတန်ကိုခက်ပြော့ပြောင်းလိုက်သည်ဒါပေမဲ့ငါလည်းအံ့ဩမိတာပါပဲအီတန်ကအရင်တုန်းကကြောက်တက်ပြီးအလိုလိုက်ခံထားရတဲ့ကလေးမျိုးလေးစစ်တပ်မိသားစုရဲ့သားနဲ့လုံးဝမတူခဲ့ဘူးဒါပေမဲ့ဒီနေ့သူ့နဲ့အချိန်ကုန်လုံးပြီးတဲ့နောက်ငါတို့သူ့ကိုအကဲဖြတ်မခဲ့မှန်းငါသိလိုက်ရတယ်အဲ့ဒါငါသားပဲလေနောက်ဆုံးမှာတော့သူမကိုသူမချီးမွမ်းခြင်းမပြုဘဲမနေနိုင်ခဲ့ပေဖေကလည်းဂုဏ်ယူစွာဖြင့်ရင်ဘတ်ကိုကော့လိုက်သည်တကောင်ရံအမောင်ထုထဲမှာတစုံတစ်ယောက်ကတကားဖွင့်ပြီးဟိဆိုင်အိမ်ကနေတိတ်တဆိတ်ထွက်သွားခဲ့တယ်ဆိုတာကိုတော့သူတို့အိမ်မက်ထဲတောင်ထဲမဲ့ဖူးကြမီမဟုတ်ပေအဲ့ဒီတစုံတစ်ယောက်ကဆိုတာကျွန်တော်ပါပဲတကောင်ရံ12နာရီနီးပါးရှိနေပြီဖြစ်သည်ကျွန်တော်တက္ကစီတစ်စီးကိုနောက်ဆုံးတော့မတွေ့မချင်းအချိန်တော်ကြာလမ်းလျှောက်ခဲ့ရသည်တက္ကစီဒရိုင်ဘာကပင်ပန်းနွမ်းနေသည့်ပုံစံရှိသည်ဒီအချိန်ကြီးအပြင်ထွက်လာတာလားကလေးမိဘတွေစိတ်မဆိုးဘူးလားကျွန်တော်ပြုံးပြပြီးခေါင်းခါလိုက်ပြီးနောက်ကျတာပိုကောင်းပါတယ်မြို့ပြင်က Rich View အထိမ်းအမှတ်ပန်းချံကိုမောင်းပေးပါဒရိုင်ဘာကထိတ်လန့်သွားသည့်မျက်လုံးများဖြင့်ဘက်ကိုလဲ Rich View အထိမ်းအမှတ်ပန်းချံမှာကျွန်တော်ခေါင်းရင်းပြလိုက်သည်18နှစ်အရွယ်ကောင်လေးတစ်ယောက်ကအိမ်ပြန်တာမဟုတ်ဂိမ်းဆိုင်သွားတာလည်းမဟုတ်ပဲတကောင်ရံကြုံမှတင်းချိုင်းစီသွားချင်နေသည်ဒရိုင်ဘာကတက်ပြင်းရှူလိုက်ပြီးသူ၏မျက်နှာကိုခက်ကြမ်းပို့လိုက်ပြီးကျွန်တော်တက်ရှိလူသားတစ်ယောက်ဖြစ်ကြောင်းအတည်ပြုပြီးနောက်သူအသက်ပြင်းရှူလိုက်၏ပါပဲဖြစ်မြို့ပြင်သွားသည့်ခီးစရိတ်ကောင်းရသည်မဟုတ်ပါလားသူတက်တိမွေးပြီးကားကိုမောင်းထွက်လိုက်တော့သည်ကျွန်တော်တို့ရောက်သွားသည့်အချိန်မှာမနက်တနာရီနီးပါးရှိနေပြီဖြစ်သည်ကျွန်တော်ကားပေါ်ကဆင်းလိုက်သည်ဒရိုင်ဘာကစိုးရိမ်စိတ်ဖြင့်မေးကလေးတီချိန်ကြီးမှာဘာလုပ်တာလဲရာဇဝတ်သားဖမ်းမလို့ပါကျွန်တော်ပြုံးလိုက်သည်လာကြည့်ချင်လားသူကချက်ချင်းပင်ခေါင်းခါပြီးကားကိုအမြန်မောင်းထွက်သွားတော့သည်ကျွန်တော်ပြုံးလိုက်ပြီးတင်ချိုင်းထဲသို့ဝင်ခဲ့လိုက်သည်ညဘက်တင်ချိုင်းက6ချားစရာကောင်းတော့လဲကျွန်တော်မစုပ်ဆိုင်ခဲ့ပေလွန်ခဲ့သောဘဝတုန်းကလည်းတင်ချိုင်းများထဲတွင်အချိန်ကုန်ဆုံးခဲ့ဘူးသည်တင်ချိုင်းကူများပေးတွင်ပင်ညလုံးပေါက်ထိုင်ခဲ့ဘူးသည်ပတ်ဝန်းကျင်မှာအေးစိမ်မှုကိုခံစားရင်းကျွန်တော်ခြေလမ်းကိုတွက်လိုက်သည်မကြာမီကူတစ်ခု၏ရှေ့တွင်ရက်လိုက်၏ကူကြောက်တိုင်တွင်တက်ပုံတက်ဆင်ထားသည်ထိုတက်ပုံထဲတွင်အသက်30ဝန်းကျင်ခန့်ရှိသောအမျိုးသားတဦးပါဝင်သည်သူကအခန့်ညားတော်လဲတာမန်ရုပ်ရည်မျိုးရှိသည်ကျွန်တော်ကူကြောက်တိုင်ကိုကြည့်ပြီးတိုးလေးပြောလိုက်၏ရေးမှုကိုမင်းရဲ့အထက်လူကြီးဟောင်းပစ်တာလမ်းဖို့ဒီညမင်းစီလာလဲမယ်လို့ထင်လားထို့နောက်ကျွန်တော်ဘေးဘက်သို့ခတ်ခွာရွှေ့လိုက်ပြီးရာဇဝတ်သားဟောင်းတယောက်အနေဖြင့်ရာဇဝတ်သားအချို့၏တွေးခေါ်ပုံကိုကျွန်တော်နားလည်ပြီးအထူးသဖြင့်ကြီးမားသောရာဇဝတ်မှုများကိုကျူးလွန်ခဲ့ပြီးဘယ်တော့မှအဖမ်းမခံခဲ့ရဘူးသူများ၏စိတ်ဓာတ်ကိုပေါ့သူတို့၏အတွေ့စိတ်ထဲတွင်ထင်းနေအောင်မာနာကြီးပြီးရိုင်းဆိုင်ကြသည်လူအများရှိတွင်တော့လုံးဝအန္တရာယ်မရှိသည့်ပုံစံမျိုးဆောင်ထားနိုင်သည့်သို့သောသူတို့လက်ထွက်သွားသည်နှင့်သူတို့၏မျက်လုံးများကငွေတကောင်လိုဖြစ်သွားကြသည်အချို့ကပြစ်မှတ်ကိုမြှုပ်ဆွဲရန်အတွက်တမင်တကာတဲလုံစာများခြံထားခဲ့ပြီးလူတွေကိုကစားတတ်ကြသည်ဗစ်တာကကျွန်တော်အတွက်အထင်ကြီးစရာတိတ်မရှိခဲ့ပါသူကလုံးဝတာမန်လူတစ်ယောက်လိုထင်ရသည်သို့တော့သူသားလူသက်သမားဖြစ်ပါကရင်းမုံဤနာမည်ပြန်ထွက်လာမည်ဆိုတာကိုသူသိလိမ့်မည်ထိုနာမည်ပြန်ထွက်လာသည်နှင့်ရင်းမုံဤကူစီတို့သူရောက်လာနိုင်သည်လွန်ခဲ့သော10နှစ်ကသူအောင်မြင်ခဲ့သည်များကိုလာရောက်ကြောဝါရန်ဖြစ်၏ထို့သောဖြစ်ရန်အခွင့်အရေးကိမဲ့တလောက်နေပါတော့လေဗစ်တာကဧကာစာရီတစ်ယောက်ဖြစ်သည်
လွန်ခဲ့သော10စုနှစ်အတွင်းသူသည်မိန်းမနှင့်ကွာရှင်းခဲ့သည်အခြားကလေးမရှိခဲ့သလိုတယောက်တည်းလည်းနေထိုင်ခဲ့သည်ယခုအခါအတိတ်ကကိစ္စများပြန်လည်တူးဆော့ခံလိုက်ရပြီဖြစ်သည်သူ့နေရာတွင်သာဆိုလျှင်ကျွန်တော်ကိုယ်တိုင်ပင်စကားပြောပေါ်တယောက်ယောက်ကိုလိုချင်မိလိမ့်မည်သို့တော်သွေးစွန်းနေသောလူသက်သမားတယောက်သည်သူ၏လျှို့ဝှက်ချက်များကိုတည်ဆုံးသွားသူများနှင့်သာမျှဝေနိုင်မိလိမ့်မည်မိနစ်များတဖြည်းဖြည်းကုန်လွန်သွားသည့်အချိန်ငယ်ကြာပြီးနောက်ကျွန်တော်မျက်လုံးထောင်းမှအလင်းရောင်အမိတ်တုပ်တစ်ခုကိုသတိထားမိလိုက်သည်တင်းချိုင်းအောက်ဘက်မှအလင်းရောင်တစ်ခုလက်သွားခဲ့ခြင်းဖြစ်သည်တင်းကအချက်ချင်းပြောက်ကွယ်သွားတော့လဲကျွန်တော်မြင်လိုက်ရသည်မိနစ်အနည်းငယ်ကြာသောအခါကုတ်အင်ဂျီဝတ်ထားသောအမျိုးသားတဦးရေးမုံဤကူရှိတွင်ပေါ်လာခဲ့သည်သူထိုင်ချလိုက်ပြီး secret တလိပ်ကိုတိတ်တဆိတ်မိမိလိုက်သည်ထို့နောက်သူကလှောင်ပြုံးပြုံးရင်းပြောလိုက်၏ရေးမုံလွန်ခဲ့တဲ့10နှစ်ကငါရဲ့လက်ရမြောက်အမှုပညာလက်ရကိုနောက်ဆုံးတော့တယောက်ယောက်ကမှတ်မိသွားကြပြီဟဲ့အပျော်တမ်းသမားတယောက်ကငါလူတက်မှုတွေကိုအတုခိုးဖို့တကယ်စူးစမ်းခဲ့တာလေကျိုးတော်အမှန်အောင်မချီတက်ဘဲနဲ့များငါ့ကိုအတုခိုးဖို့တတိရှိသေးတယ်ဟာသားမဖြစ်ဘူးလားဒါပေမဲ့ဒီငင်းစားရဲတွေကတော့10နှစ်ကြာတာတော့ပြောင်းလဲမသွားဘူးငါတကယ်ပဲပြန်လဲထွက်ပေါ်လာတဲ့နယ်လို့မင်းထင်လားအရင်တုန်းကတော့ငါသားအတွက်လက်စားချေဖို့ငါတက်ခဲ့တာလူတက်တာကဆွဲလန်းစရာကောင်းမှန်းငါလုံးဝမသိခဲ့ဘူးဒီ10နှစ်အတွင်းမှာငါဘလောက်တောင်လူတက်ချင်စိတ်တွေပြင်းပြခဲ့လဲမင်းသိလားသူပြောလို့အပြီးမှာတော့ကျွန်တော်အမောင်ထုတဲကနေထွက်လာခဲ့လိုက်သည်ကျွန်တော်ပြုံးလိုက်ပြီးဗီတာလန်ဖို့မင်းရဲ့အဲ့ဒီရရန်နေတဲ့စိတ်ကိုကုတ်ချစ်ဖို့ငါခွင့်ရပေးရင်ကောင်းမလားကျွန်တော်ထွက်လာတာကိုမြင်တော့ဗီတာမျက်နှာမှာထိတ်လန့်သွားသည့်အရေးအယောင်များပေါ်လာသည်မင်းဒီမှာဘာလုပ်နေတာလဲသူလန့်ဖြတ်ပြီးထအော်လိုက်၏ကျွန်တော်ခတ်တိုးတိုးရေမောလိုက်သည်စိတ်လျှော့ပါမင်းကရဲတွေကို10နှလုံးလုံးလှည့်စားခဲ့တဲ့စီမံကိန်းတကြရာဇဝတ်သားမဟုတ်ဘူးလားဒီလောက်လေးနဲ့စိတ်လှုပ်ရှားသွားတာကမင်းနဲ့မလိုက်ဖက်ပါဘူးသူမျက်နှာအမူအရာပြောင်းလဲသွားသည့်အတန်ကြာတိတ်ဆိတ်သွားပြီးနောက်သူစကားပြောလာ၏ဒီနေ့ငါတို့တွေ့ကြတဲ့ကမင်းကကိုတန်တရားဝင်နေတာမဟုတ်လားမဟုတ်ဘူးငါစကားပြောမယ်ငါတို့ကိုတွေးလိုက်တဲ့ခဏမှာပဲမင်းရဲ့ဟန်ဆောင်မှုတွေပေါ်တော့မယ်ဆိုတာမင်းသိခဲ့တာမို့လားဗီတာကကျေလောင်စွာရေမောလိုက်ပြီးမင်းယောဂဘေးကာကွယ်ရေးအတန်ဖန်ဆက်တက်ထားတယ်ဆိုတာငါသိပါတယ်ဒါပေမဲ့မင်းမသိဘူးလားအခြားသူရဲ့သဘောတူညီချက်မပါပဲအတန်ဖန်ထားတာကတရားရုံးမှာတက်တဲ့အဖြစ်လက်ခံလို့မရဘူးဆိုတာကိုလေငါကမင်းတင်တယ်လို့ရှုပ်ထွေးတဲ့သူမဟုတ်ပါဘူးကျွန်တော်ခေါင်းခါလိုက်ပြီးငါအတန်ဖန်ဆက်တွေကိုဘယ်တော့မှစိတ်မဝင်စားခဲ့ဘူးမင်းကဘယ်လိုလူမျိုးလဲဆိုတာကိုလာကြည့်တာပါသူကမယုံနိုင်သည့်ပုံစံဖြင့်မျက်မှောင်ကျုပ်လိုက်သည့်အတန်ဖန်ယူမှုတစ်ခုသည်အဓိကတက်တယ်မဟုတ်နိုင်တော့လဲအမှုတစ်ခုကိုထောက်ပံ့ပေးနိုင်သည်သို့တော့ကျွန်တော်ဤမတုံ့လို့သောအမှုအရာကြောင့်သူကလှောင်ပြုံးဖြစ်စမ်းသပ်မေးမြန်းလိုက်၏ဒါဆိုမင်းကငါ့ကိုဘယ်လိုလူမျိုးလို့ထင်လို့လဲရာဇဝတ်မှုကျူးလွန်ရတာကိုမဟာဗျူဟာမြောက်ကျွမ်းကျင်တဲ့သူပေါ့ဒါနဲ့မင်းအဲ့ဒီကြိုးချီနီးတွေကိုဘယ်ကတင်လာတာလဲမင်းသားဆုံးပါသွားတာနဲ့ကလေးရစတန်အသက်ခံရတာကြားမှာရဲပိုင်မဲလိုတော့တာအဲ့ဒီအချိန်ကဒီလိုနီးတွေကိုတင်ယူဖို့မလုံလောက်ဘူးလေမင်းသားတွေကိုအရင်ကတည်းကတတ်ထားတာမဟုတ်လားသူမျက်နှာထက်တွင်ဂုံယူဝင်းကြွားသည့်အမူအရာတစ်ခုဖြစ်ပြေးသွားသည်ထိုကြိုးချီနီးများသည်လွန်ခဲ့သော10နှစ်ကရေတွက်လို့မရနိုင်သောလူအများကိုထိတ်လန့်တုန်လှုပ်စေခဲ့သည်အချို့ဆိုရင်အဲ့ဒီလိုကြိုးချီခံရပြီးချွေးစိမ်းများပြန်ကနိုးလာရသည့်အိမ်မက်ဆိုးများကိုပင်မကြာခဏမက်ခဲ့ကြရသည်ဗီတာကကျွန်တော်ကိုပြောပြရန်လုံးဝဆန္ဒမရှိပေသူကအေးဆက်စွာဖြင့်ခံမှန်းကြည့်လေဟုပြောပြီးတောင်အောက်သို့ဆင်းရန်လှည့်ထွက်သွားခဲ့သည်သူထွက်သွားသည်ကိုကြည့်ရင်ကျွန်တော်တည်ငြိမ်စွာစကားပြောလိုက်၏ခဏဆောက်ဦးဘာလဲငါ့ကိုစကားဆက်ပြောအောင်လုပ်နေတော့မဲလားသူကလှောင်ပြုံးဖြစ်ပြန်လဲကြည့်လာသည်ဤတန်တာကငါရဲ့ဝန်ထမ်းဟောင်းစီတာမန်လာလဲတာပါတက်ကောင်ရန်ကျော်မှလာလဲလို့မရဘူးဆိုတဲ့ဥပဒေမရှိပါဘူးပြီးတော့မင်းပြောနေတဲ့စကားတစ်ခုမှလည်းငါမရှိဘူးဒါကြောင့်မင်းကငါ့ကိုလူသက်သမားလို့ထင်နေနေတော့တက်တယ်မရှိသမျှငါကစမ်းမြစ်ပလာဇာရဲ့အထွေထွေမန်နေဂျာဗီတာလမ်းဖို့ပါပဲသူကထပ်မံ၍ကျေလောင်စွာရေမောလိုက်ပြီးနောက်သို့ပြန်မကြည့်ပဲဆက်လျှောက်သွားခဲ့သည်ကျွန်တော်တပြင်းချလိုက်၏ဒီနေ့ညမင်းကိုငါလာဖမ်းတယ်လို့ထင်နေတာလားအဲ့ဒီလိုသဘောထားမျိုးကတော့အရိုက်ခံရဖို့ထိုက်တန်တာပေါ့ကျွန်တော်စကားဆုံးမှပင်သွားပြီးသူ့ဆံပင်ကိုဆွဲကင်လိုက်သည်သူထိတ်လန့်သွားခဲ့၏သူ့မျက်လုံးထဲတွင်ကျွန်တော်၏မိသားစုနောက်ခံမရှိပါကကျွန်တော်ဒီသူနှင့်စကားပြောရန်ပင်မထိုက်တန်တော့သူဖြစ်သည်ကျွန်တော်က18နှစ်အရွယ်ကောင်လေးတစ်ယောက်မျှသာပါရမီပါသူဖြစ်ပါစေဦးတော့အတွေ့အကြုံမရှိသေးသည့်ကလေးတစ်ယောက်သာဖြစ်သည်သူမမျှော်လင့်ထားသည်မှာဒီကလေးကဘလောက်အထိတန်ပါလဲဆိုတာပင်ကျွန်တော်သူ့ကိုဆွဲကင်လိုက်သည်နှင့်သူမလှုပ်ရှားနိုင်တော့ပေဤတန်မင်းပါလုံးနေတာလဲမင်းကဩဇာရှိတဲ့မိသားစုရဲ့အမွေဆက်ခံသူလေးမင်းတကယ်ပဲဥပဒေကိုချိုးဖောက်တော့မလို့လားလွတ်ဆန်းဗီတာကဥပဒေကိုတေချာနှက်ဆက်နေသူဖြစ်သည်နှစ်စဉ်နှစ်တိုင်းသူသည်အခန်းခံရမည်နှင့်အတွက်ပြင်ဆင်ရင်းဥပဒေ၏ဟာကွက်များကိုအကြိမ်ကြိမ်လေ့လာခဲ့သည်အဝိဇ္ဇာဖုံးနေသောသူဥပဒေဘဟုတုတများထဲတွင်သူတစ်ခုကိုတော့လစ်လျူရှုခဲ့မိသည်ကျွန်တော်စီမှာချုပ်ချယ်မှုမရှိသလိုကြောက်ရွံ့မှုလည်းမရှိပေမင်းကိုဒုက္ခိတဖြစ်အောင်လုပ်လိုက်ရင်တော့ဘသူကငါ့ကိုထိရဲမှလဲကျွန်တော်ရေမောလိုက်ပြီးသူ့ဘယ်ဘက်ခြေထောက်ကိုနင်းချလိုက်ပြီး crest ပေါ်မှာငါ့ကိုတူးထောက်အောင်လုပ်နိုင်တဲ့သူရှိရင်ရှိမယ်ဒါပေမဲ့အဲ့ဒါမင်းတော့မဟုတ်ဘူးဗီတာလမ်းဖို့ကျွန်တော်ခပ်ပေါ်ပေါ်လေးဖိနေလိုက်ရုံဟုထင်ရတော့လဲစိတ်ရွှေသောအယိုးကျိုးတန်ကြီးထွက်ပေါ်လာခဲ့သည်ဗီတာနာကျင်စွာဖြင့်အော်ဟစ်လိုက်တော့၏ကျွန်တော်သူ့ရှိမှထိုင်ချလိုက်ပြီးမျက်လုံးကိုစူးစိုက်ကြည့်ကပြုံးလိုက်သည်မင်းကကိုမပြောပြရင်တော့ငါတီးပြီးသားပါကလေးရဆက်တန်လောရင်ပေါ်ဆိုဖီဒိုဆန်မင်းသားတည်ဆုံးခဲ့တဲ့နေ့ကသူတို့အားလုံးတက်လေကအနီးမှာရှိနေကြပြီးမင်းသားတည်ဆုံးတာကိုကြည့်နေခဲ့ကြတယ်မဟုတ်လားသူတို့မြင်ခဲ့ပေမဲ့ကူညီဖို့ပြက်ကွက်ခဲ့ကြလို့ပေါ့မင်းသားတည်ဆုံးမှုအတွက်မင်းကသူတို့ကိုအပြစ်တင်ခဲ့တယ်မင်းရဲ့နာကျင်မှုတွေကသူတို့ကိုပြစ်မှတ်ဖြစ်စေခဲ့ပြီးသူတို့ကိုတယောက်ပြီးတယောက်မင်းတက်ပစ်ခဲ့တာမဟုတ်လားတက်လေကအတော်တဆဖြစ်မှုဖိုင်ထဲမှာလောရင်ရဲ့ထွက်ဆိုချက်ပဲပါခဲ့တာဘာလို့လဲဆိုတော့တားကောင်9ယောက်ထဲမှာသူတယောက်တည်းပဲ Grand Arcade မှာအလုပ်လုပ်ခဲ့တာမို့လို့ဒါပေမဲ့တိုက်ဆိုင်တာပဲဖြစ်ဖြစ်အခြားတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်မင်းသားနဲ့အတူတက်လေကားနားမှာရှိနေတဲ့သူမဟုတ်တက်လေကားစီးနေခဲ့တဲ့သူတွေထဲမှာကလေးရနဲ့အခြားသားကောင်10ယောက်လုံးပါဝင်နေခဲ့တာဗီတာကသူ၏နာကျင်မှုကိုပင်မေ့သွားသည့်ပုံပင်သူ၏မျက်လုံးများကမယုံနိုင်ခြင်းများစွာဖြင့်ကျဲလောင်သွားခဲ့သည်ဘယ်သူမှမသိနိုင်တဲ့အရာကိုကျွန်တော်ဘယ်လိုသိနေရတာလဲဟုသူ၏မျက်နှာကမေးခွန်းထုတ်နေတဲ့ကဲ့သို့ပင်မင်းဘယ်လိုလုပ်သိတာလဲကျွန်တော်သူ့ကိုလွှတ်လိုက်ပြီးတောင်အောက်သို့ဆင်းရဲစကားပြောလိုက်သည်
မင်းကိုနောက်ထပ်တစ်ရက်ခွင့်ပြုလိုက်မယ်ဒါကိုပိုစိန်ခေါ်မှုရှိအောင်လုပ်ကြည့်ပါမဟုတ်ရင်တော့အချိန်ကုန်သွားတာနဲ့ဂိမ်းပြီးသွားပြီကျွန်တော်ဤနောက်ဆုံးစကားများကတိုးတိုးလေးပင်ဖြစ်၏ရာဇဝတ်မှုကျူးလွန်တာထက်အမှုဖော်ထုတ်ရတာကပိုပျော်ပိုကောင်းပါပဲဒီကနေ့ကစပြီးငါအရန်ပျော်ရတော့မယ်နဲ့တူတယ်ဗီတာကကျွန်တော်နောက်ကျောကိုငေးကြည့်ကြံခဲ့သည်အီတန်ဟေ့စ်အတွက်တော့မဟာဗျူဟာမြောက်ရာဇဝတ်သားတွေနဲ့ညှက်ရှင်ရတာဟာတကယ်ပဲဂိမ်းတစ်ခုလိုဖြစ်နေသလားဆိုတာကိုသူစဉ်းစားနေပုံရသည်တနာရီကြော်ကြာပြီးနောက်ကျွန်တော်ဟေးဆန်အိမ်သို့ပြန်ရောက်ခဲ့သည်အိမ်တအိမ်လုံးအိပ်ပျော်နေတော့ပင်ကျွန်တော်2နာရီကြာပြက်ကွယ်သွားခဲ့တာကိုဘယ်သူမှမသိကြပေကျွန်တော်အခန်းထဲပြန်ဝင်ပြီးတိတ်တဆိတ်အိပ်ပျော်သွားခဲ့သည်ကျွန်တော်မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့မနက်ခင်းလင်းထိန်နေပြီဖြစ်သည်မိမိကအပြင်ဘက်ကနေကျွန်တော်ကိုမနက်စာစားဖို့လှမ်းခေါ်နေသည်မနက်စာစားပြီးနောက်အဖိုးကစစ်ဌာနချုပ်သို့ပြန်သွားခဲ့၏အဖွားကသူ၏ရုံးသို့ထွက်သွားသည်မိမိနှင့်ဖေဖေတို့လည်းအတီးတီးအပြင်သို့အလစ်စလို့ထွက်သွားကြသည်ကျွန်တော်တစ်ပင်များကိုရေလောင်းပြီးထွက်လာခဲ့သည်ကျွန်တော်ဗီတာလန်ဘုတ်ကို24နာရီအချိန်ပေးထားခဲ့သည်အချိန်မကုန်မီအဓိကတက်တွေကိုကျွန်တော်ရှာဖွေရမည်ပြီးလျင်သူ့ကိုစေယုံကနေထောင်ထဲသို့ပို့ပစ်မည်သူ့ထံပါပဲဖြစ်လာပါစေတားကောင်9ယောက်လုံးကအသက်ပေးခဲ့ရတာနဲ့မထိုက်တန်ပေသူ့မှာထိုးထိုးလုတ်ပိုင်ခွင့်မရှိသလိုကျွန်တော်လည်းဟစ်မီတာစု၏ဂုံတိတ်ခါကိုတူးရဲသောသူကြောင့်အညောက်ခံမည်မဟုတ်ပေအိမ်မရေးမုံကိုလိပ်စာစီသို့သွားသည့်ခရီးကနိုင်ဝက်နီးပါးကြာခဲ့သည်ကျွန်တော်တကားဝါသို့ရောက်ပြီးခောက်လိုက်၏အသက်60အရွယ်အသက်ကြီး၍ခါးကိုင်းနေသောအမျိုးသမီးတဦးကတကားလာဖွင့်သည်လူငယ်လေးဘသူကိုရှာတာလဲအတော်ကျွန်တော်ရဲပြူလို့ကပါကျွန်တော်ကြောက်ဝင်ရဲကက်ကိုထုတ်ပြလိုက်သည်ကျွန်တော်မာတင်ကော့ဝဲကိုအထူးစုံစမ်းစစ်ဆေးမှုအချိန်မရွေးဖြစ်လာနိုင်ကြောင်းပြောခဲ့ဘူးသည်ပြဿနာများကိုရှောင်ရှားနိုင်ရန်ဖေဖေကလင်းကိုတရားဝင်ဖြစ်အောင်လုပ်ပေးထားခဲ့ခြင်းဖြစ်သည်ဒါကျွန်တော်ရဲ့ကပ်ပါတော့ကိုမေးခွန်းအချို့မေးခြင်းလို့ပါသူမကကပ်ကိုဖက်ကြည့်ပြီးကျွန်တော်ကိုလှမ်းကြည့်လိုက်သည်ဒီမှာငါတယောက်တည်းပဲကျွန်တော်တာပါရဲတွေကငါစီကဘာလို့ခြင်းလို့လဲကျွန်တော်အံ့ဩသွားခဲ့သည်ဒီတင်းငယ်သည့်အမတ်လေးတွင်သူမတယောက်တည်းနေထိုင်နေခြင်းဖြစ်သည်အတွင်းထဲရောက်တော့သူမကမ်းပေးသည့်လက်ဖက်ရည်ကိုကျွန်တော်လက်နှစ်ဖက်ဖြင့်လက်ခံယူလိုက်သည်ထိုလက်ဖက်ရည်ကနောက်ကြည့်နေတော့လဲကျွန်တော်စိတ်မရှိခဲ့ပေကျွန်တော်တငုံငုံလိုက်သည်အတော်ကြမ်းတဲ့မိသားစုဝင်တွေရောပြန်มาလဲသူမ၏မျက်နှာကခါတီးသွားခဲ့သည်ငါသားကလွန်ခဲ့တဲ့10နှစ်ကမတော်တဆမှုတစ်ခုနဲ့ဆုံးပါသွားခဲ့တာငါယောက်ျားကအဲ့ဒါကိုမခံစားနိုင်လို့တလအကြာမှာဆုံးသွားခဲ့တယ်ငါတို့ကမိသားစု3ယောက်ပြပြရွှင်ရွှင်နေခဲ့ကြတာအခုတော့ငါတယောက်တည်းပဲကျန်တော့တယ်10နှလုံးလုံးငါတယောက်တည်းဖြတ်တန်းခဲ့ရတာပါကျွန်တော်မျက်လုံးများကျဉ်းမြောင်းသွားခဲ့သည်ရေးမုံဤမိသားစုကဒီလောက်အထိခံစားခဲ့ရလိမ့်မည်ဟုကျွန်တော်မမျှော်လင့်ထားခဲ့ပေဗစ်တာကသူ၏လှုပ်ဝက်ချက်ကိုတီးသွားသည့်အတွက်ရေးမုံကိုနှုတ်ပိတ်ခဲ့သည်ထို့နောက်ရေးမုံ၏အဖေကတူးလေးသောတားဖြစ်သူကိုဆုံးရှုံးလိုက်ရသည့်ဝမ်းနည်းမှုကြောင့်ဆုံးပါသွားခဲ့ရသည်ဒါရိုက်ဖြစ်စေတော်ဝါရေးဖြစ်စေဗစ်တာကလူဆက်တယောက်၏အသက်ကိုနှုတ်ယူခဲ့ခြင်းဖြစ်သည်ထို့အတွေ့ကကျွန်တော်ကိုတုံ့လို့စေခဲ့တော့လေကျွန်တော်ဘာမှမပြခဲ့ပေကျွန်တော်နားလဲပါပြီအတော်တောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်လာတာကအတုတ်သားရင်းမှုကိုအကြောင်းပါပဲ10နှစ်အကြာမှာအမှုတစ်ခုပြန်လဲပေါ်ပေါက်လာခဲ့တဲ့တဲလွန်စတွေရအတုတ်သားကကျွန်တော်တို့ရဲ့အရေးကြီးဆုံးတက်တည်ဖြစ်နေနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီကိုရောက်လာတာပါငါသားတည်သွားတာ10နှစ်ရှိပြီသူဘာတွေမှာပါဝင်ခဲ့လဲဆိုတာငါမသိဘူးငါ့ကိုမေးနေတာလက်ကားဖြစ်မနေဘူးလားသူမဒီတပြင်းချလိုက်ပြီးခဏလောက်ပါဒါလေးပဲပြောပြပေးပါအန်တီသားမတော်တဆမှုမဖြစ်ခင်တုန်းကကာကွယ်ဆောင်ရှောက်ဖို့လိုတယ်လို့ပြောခဲ့တဲ့အရေးကြီးတဲ့အရာရှိခဲ့ဘူးလားပြီးတော့သူဆုံးတော့အသက်30ရှိပြီမဟုတ်လားသူနဲ့အထူးတလဲရင်းနှီးတဲ့သူကိုရှိလားသူမ၏မျက်ဝန်းများညီရဲလာခဲ့သည်ရှိတာပေါ့သူကကွမ်နာကေကစာရေးမလေးတယောက်နဲ့တွဲနေခဲ့တာငါသားလေးကဘာလို့ဒီလိုရက်ဆက်တဲ့ကံကြမ္မာနဲ့ကြုံခဲ့ရတာလဲသူချစ်တဲ့မိန်းကလေးကရက်ရက်ဆက်ဆက်အသက်ခံလိုက်ရတယ်ပြီးတော့မကြခင်မှာပဲသူပါဆုံးသွားသွားခဲ့ရတယ်ဖခင်သခင်ရဲ့ကျမတို့မိသားစုကိုဘာလို့ဒီလိုလုပ်ရတာလဲထိုမိကုန်းတစ်ခုကသူမကိုလုံးဝပြိုလဲသွားစေခဲ့သည်ကျွန်တော်တခါမှမတွေးဝင်ခဲ့ပါ Raymond Cole နဲ့ Lauren Pierce တို့သည်ချစ်သူများဖြစ်ခဲ့ကြသည်ကျွန်တော်သူမ၏ကြောပြင်ကိုအမြန်ပုတ်ပေးလိုက်သည်အန်ဒီကျွန်တော်က Lauren Pierce အသက်ခံရမှုအတွက်ရောက်လာတာပါ Lauren အသက်ခံရပြီးတဲ့နောက်အန်ဒီသာထူးဆန်းစွာပြုမှုခဲ့တာမျိုးရှိလားသူမသည်မျက်မှောင်ကျုပ်ကမှတ်ညံများကိုပြန်လဲဖော်ထုတ်နေခဲ့သည်နောက်ဆုံးတွင်သူမတစ်ခုခုကိုတတိယသွားခဲ့သည်ဟုတ်တယ်အဲ့ဒီညကသူတော်တော်ထူးဆန်းနေခဲ့တာတကောင်ကျော်မှအိမ်ပြန်လာတာကိုငါကြားလိုက်တယ်သူကအခန်းထဲမှာပဲတကားပိတ်ပြီးရှိုက်ကြီးတင်ငိုနေခဲ့တာငါနဲ့ငါအမျိုးသားကဘာလို့လဲလို့မေးပေမဲ့သူမပြောခဲ့ဘူးကျွန်တော်ရင်ထဲထိတ်ကနေဖြစ်သွားသည် Raymond ကတကယ်ကိုတဲလွန်စားပဲဖြစ်သည်ဒါဆိုတေချာပြန်စဉ်းစားပေးပါအန်တီအဲ့ဒီအချိန်တုန်းကသူအနီးကပ်သိမ်းစီထားတာမျိုးရောရှိလားတာမန်ထက်ပိုပြီးဂီယူဆိုင်နေပုံရတဲ့အရာမျိုးပေါ့ခါပိုက်အိတ်တလုံးတော့ရှိတယ်သူနေတိုင်းနီးပါးလွယ်လေးရှိပေမဲ့တည်တဲ့နေ့မှာတော့အိမ်မှာထားခဲ့တာအဲ့ဒါလေးကိုတော့သူ့နဲ့အတူနှုတ်နှံပေးလိုက်တယ်ကျွန်တော်ရင်ထဲလေးနဲ့သွားခဲ့သည်သူမ၏စကားများကတဲလွန်စထောက်ထားသည်ထိုအိတ်ထဲတွင်ရှိနေကြောင်းအာမခံတယ်လို့ဖြစ်သွားသည်သို့တော့ထိုအရာကသူ့နဲ့အတူနှုတ်နှံပေးတာဖြစ်နေသည်ရင်းကိုပြန်လဲရယူရန်အတွက် Raymond ကောင်းတလားကိုတူးဖော်ရပြီးတော့မီသူမလို့အသက်အရွယ်ရှိအမျိုးသမီးတစ်ယောက်ကထိုးတူပြုလုပ်ရန်ခွင့်ပြုပါမလားသူမ၏ဝမ်းနည်းပူဆွေးမှုကိုမြင်ရသဖြင့်ကျွန်တော်မှာခေါင်းခဲသွားရသည်သို့တော့ခေါင်းတလားကိုမဖွင့်ဘဲနှင့်အထောက်အထားကိုရနိုင်မည်မဟုတ်ပေအတော်တန်စဉ်းစားပြီးနောက်ကျွန်တော်တတိထား၍မေးလိုက်သည်အန်တီသားတေဆုံးမှုဟာတကယ်ပဲမတော်တဆမှုလို့ယုံကြည်တာလားသူမရက်တန့်သွားသည်ဒါပေါ့ရင်မောင်းကတရားရုံးမှာဝန်ခံခဲ့တာပဲမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒီရင်မောင်းမှာကင်ဆာရောဂါရှိနေတာကိုရောအန်တီသိရလားထောင်ထဲရောက်ပြီးမကြခင်မှာပဲသူဆုံးသွားခဲ့တာသူမကောင်းငိမ့်လိုက်သည်ငါသိပါတယ်သူ့မိသားစုကနောက်မှငါ့ကိုပြောပြကြတာအဲ့ဒီမတော်တဆမှုကသူတို့မိသားစုကိုလည်းပျက်စီးမတက်ဖြစ်စေခဲ့တာပဲစချင်းတော့ငါသူတို့ကိုမုန်းခဲ့ပေမဲ့ဘာထူးမှလဲသူမ၏စကားများကအခြားအရာတစ်ခုကိုဖော်ပြနေသည်သူမသည်ဝမ်းနဲ့နာကျင်မှုကိုမိတို့ရင်ဆိုင်ဖြစ်တဲ့ရမည်ကိုသိသူဖြစ်သည်မဟုတ်လျင်တာဖြစ်သူကိုတက်ခဲ့သည့်အမျိုးသားကိုခွင့်လွှတ်နိုင်ခဲ့မည်မဟုတ်ပေအန်တီသားဟာတမင်တကာလုတ်ကြံတက်ဖြတ်ခံခဲ့ရတာလို့ကျွန်တော်ပြောရင်ရောသူမ၏မျက်လုံးများပြူးကျဲသွားပြီးစကားပင်မပြောနိုင်တော့ပေကျွန်တော်သူမကိုထိုင်ခိုင်းလိုက်ပြီးဖြည်းဖြည်းချင်းပြောပြလိုက်သည်အန်တီကျွန်တော်ရာနှုန်းပြည့်မတိချသေးပေမဲ့ Raymond ရဲ့တေဆုံးမှုဟာလွန်ခဲ့တဲ့10နှစ်က Cresswell ကိုတုံးလုံးစေခဲ့တဲ့အစဉ်လိုက်ညှဉ်းပန်းနှိပ်စက်တက်ဖြတ်မှုတွေနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်ပြီးတော့မြုပ်နှံထားတဲ့ထိုအိတ်ထဲကအရာဟာအလွန်အရေးပါပါတယ်
မမင်းဆိုလိုတာကအဲ့ဒါကိုပြန်တူးဖော်ချင်တာလားသူမ၏အတန်များတုံ့ပြန်နေခဲ့သည်ကျွန်တော်ခိုင်မာစွာခေါင်းငိမ့်လိုက်သည်ရိမတ်ဆုံးသွားတာ10နှစ်ရှိပါပြီဒါပေမဲ့သူသာအသက်ခံခဲ့ရတာဆိုရင်အန်ဒီသူ့ကိုတက်တဲ့လူကိုမရှာချင်ဘူးလားသူ့ကိုငြင်းညမ်းစွာအနားယူစေချင်တယ်မဟုတ်ဘူးလားမျက်ရည်များပါပြင်ပေါ်စီးကြလာရင်သူမကထက်ခါရွတ်ဆိုနေခဲ့သည်ငါတို့ဘယ်လိုလုပ်လို့ရမှာလဲသူနားယူနေတာနဲ့ချီနေပြီလေငါတို့သူ့ကိုနှောက်ယှက်ရတော့မှာလားအန်တီသားကိုတက်ခဲ့တဲ့ရင်မောင်းကိုတောင်အန်တီခွင့်လွတ်ခဲ့သေးတာပဲအန်တီသားကိုအမှန်တရားတီးခွင့်ပါလို့မပေးနိုင်ရတာလေသူမငြိမ်သက်သွားပြီးခေါင်းကိုငုံထားလိုက်သည်ကျွန်တော်ဘာမှထပ်မပြောဘဲသူမဆုံးဖြတ်ပါစေတော့ဟုလွတ်ထားလိုက်သည်စက္ကန့်အနည်းငယ်ကုန်လွန်သွားခဲ့သည်နောက်ဆုံးတွင်သူမမောကြည့်လာခဲ့သည်ဒါတကယ်အရေးကြီးလို့လားအဲ့ဒီအိတ်ကိုငါတို့စစ်ဆေးခဲ့ပါသေးတယ်အဲမှာဘာမှမရှိပါဘူးအန်တီတို့တေချာမစစ်ဆေးခဲ့တာလည်းဖြစ်နိုင်တာပဲအကယ်၍တကယ်ပဲဗလာဖြစ်နေခဲ့ရင်အန်တီသားကိုပူကောင်းတဲ့သူ့တန်မြင်နေရတစ်ခုစီရွှေ့ပေးမယ်လို့ကျွန်တော်ကတိပေးပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပဲသူ့ကိုတူးဖော်ရပါမယ်နောက်ကျသွားရင်ပြဿနာတက်နိုင်ပါတယ်သူမဝေခွဲမရဖြစ်နေခြင်းကိုရက်တက်လိုက်ပြီးခေါင်းငိမ့်လိုက်ပြီးကောင်းပြီလေမင်းပြောသလိုပဲလုပ်ကြတာပေါ့ကျွန်တော်ချက်ချင်းပင်ဖုန်းထုတ်လိုက်ပြီး Ridgeview Memorial Park ကိုကျွမ်းကျင်အဖွဲ့တစ်ဖွဲ့လုပ်ပေးပါတင်းချိုင်းကိုတူးဖော်ပြီးစာတလေးထုံးတဲ့ဆိုင်ရာဆရာတော်ဘုန်းကြီးတစ်ပါးပါပြင်ခဲ့ပါဟုတ်ကဲ့ Mr. Hay ဘယ်ချိန်ရောက်ရမလဲညနေမတိုင်ခင်ခေါင်းတလားကိုဖွင့်ရမယ်4 နာရီမတိုင်ခင်အပြီးလုပ်ပေးပါမယ်ဖုန်းချပြီးနောက် Helen Cole ဘက်သို့လှည့်လိုက်ပြီး Andy Ridgeview Memorial Park ကိုသွားကြရအောင်မောင်ရင် Raymond ကငါ့ကိုအပြစ်တင်မှာမဟုတ်ဘူးဆိုတာသိချရဲ့လားကျွန်တော်သူမ၏ပကုံးကိုအသားအရပုတ်ပေးလိုက်ပြီးသူတာတကယ်အသက်ခံခဲ့ရတာဆိုရင်ဘာမှမလုပ်ပေးတဲ့အတွက်အန်တီကိုပို့ပြီးအပြစ်တင်ပါလိမ့်မယ်သူမဘာမှထပ်မပြောတော့ပေကျွန်တော်တို့တုတ်တန်တို့အတူတကွသွားခဲ့ကြသည်မကြမီတာသနာရေးဆိုင်ရာပုံကိုနဲ့အလုပ်သမားများရောက်ရှိလာခဲ့ကြသည်ကျွန်တော်အချက်ပြလိုက်သည်ဂူတူးဖော်ခြင်းစတင်ခဲ့လေပြီRaymond သည်လုံးဝအပြစ်ကင်းစင်သူမဟုတ်နိုင်ကြောင်းကျွန်တော်သိထားသည် Lauren သည်သူ၏ချစ်သူဖြစ်သည်အကယ်၍သူတွင် Victor ကိုအရေးယူနိုင်သည့်အထောက်အထားများရှိခဲ့ပါကရဲစခန်းသို့တိုက်ရိုက်သွားခဲ့တင်သည်သို့သောသူမသွားခဲ့ပေရက်အနှဲငယ်ကြာတွင် Victor ကသူ့ကိုရှင်းထုတ်လိုက်သည်ရှင်းပြစရာအကြောင်းရင်းတစ်ခုပဲရှိသည် Raymond နှင့် Victor တို့သည်မင်းမောင်သောလူဝက်ချက်တစ်ခုကိုမျှဝေထားကြခြင်းဖြစ်သည်ထိုအကြောင်းကိုတော့တားဖြစ်သူ၏မိခင်ရှိတွင်ကျွန်တော်မြည်သည့်အခါမျှထုတ်ပြောမည်မဟုတ်ပေမဟုတ်လျင်သူမသည်ဂူတူးဖော်ခြင်းကိုမြည်သည့်အခါမျှခွင့်ပြုမည်မဟုတ်ပါအခမ်းအနားများပြုလုပ်ပြီးနောက်အလုပ်သမားများကဂူကိုဖွင့်လှစ်လိုက်ကြသည်မကြာမီတွင်ခေါင်းတလားကိုအထက်သို့မတင်လာခဲ့ကြသည်ထိုခေါင်းတလားကိုနေရာချွေတာရန်အတွက်ထောင်လိုက်မြုပ်နှံထားခြင်းဖြစ်သည့်ထဲတွင်တက်ရှိရုပ်ကလပ်မရှိခဲ့ပါထိုအချိန်ကစံနှုန်းတစ်ခုဖြစ်ယောဂကင်းစင်အောင်မိတင်ကြိုခြင်းပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်ရာရင်းထဲတွင်အယိုးပြနှင့်ကျွန်တော်လိုချင်သောခပိုက်အိတ်အပါဝင်ကိုပိုင်ပစ္စည်းအချို့သာပါရှိသည်ခေါင်းတလားကိုအောက်သို့ချပေးလိုက်သည်ကျွန်တော်ငိုယိုနေသောအမျိုးသမီးကိုကြည့်လိုက်သည်အန်ဒီကျွန်တော်တို့ဒါကိုဖွင့်ကြည့်လို့ရမလားဖွင့်လိုက်ပါအကယ်၍သူသားမတရားခံခဲ့ရတာဆိုရင်မင်းကိုကျေးဇူးတင်နေမှာပါသူမသည်မျက်ရည်များကိုတုပ်လိုက်သည်ကျွန်တော်အလုပ်သမားများကိုကောင်းကြီးပြလိုက်သည်အဖုံးသည်အတန်မီလေးပွင့်သွားသည်မြုပ်နှံထားသောခပိုက်အိတ်ကိုကျွန်တော်ချက်ချင်းတွေ့လိုက်ရသည်ရင်းကိုဆွဲယူလိုက်ပြီးတင်းမာနေသောစစ်ကိုဆွဲဖွင့်လိုက်သည်တိုးတော်ထဲတွင်လုံးဝပလာဖြစ်နေသည်ဘာမှမရှိခဲ့ဘူးသည့်အတိုင်းပင်မြေအောက်တွင်10နှစ်ကြာရှိနေခဲ့သဖြင့်အထက်ဆမှပျက်စီးနေတော့လဲရင်းဤပါဝင်ပစ္စည်းများကိုတော့ကွဲပြောက်သွားအောင်မလုပ်နိုင်မှကျွန်တော်တည်ငြိမ်စွာပင်အတွင်းသားတက်များကိုတေချာစွာစမ်းသပ်ကြည့်လိုက်သည်ကျွန်တော်ဘာလုပ်နေသည်ကိုမြည်သူများနားမလည်ကြပါဟဲလန်ပင်လျင်အိတ်ထဲတွင်ဘာမှမရှိကြောင်းသိထားသည့်အဓိကအထောက်အထားပါရှိသည်ဟုကျွန်တော်ခိုင်မာပြောခဲ့၍သာသူမသဘောတူခဲ့ခြင်းဖြစ်သည်ထို့အပြင်သူမတွင်အခြားရည်ရွယ်ချက်တစ်ခုလည်းရှိသေးသည်ဒါဖြစ်သူအတွက်ပိုကောင်းသောတင်ကြိုင်ကူတစ်ခုရရှိခြင်းခဲ့ခြင်းဖြစ်သည်မောင်ရင်အဲ့ဒီအိတ်ကတကယ်ပဲအထောက်အထားဖြစ်နိုင်လို့လားသူမ၏အတန်တွင်အပြစ်ရှိစိတ်လွှမ်းမိုးနေသည်သူမထိုအိတ်တွင်းပိုင်းကိုကြည့်ပြီးပြီဆိုသည်ကိုကျွန်တော်အစကတည်းကသိထားသည်သူမကိုကျွန်တော်မပြစ်တင်ပါကျွန်တော်ထောက်တနေရာကိုဆွဲညှစ်လိုက်သည်တွေ့ပြီအန်တီပြောင်းလဲမရှိဘူးဆိုရင်အန်တီသားတည်ဆုံမှုနဲ့ပတ်သက်တဲ့အမှန်တရားဟာဒီနေ့ညမှာပဲလူထုထံပေါ်ပေါက်လာတော့မှာပါထို့နောက်ကျွန်တော်အလုပ်သမားများဘက်သို့လှည့်လိုက်သည်မစ္စတာကွေရဲ့အယိုးပြကိုလောလောဆယ်သူ့တန်ကေဟာမှာခဏထိမ့်သိမ့်ပေးထားပါနောက်2ရက်ကြာရင်ကျွန်တော်တို့သူ့ကိုကူးပစ္စည်းရွှေ့ပေးပါမယ်ဟဲဝန်ကကျွန်တော်လက်ကိုစိတ်လှုပ်ရှားစွာဖြင့်စုပ်ကိုင်လိုက်ပြီးမောင်ရင်ငါလိန်ပြောခဲ့တာကိုမောင်ရင်တီးသားနဲ့ဘာလို့ကူညီပေးနေတာလဲမိဘတိုင်းဟာဂရုဏာတရားနဲ့ထိုက်တန်လို့ပါကျွန်တော်ပြောလိုက်သည်အန်ဒီရဲ့မိသားစုဟာဂတိတစ္ဆာကိုစောင့်တည်ပါတယ်ကျွန်တော်တို့ဂတိမပြတ်ပါဘူးဒါနဲ့အိတ်ကဘလာဖြစ်မနေဘူးလားထို့သို့ပြောပြီးနောက်ကျွန်တော်ထွက်ခွာလာခဲ့သည်ကျွန်တော်ချောရုံးခန်းသို့ဓာတ်ရိုက်ဦးတည်သွားခဲ့သည်သူမသည်စာရွက်စာတမ်းဟောင်းများတွင်တဲလို့စတင်တွေ့မလားဆိုသည်မျှော်လင့်ချက်ဖြင့် Claire Sutton နှင့်အခြားတည်ဆုံးသူများ၏ရုပ်အလောင်းစစ်ဆေးချက်အစီရင်ခံစာများကိုပြန်လည်ကြည့်ရှုနေခဲ့သည်တကားပွင့်သွားသောအခါသူမမျက်မှောင်ကျုပ်လိုက်တော့လဲကျွန်တော်ကိုမြင်သွားသည့်အခါအံ့အားသင့်သွားပုံရသည်တနင်္ဘာလို့ဒီကိုရောက်နေတာလဲမေမေဖေဖေစီဖုန်းဆက်လိုက်ပါကျွန်တော်တို့ Victor Line ကိုဖန်ဝရန်ထုတ်လို့ရပြီVictor ကိုဖမ်းရမယ်ဟုတ်လားနင်အထောက်ထားတွေ့လိုက်တာလားသူမအော်တကြီးမေးလိုက်သည်ကြည့်လိုက်ကျွန်တော်အိတ်ကိုထုတ်ပြလိုက်သည်ကျွန်တော်ကချုံရုံးများကိုဖြုတ်ပြီးခောက်ထားသောတပ်ပုံတစ်ပုံကိုထုတ်ယူထားပြီးဖြစ်သည်ရင်းကိုတင်းကျပ်စွာခောက်ထားသဖြင့်ဝါတာတာဖြစ်နေပြီးမိနဲ့လူမိဘဖြစ်နေတော့လဲအလင်းတန်းတစ်ခုကြောင့်အမျိုးသားတဦး၏မျက်နှာကိုဖော်ပြနေသည် Lauren သည် Eastgate တရားတွင်အသက်ခံခဲ့ရခြင်းမဟုတ်ပါနောက်ပိုင်းတွင်ဖျက်ဆီးခံလိုက်ရသော Eastgate ပန်းခြံတွင်တည်ဆုံခဲ့ခြင်းဖြစ်သည်ပန်းကင်းမေးရှိအလှဆင်မီလုံးကိုအသုံးပြု၍ Raymond သည် Lauren နှင့်အတူရှိနေသော Victor ကိုတပ်ပုံရယူခဲ့ခြင်းဖြစ်သည်မေမေထိတ်လန့်သွားခဲ့သည် Lauren အသက်ခံရမှု၏မူလစုံစမ်းစစ်ဆေးမှုတွင်ပြစ်မှုကျူးလွန်သည့်နေရာကို Eastgate တရားဟုသတ်မှတ်ခဲ့ကြသည်ရင်းမှာတကယ်တော့ Eastgate ပန်းခြံဖြစ်သည်ကိုမိသူများမသိခဲ့ကြပေထို့ပြင်ထိုညကရက်ဆက်ကြမ်းကြုတ်သောလူသက်သမားတစ်ယောက်ကသူမကိုတပ်ဖြတ်နေချိန်တွင်အခြားမျိုးသားတစ်ယောက်ကအမှောင်ထုထဲတွင်ပုံကွယ်ကာလူသက်သမား၏မျက်နှာကိုရိုက်ယူရန်အားနည်းလာသောအလင်းရောင်ကိုအသုံးပြုခဲ့ခြင်းဖြစ်သည်မေမေသည်ဝါကျင်နေသောတပ်ပုံကိုစိုက်ကြည့်နေခဲ့သည်မယုံနိုင်စရာပဲတရားဓမ္မဆိုတာတကယ်ပဲအားလုံးစီပြန်ရောက်လာတာပဲဒါပေမဲ့ Raymond ကဘာလို့ဒီတပ်ပုံကိုငါတို့ကိုမပေးခဲ့တာလဲမေမေမသိတာလည်းဖြစ်နိုင်ပါတယ် Raymond နဲ့ Lauren တို့ကတွဲနေကြတာပါမိမိ၏မျက်လုံးများပြူးကျဲသွားခဲ့သည်မဖြစ်နိုင်တာသူတို့တွဲနေကြတာဆိုရင်ဘာလို့သူ့ကိုမကယ်ခဲ့တာလဲ
Victor တယောက်ပဲအဲ့ဒါကိုဖြေနိုင်လိမ့်မယ်ဖေဖေစီအခုပဲဖုံးဆက်လိုက်ပါညမမောင်ခင်သတင်းစာရှင်းလင်းပွဲလုပ်ပြီး10နှစ်ကြာအစဉ်လိုက်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေကိုဖော်ထုတ်နိုင်ခဲ့ပြီလို့ကြေညာနိုင်ပါတယ်မေမေသည်ဖေဖေစီချက်ချင်းဖုံးဆက်လိုက်သည်ဖေဖေသည်အလွန်ဝမ်းသာအားရဖြစ်သွားခဲ့သည်ကျွန်တော်ရက်နေသည့်နေရာမှာပင်ဖေဖေအတန်ကိုကြားနေရသည်တကယ်လား10နှစ်ကြာခဲ့ပြီဖြစ်တဲ့အမှုကပြေလည်သွားပြီပေါ့ငါတို့သားကဖော်ထုတ်ပြလိုက်တာလားဒါပေါ်ရှင်းကိုပဲအာကုနေရရင်နောက်ထပ်10နှစ်လောက်ကြာအောင်မှာစမက်ပလာဇာကိုရဲတွေလွတ်ပြီးသူ့ကိုဖမ်းလိုက်တော့မေမေကလမ်းပြောလိုက်သည်ဖေဖေရေမောလိုက်ပြီးမှရုတ်တရက်သတိဝင်သွားသည်ခဏလေးဒီမနက်ကစမက်ပလာဇာကိုစောင့်ကြည့်ဖို့ရဲတွေငါလွတ်ထားခဲ့တာဗစ်တာကတနေ့လုံးပုံမလာဘူးမဖြစ်နိုင်တာသူထွက်ပြေးသွားတာများလားမေမေဤမျက်နှာမူကပြောင်းလဲသွားခဲ့သည်ကျွန်တော်ပြုံးရဲ့ဖုန်းကိုလှမ်းယူလိုက်ပြီးသူမပြေးနိုင်ပါဘူးမင်းညကကျွန်တော်သူ့ခြေထောက်ကိုရိုက်ချိုးပစ်ဖို့အချိန်လူခဲ့တာသူဆေးရုံမှာရှိနေတော့တဲ့စစ်ကြည့်လိုက်ပါသူ့ကိုကျွန်တော်ကိုယ်တိုင်တော့ဖမ်းမယ်ဘာမင်းညကနင်းသူ့ခြေထောက်ကိုရိုက်ချိုးပစ်ခဲ့တာဟုတ်လားနင်းအိတ်နေတာမဟုတ်ဘူးလားဖေဖေကအော်ဟစ်လိုက်သည်ကျွန်တော်မျက်လုံးလိမ့်လိုက်သည်ကျွန်တော်တို့ကသူ့ကိုသတိပေးလိုက်ပြီးပြီလေဖေဖေကဘယ်လိုလုပ်အိတ်တော်နိုင်မှာလဲဘွားဘွားကဖေဖေကန်ကောင်းလို့ဒီအလုပ်ရတာလို့ပြောတာမဆန်းပါဘူးဒီကောင်လေးတော့အခုရဲတွေလွတ်လိုက်မယ်နေနဲ့တော့နောက်မှရှင်းမယ်ဖေဖေကစိတ်တူတူဖြစ်ဖုံးချသွားခဲ့သည်15မိနစ်မြအကြာတွင်ဖေဖေဖုန်းပြန်ဆက်လာသည်ဗစ်တာသည်အယိုးကျောဆိုင်ရာဆေးရုံတစ်ခုတွင်ရှိနေခဲ့သည်10နှစ်သက်တမ်းရှိတပ်ပုံတစ်ပုံသည်ကျွန်တော်တို့၏အတိတ်အထောက်အထားဖြစ်လာခဲ့သည်သို့သောဗစ်တာကိုစစ်ဆေးဖိအားပေးရန်အတွက်အခြားမည်သူကိုမျှကျွန်တော်မယုံကြည်ပါအချိန်တွေအများကြီးကုန်လွန်ခဲ့ပြီဖြစ်တယ်လို့တပ်ပုံတစ်ပုံလေးနဲ့လည်းအပြေအဝမခိုင်လုံသေးပေထို့ပြင်အရေးမကြီးပါကျွန်တော်ဆေးရုံသို့ဦးတည်သွားနေပြီဖြစ်သည်ဗစ်တာတောင်းတင်နေပြီဖြစ်ရာမြည်သည့်နေရာမှသွားယူမရတော့ပေမျောလင်းထားသည့်အတိုင်းပင်သူသည်ဘယ်ဘက်ခြေထောက်တွင်ကြောက်ကစီထားလျက်မျက်နှာပြည့်ရွံ့စွာဖြင့်ဆေးရုံကရင်ပေါ်တွင်လဲလျောင်းနေသည်ကျွန်တော်အထောက်ထားရှာတွေ့နိုင်မည်ဟုသူမယုံကြည်တော့လဲကျွန်တော်၏ငယ်ရွယ်သောမျက်နှာကိုတတိယသွားသည့်အခါဒေါသများလှိုင်းထသွားခဲ့သည်ဒီနေ့ဟဲ့မင်းငါခြေထောက်ကိုကျိုးအောင်လုပ်လိုက်တာနဲ့ငါ့ကိုဒီမှာထိန်းထားနိုင်ပြီလို့ထင်နေတာလားစုံစမ်းစစ်ဆေးဖို့အချိန်ရသွားပြီလို့ရောလားအိမ်မက်မနေနဲ့ငါကင်းလွတ်နေခဲ့တာ10နှစ်ရှိပြီမင်းကကလေးတယောက်အတွက်တမချင်းတမလိမ့်မယ်ဒါပေမဲ့ငါတော့ဘယ်တော့မှမလိမ့်မနိုင်ဘူးထိုတွေးကသူ၏မျက်နှာပေါ်တွင်ရက်ဆက်သောအပြုံးတစ်ခုကိုစောင့်ချင်းပေးခဲ့သည် Crossford ကဲ့သို့ကျေပြောသောမျိုးကြီးတွင်သူသည်မြည်သူများမဟုတ်ခဲ့ပါသို့သောထိုမြည်သူများမဟုတ်သူကပင်တစ်ချိန်ကမြို့တစ်မြို့လုံးကိုထိတ်လန့်တုန်လှုပ်စေခဲ့သည်သူသည်ယုံကြည်ချက်အပြည့်ဖြင့်တွန်းလှန်ခြင်းနေခဲ့သည်သူအချိန်ကိုစစ်ဆေးလိုက်သည့်3နာရီကျွန်တော်တို့၏ညနေပိုင်းတတ်မှတ်ချိန်ထိ2နာရီကျော်မြတာကျန်တော့သည်လန်ကတကယ်ပဲရဲတွေကိုခေါ်လာမှလည်းလားသူထပ်မံလှောင်ပြုံးလိုက်သည်သူ၏အပြုံးမပြောက်ခင်မှာပင်တကားသည်ဝုန်းကနေပွင့်သွားခဲ့သည်ရဲရာရှိ9ယောက်10ယောက်ခန့်တနက်များဖြင့်ချိန်ရွယ်ကဝင်ရောက်လာကြသည်ဗစ်တာတာထွက်ရက်တန့်သွားပြီးစကားပြောရန်စူးစမ်းရင်းအားသင့်စွာစိုက်ကြည့်နေခဲ့သည်သို့သောကျွန်တော်သူတို့နောက်ွယ်မှထွက်လာသည်ကိုမြင်လိုက်ရသောအခါထိတ်လန့်တုန်လှုပ်မှုကသူ့ကိုလွှမ်းမိုးသွားခဲ့သည်အဲ့ဒါမင်းဘာလို့ဒီရဲတွေကိုခေါ်လာတာလဲသူအော်ဟစ်လိုက်သည်ကျွန်တော်သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးရဲရာရှိများကိုတကားပိတ်လိုက်ပါဟုပြောလိုက်သည်တကားပိတ်သွားသည်နှင့်ကျွန်တော်ဆက်ပြောလိုက်သည်တန်တရားရှိသူ Victor Langford ဟာထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်မှသူ့ရဲ့အခြားခြေထောက်တစ်ဖက်ကိုရိုက်ကျိုးပစ်ဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးထို့နောက်ကျွန်တော်သူ့ထိုင်လျှောက်သွားလိုက်သည်သူ့မျက်နှာဖြူဖြော့သွားခဲ့သည်ကျွန်တော်လက်သည်ပြုတ်ဝင်သွားပြီးသူအော်ဟစ်လိုက်ရသည် Victor Langford မင်းကို2009ခုနှစ်က Claire Sutton Sophie Dawson Lauren Pierce Raymond Cole နဲ့အခြား6ယောက်ကိုတပ်ဖြတ်မှုနဲ့တန်တရားရှိထားပါတယ်ဒါကတော့ဖန်ဝရန်ပဲတေချာဖက်ကြည့်လိုက်သူနာကျင်စွာဖြင့်တုံနေစဉ်ကျွန်တော်ဖန်ဝရန်ကိုမြှောက်ပြလိုက်ပြီးသူရင်းကိုစိုက်ကြည့်လိုက်သည်မဖြစ်နိုင်တာမင်းမှာအထောက်ထားမရှိဘူးငါ့ကိုဖမ်းလို့မရဘူးသူဟိန်းဟောက်လိုက်သည်အထောက်ထားမရှိရင်ကျွန်တော်ဒီကိုရောက်လာမှာမဟုတ်ဘူး Raymond ရဲ့တပ်ပုံကိုမှတ်မိလားကျွန်တော်ပြုံးရက်မေးလိုက်သည်သူ့မျက်နှာတွင်ထိတ်လန့်မှုများပြည့်နှက်သွားခဲ့သည်သူ့နှာခမ်းများ3စက္ကန့်အပြည့်တုံနေခဲ့တော့လေညီတိစကားများထွန်းလာခဲ့ပြီကြည့်ရတာမင်းမှတ်မိပုံရပါတယ်သူ့ကောင်းတလားတဲ့ကဒါကိုတူးဖော်ရတာထိုက်တန်ပါတယ်ကျွန်တော်တပ်ပုံကိုဖော်ပြလိုက်သည်တေချာစဉ်းစားကြည့်ပါဗစ်တာမင်းမှာရုပ်ချင်းတူတဲ့အမွှာညီအကူများရှိနေသလားသူရင်းကိုလှမ်းယူရန်ကြိုးစားတော့လဲအခွင့်အရေးမရခဲ့ပါအခုထိတောင်မင်းကိုမင်းအားလုံးထက်ပိုလိမ္မာတယ်လို့ထင်နေတော့မဲ့စုံစမ်းစစ်ဆေးသူအားလုံးကိုလှည့်စားနိုင်တယ်လို့ထင်နေတာဗစ်တာမင်းပေါ်ဆသွားခဲ့တယ်လွန်ခဲ့တဲ့10နှစ်ကတေခါနီးကင်ဆာဝေဒနာရှင်ကိုပတ်စံပေးပြီးရိမန်ကိုတိုက်တက်ခိုင်းခဲ့တော့ကမင်းအဲ့ဒီမှာတက်မနေခဲ့တင်ဘူးအဓိကအထောက်ထားကိုမဖျက်ဆီးနိုင်ခဲ့ဘူးအဲ့ဒါကမင်းကိုကြာရှုံးသွားတဲ့ရာဇဝတ်သားတစ်ယောက်ဖြစ်စေခဲ့တာပဲကျွန်တော်အတန်ကအေးဆက်နေခဲ့သည်သူအာရုံရော့စွာဖြင့်တရင်ပေါ်သို့ပြစ်လဲကျသွားခဲ့သည်မင်းတကယ်ပဲသူ့ကူထဲကနေဒါကိုတူးထုတ်ခဲ့တာလားသူမြုပ်နှံခံထားရတာ10နှစ်ရှိပြီလေဒါကိုတောင်မင်းရှာတွေ့အောင်လုပ်နိုင်ခဲ့တာလားအရေးကြီးတဲ့အရာတစ်ခုအတွက်အလုံးစုံဆုံးနေရာကမြေအောက်ပဲလေကျွန်တော်သူ့ကိုစိုက်ကြည့်လိုက်ရင်